但你们这里，OK，အားလုံးမင်္ဂလာပါရှင်ချာ Elisa အောင်ဖြစ်ပါတယ်မနေ့ကတော့ချာ warm up တွေလုပ်တယ် orientation တွေလုပ်တယ်ပေါ့နော်ဆိုတော့အဲ့ထဲကမှကျမကစာလေးလည်းနည်းနည်းပေးလိုက်တယ်ဒီချာတို့ကိုကျမဒီချာဖူးနဲ့ဒီချာတင်းနဲ့ရောက်လာတော့ကျမသွားမယ်အကြောင်းအရာလေးပေါ့နော်ပြီးတော့ဒီမှာဆိုရင်ဒီ disclaimer လေးအရင်နဲ့စလိုက်ချင်တယ်ဒီကျတို့ဒီ South လေးကို PDF file အနေနဲ့group ထဲမှာလည်းပို့ထားမယ်လို့ယူဆရတယ်အဲ့တော့ဒီ cli ကစာအုပ်တစ်အုပ်လုံး TKD နဲ့မတူတာကစာအုပ်တစ်အုပ်လုံးကို TKD မှာ module 3ခုအနေနဲ့စာမွဲကို3ခါခွဲဖြေရတယ်ပေါ့နော် TKD ကတော့ module တစ်ခုအထက်အနေနဲ့ဒီကျတို့test ဖြေချင်တဲ့ဒီချက်ကြီးဆိုရင်လည်းအဲ့ unit မနစ်ပေါ့အခန်းအားလုံးအတွက်ကို somewhere တစ်ခုပဲဖြေရတာပေါ့နော်ပြီးတော့နည်းနည်း disclaimer အနေနဲ့ကြိုပြီးတော့ပြောပြချင်တာကတဲ့ဒီစာအုပ်ရဲ့ဥတီချက်ရောကျမရဲ့ဥတီချက်ကရောပြောပြတာတော့ဒီကလီတော်တော်များများကသူကဘာကိုစစ်လဲဆိုရင်ကျမတို့ကဒီချေရုခုနကမိတ်ဆက်တယ်လို့ပဲ content ကိုအဓိက focus ကတော့ non-native language နဲ့သင်ပေးရတဲ့ဒီချက်ပေါ့နော်ခုနဒီချက်ဖူးဆိုရင် international school မှာသင်ပေးရတော့မယ်အဲ့မှာတော့ကျွန်တော်နှစ်ပိုင်းရှိတယ်အင်္ဂလိပ်စာကိုသင်ပေးရတာနဲ့ဒီကျမတို့ international curriculum ကိုသင်တဲ့အခါမှာ curriculum ထဲမှာတော့ तू ကဒီ main aim ထဲမှာတော့ပါသွားမှာပေါ့နော် Cambridge ရဲ့ Cambridge learners တွေဖြစ်စေချင်တဲ့တချို့တို့စာအုပ်ကိုဖတ်လိုက်သိမယ် confidence ဖြစ်ရမယ် responsible ဖြစ်ရမယ်စသဖြင့်သူတို့ရဲ့အခြားသော teaching ရည်ချက်တွေလည်းရှိရအဲ့ဒါကိုပေါင်းများအောင်သင်ပေးတဲ့အခါမှာလေကဘာကြီးနဲ့ချိတ်ဆက်ရမယ်စသဖြင့်သူတို့ရဲ့ objective လေးအင်္ဂလိပ်စာ Cambridge ရဲ့ English သင်ရတော့ညာလဲကျမတို့တခြားဘုဒ္ဓတာတွေလည်းသင်ရတဲ့အပိုင်းရှိရပါတော့အဲ့ချိန်မှာတော့ဒီ content ကminor အနေနဲ့တော့ဖြစ်သွားမယ် language က focus ဖြစ်မယ်ဒီထဲမှာ young learner လည်းသင်တဲ့ teacher ကြီးလည်းပါတယ်သင်ချောင်း curriculum က international curriculum သင်တဲ့ teacher ဆိုရင်တော့ဒါရှင်းတယ်ပေါ့နော်ဆိုတော့ native language ဆိုရယ်စာအုပ်ကကိုင်တဲ့စာအုပ်ကအင်္ဂလိပ်စာအုပ်ဆိုရင်ကျမတို့က Burmese တွေဆိုတော့ဒါက non-native language ပေါ့နော်ဆိုတော့ဒါပေမဲ့ကျမဒီတစ်ခါကသင်ချာကိုဘာသာရပ်ပေါ့နော် subject specific knowledge အတန်းမဟုတ်တာတကြောင်ပြီးတဲ့ခါကျတော့ဒီမှာတော့ပေါ့နော်ဒီ text က practical skill ထီတော့မစစ်စေးပေးနိုင်ဘူးလို့တော့ပြောတယ်ဒါ disclaimer ပြီးတော့ teacher တို့ရဲ့ English level ကဥပမာ B2 ရှိနေ C1 ဖြစ်အောင်လုပ်ပေးပါမယ်ဒီလိုမျိုးအတန်းထဲမှာအင်္ဂလိပ်လိုပြောတတ်အောင်သွားတဲ့အတန်းလည်းမဟုတ်ဘူးဆိုတာလေးကိုဒီမှာတော့ပြောပြပေးခြင်းနဲ့အဲ့တော့ဒီထဲမှာပါတာကိုတချို့တို့မနေ့ကတော့ကျွန်တော်ဖတ်ခဲ့ဖတ်ခဲ့လောက်တယ်နော်အဲ့တော့ကျွန်မတစ်ချက်လောက်အတူတူပြန်ဖတ်ကြည့်မယ်ဆိုရင်ကျွန်တော် module တစ်ခုတည်းပဲဖြေရမယ်ဒါပေမဲ့ပုံကတော့စာကျွန်တော်စာသင်ခန်းစာတော့မစသေးဘူးเนาะစာမွေးကြောင်းလေးနဲ့အရင်စလိုက်မယ် objective type ပဲဒီကျွန်တော်အပုတ်80လောက်ဖြေရမယ်အပုတ်80မှာတော့အစုံပေါ့ဒီကျွန် matching တွေ multiple choice တွေကျွန်တော်တို့ odd one out တွေဒီလိုမျိုးတွေပါမှာပေါ့နော်အဲ့တော့ clear ဖြေခြင်းနဲ့ဒီချက်အရင်ဆုံး TKT ခိုး module ဖြေပြီးမှ while ဖြေပြီးမှအဲ့လိုမျိုး entry requirement မရှိဘူးဒီချက်ဖြေလို့ရတယ်ဒါပေမဲ့ဘယ်လိုဆိုတော့ပိုကောင်းလဲဆိုတော့ B1 level လား IELTS ဆိုရင် band 4လောက်ပေါ့နော် CFR နဲ့ဆို B1 လောက်ဆိုရင်တော့တော်တော်ကြီးလိုက်နိုင်မယ်ပြီးရင်တော့ဒီချက်ဒီကလေးပေါ့နော်ပြီးရင်စာအုပ်လေးတချို့တအုပ်ထပ်ပေးမယ်terminology ပေါ့နော်တချို့မြင်ရလားမသိဘူးဒါတော့ဒီ clear ရဲ့ terminology လို့လည်းပြောပညာရေးရဲ့ terminology လို့ပဲပြောပညာရေးအသုံးနှုန်းလေးတွေတချို့နည်းနည်းရှိရပေါ့နော်အဲ့တော့အသုံးနှုန်းတွေကကျတို့ဒီကျမတို့ကလေးတွေကိုဥပမာအမြဲပေးလေးရှိတာဥပမာ sensitive ဆိုတဲ့စကားလုံးပေါ့နော်ကျမတို့တခါကျတော့ a teacher should be sensitive လို့ပြောရင် a positive point of view ပြောမလား negative meaning နဲ့ပြောမလားပေါ့နော်teacher တို့ရောဆရာမတယောက်က sensitive ဖြစ်တဲ့နယ်လို့ထင်လားမဖြစ်တဲ့ဘူးလို့ထင်လား teacher တို့တစ်ချက်လောက်ဆွေးနွေးပေးပါအောင်ဖြစ်တဲ့နယ်လို့ထင်ပါတယ်ရှင်ဟုတ်ဆရာအကြောင်းရင်းလေးရောချက်မျှဝေပေးပါအောင်အကြောင်းဘာကြောင့်ဖြစ်တဲ့နာလဲပေါ့နော်ဟုတ်ချက်ဒီနားလဲရတယ်လို့ဆို sensitive ဖြစ်တယ်ဆိုတာကဒီတစ်ဖက်ချက်ဘယ်သူပြောနေရလဲမသိဘူးဒီချက်ကြီးစမ်းပါဒီချက်ချက်ကြီးစမ်းဟုတ်ကဲ့ sensitive ကိုဖြစ်တဲ့ဘက်က sensitive ဖြစ်တဲ့နယ်ဘာလို့လဲပြောပါအောင်ရှင်ဟုတ်ချက်sensitive နားလဲရတယ်လို့ဆို sensitive ဆိုတာကဒီတစ်ဖက်လူရဲ့ဒီခံစားချက်တွေ opinion တွေကိုအဲ့လို like ပြီးတော့နားလဲပေးနိုင်တဲ့သူတယောက်ကိုလည်း sensitive ဆိုရဲအတုံး adjective ကို describe လုပ်တဲ့အတွက်ကြောင့်မလို့ဒီ teacher တယောက်အနေနဲ့ကလေးတွေကိုတေချာနားလေဖို့ဆိုရင် sensitive ဖြစ်တဲ့နယ်လို့ထင်ပါတယ်ရှင်ချက်ပြောတာတော့ကလေးတွေရဲ့အခြေအနေကိုမျက်နှာရိပ်မျက်နှာကဲစသဖြင့်
အသေးစိတ်သိရှိတယ်လို့ teacher definitely define လုပ်တယ်ထင်တယ်နော် teacher should be sensitive detail လေးသိတယ်လို့ပြောချင်တယ်ထင်တယ်နော်ဟုတ် teacher မြန်မာစကားမွေးစားစကားလုံးလေးရှိရလေးသိလားမသိချင်ဆန်းဆန်းတင်ဖြစ်တယ်ဆိုအဲ့ဒီ sensitive ပေါ့နော်အဲ့ဆန်းဆန်းတင်ဆိုရင်တော့မဖြစ်တဲ့ဘူးပေါ့နော်ဒါပေမဲ့ teacher ဟာပြောသလို teacher ကြည်ပြောသလိုဆိုရင်ဒါလေးကsensitive ဖြစ်တယ်ဆိုတာ detail သိရပါတော့တခါလေကျမတို့ skin က sensitive ဖြစ်တယ်ဆိုရင်ရောအဲ့အားကြတော့ meaning ကဘာဖြစ်သွားမလဲချာallergic အကောင်လုံး allergic ဖြစ်တယ်မတည့်ဘူးဖြစ်သွားပြန်ရောအဲ့တော့မတည့်ဘူးဆိုရင် negative sense တရှိရပါတော့အဲ့တော့ဒီ terminology ကဒီအရေးပြားနဲ့ skin care ဒီပညာရှင်တွေပြီးတော့sorry အရေးပြားဆရာဝန်တွေပြောတဲ့အခါမှာဒီ sensitive ရဲ့ meaning ကတစ်ခုဖြစ်မယ်ခုနကဒီချက်ကြီးပြောတာပုံစံကတော့ detail သိတယ်ပြီးတော့ဒီချက်တို့ဒီခရီးတွေပါထွက်တယ်ဆိုကျမတို့ပေါင်ချိန်လို့ kilo လို့ချိန်ရတယ်ပေါ့နော်အဲ့ချိန်မှာကျမတို့ digital နဲ့ဒီချိန်သွားရင်နည်းနည်းအဆင်ပြေတယ်ပြောချင်တာ sensitively ဖတ်နိုင်တဲ့ digital ဆိုရင်ကျမတို့ဟိုမှာကြာမှာပစ္စည်းတွေပြန်ထုတ်ရတာ kilo ကျော်လို့ပြန်ထုတ်ရရင်မရှိတော့ဘူးတိတိကျကျအသေးစိတ်လို့ပဲပြောကျတော့ဘာဖြစ်လဲတိတိကျကျတိုင်းနာမျိုးပေါ့နော်တိုင်းတာနိုင်တာမျိုးပေါ့နော်ဒါလေးကြီး is one of the words ပေါ့ခုနနောက်ထပ် teacher တို့ထဲမှာဟဲ့ sensitive မဖြစ်ရဘူးဆိုတော့အယူဆရော teacher ရှိလားဒါလုံးဝကွဲပြားတဲ့အယူဆပေါ့နော်teacher တို့ရော sensitive ဖြစ်တယ်လားမဖြစ်တယ်ဘူးလားမဖြစ်တဲ့ teacher လေးပြောပြပေးပါဦး teacher တနာဒီကျမလက်ခံတာကျ adaptation ဖြစ်ရမယ်ပေါ့နော်ဟုတ် teacher ပေါ့နော်အဲကြောင့်မို့ sensitive ဖြစ်တယ်ဆိုတဲ့အပိုင်းကြတော့ဟို totally တော့လက်ခံတာတော့မဟုတ်ဘူးဒီစိတ်တစ်ပါးဆိုလို့ရှိရင်ကိုယ်ကလေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကိုကျောင်းသားနဲ့ပတ်သက်ပြီးတော့မှဒီချက်ကတမန်ကရှန်ကာလေးဒီလောက်လေးရပြီဒီနေ့လောက်ရုံလေးနဲ့ contact ဖြစ်ုံလေးနဲ့မဟုတ်ဘဲနဲ့ပေါ့နော်မဟုတ်သေးဒီကလေးကဒီလောက်ထိသိနိုင်အောင်မလဲဘယ်လောက်ထိသိနိုင်အောင်လဲရနိုင်အောင်လဲဆိုတာဒီပေါ့နော်အဲ့လိုပေါ့ကိုယ့်ရဲ့တင်ကြောင်းမှုပိုင်းနဲ့ကလေးတွေရဲ့သိယူမှုပိုင်းနဲ့ပတ်သက်ရင်တော့ sensitive ဖြစ်တဲ့နဲ့ဒါပေမဲ့အလုံးစုံ 100% တော့ဖြစ်တယ်ဘူးပေါ့နော်ခုနကကျွန်မပြောသလိုပဲ sensitive ဖြစ်တာနဲ့နောက် adaptation ဖြစ်တာတယ်လားအဲ့လိုမျိုးလေးပေါ့နော်ဒီချေတို့တော့ကျွန်မတစ်ချက်နားလည်လိုက်တယ်ဥမာစာပိုင်းနေဒီချေတို့ပေါ့နော်ဒီချေတို့မှန်းထားတယ်ဆိုပါဆိုတခုခုဒီချစ်ကလေးတွေဒီဘာကိုရရှိသွားစေရမယ်ဆိုရယ် objective ရှိရဆိုပါဆိုအဲ့ဒါကိုဒီချေမလျှော့ပေးဘူးလုံးဝကို adaptability အရင်ကြီးမပေးဘူးဒီတင်မှာပေါ့ဒီချေနှုံးတစ်ခုပေါ့တန်းတစ်ခုရအောင်ဆက်တင်မှာပေါ့အဲ့လိုပုံစံမျိုးပေါ့နော်Okay အဲ့တော့ခုနကကျမတို့ပြောတဲ့ sensitive ဖြစ်တယ်ဆိုတာတော့ဆရာမတခုဆိုစိတ်ဆိုးပြီးခန်းထဲထွက်သွားမတင်တော့ဘူးဒီနေ့နင်တို့နဲ့ငါနင်တို့ခံငါမဝင်တော့ဘူးဆိုပြီးတော့အဲ့လိုလုပ်လိုက်တာမျိုးပေါ့နော်ချေတို့ငငယ်တော့ကြုံခဲ့ဘူးလားဒါမှမဟုတ်ချေတို့ကိုယ်တိုင်ရောငငယ်တော့လုပ်ခဲ့ဘူးလားအမမဟုတ်တချို့ဆိုရင်ကျမငငယ်တော့ကဆိုရင်ငငယ်တော့ကပါတော့စာအောက်ကကလေးကစာလေးစုပ်တာလားဘာလားမသိဝီးဆိုပြီးတော့ပြန်သွားတာစာအုပ်ကြီးကအိုးဆိုပြီးတော့ဟိုလူ80ကျော်ရဲ့ခေါင်းပေါ်ရှူရီဆိုပြီးတော့အပြင်ဘက်ကိုလွှင့်ပလိုက်တာမျိုးပေါ့နော်ဒါဆိုတော့နည်းနည်းလေးပဲဖြစ်သွားပြီလေဒီချက်ကအကဲဆက်သွားငါလက်ရေးလာရေးထားလို့ပြောထားတဲ့ဟာကိုဆိုပြီးတော့ဒီချက်တို့ဒီပေါ်မှာပေါ့နော်ဖြစ်သွားအဲ့ဆိုရင်ဒီပြောချင်တာကတော့ဒီစကလုံးတစ်လုံးကကျမတို့ဒီ context တွေရှိတာဖြစ်တဲ့အတွက်ဒီ clean နဲ့ပတ်သက်ပြီးတော့ context ပေါ့နော်ဒါကျမတို့နားလေတာကိုဒီတစ်လုံးနဲ့ဟိုတော့မှဆရာမတယောက်မှာ define လုပ်ထားတဲ့ပုံမူတည်ပြီးတော့ဒီ day ပေါ့ကျမတို့ပြန်လို့ရချင်မှရမယ်ပေါ့နော်တချို့အပိုင်းနေပေါ့နော်အဲ့လိုမျိုးဆိုရင်ပို့ပြီးတော့ confirm ဖြစ်သွားအောင်နဲ့ဘာကိုအသုံးပြုရလိမ့်မယ်ဆိုကျမတို့ဒီ clear ရဲ့ပေါ့နော်အတိကသူစကလုံးတွေတအုပ်လုံးတော့ပါမှာမဟုတ် key CLIL clear terminology စာအုပ်ပေါ့နော်ကျတို့ဟို glossary စာအုပ်လို့လည်းအလွယ်ခေါ်ပါတယ်ရှင်အဲ့စာအုပ်ကလေးနဲ့ကျမတို့တစ်ချက်လောက်တွဲပြီးတော့ကြည့်ရင်တော့စာမွဲဖြေတဲ့ခြေအတွက်ကတော်တော်လေးအဆင်ပြေမယ်ပြီးအဲ့မှာတော့ vocabulary လေးလည်းပါတယ်ပေါ့နော်ပြီးတော့ TKT clear glossary ဆိုတဲ့အထဲမှာကျမတို့ word high အများကြီးပါတယ် page ကလည်းကျမတို့24မျက်နှာလောက်ရှိတယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့အဲ့တစ်ချက်လောက်ဖတ်ကြည့်ထားပေးပါအဲ့တော့ကဲ teacher တို့ကိုဒီနေ့ကျမကသွားချင်တာလေးကတော့ဒီအပိုင်းဖြစ်ပါတယ်အဲ့တော့ကျတို့ဟိုအချိန်လေးရတယ်ဆိုရင်လည်းကြိုဖတ်ခဲ့တဲ့ဒီချိန်လည်းရှိကောင်းရှိနိုင်တယ်မဖတ်ခဲ့ရဘူး surprise ပေါ့နော်ဒီကြမှာစပြီးတော့သွားအခုမှစဖတ်မယ်ဒီချိန်လည်းရှိနိုင်တယ်ပေါ့နော်ကဲ
အဲ့တော့ပထမဦးဆုံးဖတ်ခဲ့တဲ့ teacher ရှိလားမသိ raise hand လေး reaction လေးပြပေးပါအောင်ကျွန်မ Okay thank you ပါချက်မီမြက်ချက်ပ Okay ချက်တနာ Okay ဖတ်ခဲ့တယ်နော်ဟုတ်ဒါလေးကတော့အချိန်လေးတစ်ခုယူရတာပေါ့နော်အဲ့တော့မဖတ်ခဲ့လေကျွန်တော်တို့ဒီမှာထပ်ပြီးတော့ဆွေးနွေးမှာပေါ့နော်ဖတ်ခဲ့တဲ့ခါကျတော့ကျွန်မဘာလိုချင်လဲဆိုတော့တချို့စမေးခွန်းနေပေါ့နော်ဘာတွေတချို့ဖတ်ရင်းနဲ့လေသိချင်လာတာမျိုးပေါ့နော်အဲ့လိုမျိုးတွေရှိလာမို့ဟိုဖြစ်တဲ့အတွက်အဲ့တော့ကျမတို့ကတော့သွားမဲ့ပုံစံကတော့ကျမကြီးပဲပြောသွားမှာဆိုတာထက်တချို့တို့မှာတကယ်တော့သိပြီးသားတွေရှိတယ်အဲ့ဒါကိုဒီကျမတို့ဒီ theory နဲ့ချိန်ပြီးမယ်ပြီးရင်တချို့တို့ theory ကိုတချို့တို့ရဲ့အတန်းနဲ့ချိန်စေချင်တာပေါ့နော်ဒါကြောင့်မို့လို့တချို့ရဲ့အားတွေအများကြီးလိုတယ်တချို့ရဲ့ဆွေးနွေးမှုတွေအများကြီးလိုတယ်နော်အဲ့တော့ဒီမှာဆိုရင်ကျကြည့်လိုက်မယ်ဆိုရင် CLI ရဲ့ကျမတို့တိုးတက်လာမှုအစင်စင်ပေါ့အခုကျမတို့အခုဟိုဒီစာအုပ်ပေါ့နော်ဒီစာအုပ်ရှိနေတဲ့အချိန်မှာ handbook ပေါ်လာတဲ့အခါမှာကျွန်တော်နောက်ဆုံး page ကတော့ကျွန်တော်တစ်ချက်လောက်ကြည့်လိုက်ပါအောင်ဒါကတော့ educational approach တစ်ခုအနေနဲ့မြင်လာကြပြီပေါ့နော် approach တစ်ခုအနေနဲ့မြင်လာပြီဘာအတွက် approach လဲလို့ပြောရင်တော့ကျမတို့ဒီသင်ကြားသင်ယူခြင်းဖြစ်စဉ်မှာဘာသာရပ်တွေကို subject တွေကိုသင်တဲ့အခါမှာကျွန်တော်တို့ဒီလိုနည်းနဲ့ချင်းကပ်တင်နေဆိုရဲအယူဆတစ်ခုကိုကျွန်တော်တို့တည်ပေးမှာပေါ့နော်အဲ့တော့ဒီနေရာမှာတော့သူဒီ approach နဲ့ method ကိုအတူတူအနေထားလေးသုံးသွားတယ် system တယောက်ကတချို့တော့အတန်းနဲ့ဝင်တော့မယ်ဆိုတော့ maybe အဲ့အတန်းကတနာရီသို့မဟုတ်တနာရီခွဲသို့မဟုတ်45မိနစ်အတန်းနဲ့ကိုတချို့ကဝင်တော့မယ်ဆိုရင်တချို့တို့ကဘယ်လိုမျိုးချင်းကပ်မယ်ဆိုပြီးတော့တချို့တို့အဲ့လိုလေးစဉ်းစားသွားတာရှိသလားပေါ့နော် lesson plan ပေါ့နော်ကျွန်တော်တို့ Celta မှာဆိုရင်တော့ဒီကောင်ကို detail ပြောရတယ်ပြောရမယ့်စကားလုံးတွေအစရေးပြီးတော့ကွတ်တီပေါ့နော်ပြီးအောင်လောက်ကြတယ်ပေါ့နော်ဒီဆရာဆရာမကြီးကျွန်တော်တို့ novice ကာလာတချို့ခုနတချို့ဖူးပြောသလိုကျွန်တော်တို့ဒီပထမ3နှစ်နဲ့3နှစ်ဆိုရင်ဒါ novice ပေါ့3နှစ်နဲ့5နှစ်အတွင်းမှာဆို experience ဘက်ကိုရွေးလာပြီပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ well prepared ဖြစ်တဲ့ teacher တွေဆိုရင်ဘာဖြစ်လဲဆိုတော့အချိန်45မိနစ်ဆိုရင် chunk လေးတစ်ခါတည်းပိုင်းထားမယ်အဝင်ချင်းမှာဘယ်လိုလေးကလေးတွေကိုမိတ်ဆက်လိုက်မယ်အဲ့လိုမျိုး teacher တို့စဉ်းစားတာမျိုးကြိုပြီးတော့မဝင်ခင်လေးplan လုပ်ထားမယ်ပေါ့ဘယ်လိုလေးပြောမယ်စဉ်းစားထားမျိုးရှိဘူးလား teacher ရှိကြလားခေါင်းလေးညိမ့်နေတာတွေ့ရနော်အချစ်စဉ်းစားထားဟုတ်တယ်အဲ့တော့ရှိရနော် okay ချက်အဲ့တော့ तू approach ဆိုတဲ့နေရာမှာတခြားဘယ်လိုလေးလဲဆိုတော့ချိန်ငယ်လေးဖြစ်နိုင်တယ်တပတ်စာလေးဖြစ်နိုင်တယ်တအုပ်လုံးစာအတွက်ကိုကျွန်တော်တို့ဒီ term တစ်ခုလုံးဒါမှမဟုတ်လေဒီကလေးတစ်ယောက်ကနောက်တစ်နှစ်နှစ်နှစ်သုံးနှစ်ပေါ့တချို့တို့မှာအကြောင်းကိုပိုင်အကြောင်းမှာadministrator ဖြစ်နေတယ်ပေါ့နော်ဒီကျောင်းရဲ့တာဝန်ရှိသူတူဆိုဒီကလေးဒီကျောင်းမှာရေရှည်တက်မယ်ဆိုရင်ကျွန်တော်တို့ဘယ်လိုစဉ်းစားမလဲဆိုတဲ့အထီးပေါ့နော်အဲ့လိုမျိုးသူကချင်းကပ်မှာဖြစ်တယ်အဲ့တော့အဲ့မှာဆိုရင်ဒီသင်ယူသင်တဲ့အခါမှာကျွန်တော်တို့ curriculum ပေါ့နော်ကျွန်တော်အမဲလေးနဲ့ပြထားတော့သူက term လေးတွေပေါ့နော်ကျွန်တော်ဒီမှာ curriculum ကနေမှဒီ content တစ်ခုကိုဘယ်လိုဘာတွေပေါင်းပြီးသင်မယ် content တော့တခြားပေါ့တချို့သင်မှာသင်ချတဲ့တခြားသင်ချသင်မှာ history သင်တဲ့တခြားလဲ history သင်မှာပေါင်း integrate လုပ်ပြီးတော့ပေါင်းပြီးတော့ထည့်လိုက်မယ်လေပေါ့နော်ကလေးတွေကိုအဲ့လိုမျိုးပုံစံမျိုးဖြစ်ပါတယ်အဲ့တော့အရင်ဆုံးကျွန်မဆွေးနွေးချိန်9မိနစ်လောက်တချို့တို့ကိုပြပြစီဒီနေ့မြန်မြန်ဆိုင်ဆိုင်လဲရှိတယ်လူလဲများတော့ကျွန်မဒါလေးကို screen လေးတစ်ချက်လောက် screenshot ယူလိုက်မယ်နော်အများကြီးမဟုတ်ဘူးကျွန်မတို့ဒီမှာအပိုက်ကလေးတွေတစ်ချက်ခွဲလိုက်မယ်ဒီလိုလေးပေါ့နော်အဲ့တော့ကျွန်တော်တို့မျှပြီးတော့တူလေးဖတ်လိုက်မယ်ဒီကနေကျွန်တော်တို့ဒီအပိုက်ကလေးပဲနော်ချက်group ကို teacher Melon ကျွန်မကို3ဖွဲ့လောက်ကျွန်တော်ခွဲပေးပါအောင်3ဖွဲ့လောက်ပေါ့နော်ခွဲပေးပါအောင်3ဖွဲ့လောက်လိုက်ရှင်း teacher ဟုတ်တယ်ရှင်3ဖွဲ့လောက်ပေါ့နော်ဆိုတော့ဒီထိပါပဲချက်နည်းနည်းလေးပဲเนาะတချို့ဖတ်ခဲ့တဲ့ဒီချက်လည်းအဲ့ဖတ်ထားတဲ့နားလည်မှုနဲ့ဆွေးနွေးပေးပါအခြားအမြင်တွေကိုဆွေးနွေးပြီးတော့ကျွန်တော်တို့ထုံးစံအတိုင်းဒီတစ်ခေါက်ကို room တစ်ယောက်ကိုလည်းကျွန်တော် rap တစ်ယောက်လောက်ကmain session ထဲမှာ group ရဲ့ကိုစားကျမတို့ဘာတွေဆွေးနွေးခဲ့လဲဆိုတာလေးကိုပြန်ပြီးတော့တင်ပေးရမှာပါအဲ့တော့ကျမတို့မှာအချိန်လေးရှိမယ်ပေါ့နော်အချိန်ကိုကျမကထုံးစံအတိုင်း6 minute 6မိနစ်လောက်ပေးပါမယ်ရှင်
အဲ့တော့အချိန်လေးပြည့်တော့မှဆိုတာလေးကိုလေတယောက်ကအချိန်လေးကိုမှတ်ပေးတဲ့သူလုပ်ရမယ်ပေါ့နော်အဲ့တော့တယောက်ကအချိန်ကိုကြည့်ပေးရမယ်တယောက်ကတော့ကျွန်တော်ဘာလုပ်ပေးရမလဲဆိုတော့အတန်းနဲ့ group ထဲမှာ facilitate တယောက်ကတော့ဥဆောင်ပေးမယ်နောက်တယောက်ကကျတော့ကျွန်တော်ဘာလုပ်ပေးမလဲဆိုတော့အဖွဲ့ထဲကနေmain session ရောက်ရင် report ပြန်လုပ်ပေးရမယ်ဆိုတော့ဒီကျွန်တော်အဖွဲ့ထဲကိုကျွန်တော်3ယောက်လောက်တော့တာဝန်ယူရမယ်ပေါ့နော်ဆိုတော့တစ်ချက်လောက်အဲ့ဒါလေးခွဲပေးပါအောင်တစ်ချက် melon တစ်ချက်လောက်3ဖွဲ့လောက်ခွဲပေးပါအောင်နော် ဟုတ်ကဲ့ဒီချက်ရပါပြီရှင်ဒီချက် Okay sir ကျွန်တော်ဘယ်နှမိနစ်ရမလဲရှင်6 minute ပါဒီချက် 6မိနစ်ဟုတ်ကဲ့ကျွန်တော်အလွတ်သဘောနဲ့နားလည်သလိုဆွေးနွေးခဲ့လို့ရပါတယ်ဒီကျမတို့ဒီစာပိုက်ကလေးတွေကိုအခြေခံပြီးတော့ပေါ့နော် ဟုတ်ကဲ့ရှင်တစ်ဖက်မှာဒီချက်3ယောက်ရှိတာဆိုတော့ကွက်တီပါပဲဒီချက် ဟုတ်ကဲ့ အဲ ဟု ဆို တ်ကဲ့ လို့ ပါ ရှိရင်ဟုတ်မီတင်လေးဖွင့်လိုက်ပါလိမ့်ရှင် ဟုတ်ကဲ့ပါချာတချို့ပြန်ရောက်ပြီဟုတ်ကျွန်တော်ဆွေးနွေးလိုက်ရတယ်နော်ချာဟုတ်ကဲ့အဲ့ဆိုအရင်ဆုံးတစ်ချက် room 1ကနေတစ်ချက်လောက်ကျွန်တော်ဆွေးနွေးခဲ့ရတဲ့အနှစ်ချုပ်လေးတွေလုံးဝ highlight လုပ်ပြချင်တာလေးတွေကိုနားထောင်ကြည့်ရအောင်နော် room 1ကကျွန်တော် reporter တစ်ချက်ကိုဖိတ်ခေါ်လိုက်ရအောင်ပါကျွန်တော်ဘယ်သူ့ကိုရေးချထားလဲမသိဘူးရှင် ရွေးလိုက်ရသေးဘူးဒီချက် အော်ရေးလိုက်ရ လို့တော့ discussion လုပ်တော့မှရှိသေးတယ် အော်ဟုတ်လားဟုတ်အဲ့ဒါဆိုရင် room 3လည်းမရွေးလိုက်ရသေးပါဘူးရှင်ဒီချက် ကဲအဲ့ဒါဆိုရင်နောက်ထပ်3မိနစ် extension ပေးရမယ်ထင်တယ်နော်ကျွန်တော်ရွေးဖို့ရယ်နည်းနည်းလေးအနှစ်ချုပ်ဖို့နော် yes အဲ့ ဒီ ဆို ချက် ကျွန်တော်ပြန်ပြီးတော့ဒီ room တိုင်းပဲ open ပြန်လုပ်ပေးမယ်နော်ချက်3မိနစ်လောက်ကြာရင်ပြန်ခေါ်ပါမယ်ချက်နော်အနည်းလေးချုပ်လိုက်ပါအောင်ရှင် present လုပ်မဲ့ဆရာလေးရေးချပြီးလောက်ပြီလို့ထင်ပါတယ်အဲ့တော့ကျမတို့ room 1ကနေမှအရင်ဆုံးဆရာတို့ဖိတ်ခေါ်ခြင်းလေ room 1မှာကျမထင်ဒီချက်မြင့်မုံရှိမယ်ဒီချက်သင်းရှိမယ်ဒီချက်တန်လာရှိမှာပေါ့နော်အဲ့တော့တစ်ချက်လောက်ဒီချက်တို့ရဲ့ဆွေးနွေးမှုလေးကိုကျမတို့အားလုံးသိအောင်တစ်ချက်လောက်ချုပ်ပြောပြပေးပါခုဒီစာပိုက်ကလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဖတ်လိုက်တယ်ပေါ့နော် ဟုတ်ဒီချက်နေဖြစ်ဟုတ်စီဒီပေါ့ CLI ဆိုတာကအဓိကကတော့ချင်းကန်လေးပေါ့ကိုသွားချင်တဲ့ content ပေါ့ content ပုံတည်ပြီးတော့ဘယ်လိုချင်းကန်မလဲဆိုတာကိုအဓိကစဉ်းစားမယ်သွားချင်တဲ့ content ကလည်း subject ပုံတည်နေတယ်အဓိကဒီအင်္ဂလိပ်ကြီးမှာ English subject မဟုတ်ဘူးပေါ့ရှာ math science history geography ပေါ့ဟိုအခုဆို ICT စချိတဲ့ဖြစ်ပေါ့လေဟိုသွားမဲ့ subject ပုံတည်ပြီးတော့ဒီကလေးအတွက်ပို့ပြီးတော့ခုန content နဲ့ language ချိတ်ဆက်မိအောင်ပေါ့ရှင်းကနိုင်တဲ့ approach တစ်ခုပေါ့ဘယ်လိုမြင်လဲနောက်ပြီးလို့ရှိရင်ဒီနေ့ခေတ်ကြီးမှာဆိုလို့ရှိရင်ဒီ technology age ဖြစ်တဲ့အတွက်ကြောင့်လေဒီ AI တွေကအရန်ခေတ်စားလာတယ်လေအဲ့ဒီ AI ဟု တွေ တ် ကလေးတွေအနေနဲ့ပေါ့အဲ့လိုပေါ့တွင်ကြဲအဲ့လိုပေါ့အသုံးပြုအောင်ပေါ့ချင်းကပ်နိုင်တာအဲ့လိုအဲ့ဒီမှာအသုံးပြုနိုင်မှုအတွက်လဲ skill တွေကိုဆရာအနေနဲ့ပြောမိနိုင်မယ်လို့မျိုးပေါ့အဓိကရန်လာနာနဲ့ adapt planner တော့ပါပါပေါ့AI လို့ပြောရင်တော့ရန်လာနာမှာအသုံးလဲပြီး adapt planner မှာဆိုရင်တော့ဒီအကျိုးရှိသုံးတတ်ဖို့အတွက်လေဆရာအခုပေးနိုင်ပြီတော့နောက်တစ်ခုကပြီး CLI လို့ပြောလို့ရှိရင်ငါတို့အဖြစ် subject teacher ပေါ့ English teacher ဆိုတဲ့subject teacher တွေများမယ်ပေါ့လေနောက်တစ်ချက်က teacher တိုင်းမှာဆိုရင်သူ့ရဲ့ classroom မှာမူတည်ပြီးတော့ learner ကလည်းအမျိုးမျိုးရှိနိုင်တယ်လေ classroom တစ်ခုထဲမှာ learner ရှိတဲ့အတွက်ကြောင့်different challenges တွေရှိနိုင်တယ်ပြီး teacher တိုင်းကလည်းသူ့ရဲ့ different methodology ပေါ့ကိုယ့်ရဲ့သင်ကြားမှုတွေကမတူနိုင်ဘူးလေအမျိုးမျိုးပေါ့ okay အဲ့ဒါကိုadjust လုပ်ပြီးတော့just လုပ်ပြီးတော့ချင်းကပ်နိုင်ရမှာပေါ့ CLI
တွေခေါ်တယ်ပေါ့အဓိကအဲ့ content နဲ့ language ဘယ်လိုချိတ်ဆက်မလဲပေါ့ကိုသွားမဲ့ subject ပေါ်မူတည်ပြီးတော့ဘာသာရပ်ပေါ်မူတည်ပြီးတော့လေနောက်တစ်ခု ဟုတ်တယ်ရှင် yes ဒီခုကကြတော့ဒီမှာနေမဟုတ်ဘဲနဲ့ပေါ့သူတို့ရဲ့ဒီဘယ်လိုကဒီတင်လိုက်တဲ့ subject တစ်ခုနဲ့နေမဟုတ်ဘဲနဲ့သူတို့ရဲ့ community ပေါ့သူတို့အဖွဲ့အစည်းမှာနောက်ပြီး citizenship ပေါ့သူတို့ရဲ့ society မှာသူတို့ဘယ်လိုသွားမယ်ဆိုတော့ value အနေနဲ့လည်းစိတ်ဆက်ပြီးဖို့အတွက်ဒီ CLI ကသူ့ရဲ့aim ကပေါ့အဲ့လိုကြီးပဲသူ့ရဲ့ aim တွေမှာနောက်ပြီးလို့ရှိရင်ဒီI know ကလေးတွေရဲ့ဒီ confidence တွေပေါ့သူတို့ရဲ့ confidence တွေကိုတက်နိုင်မှုအဓိက language မှာသုံးတဲ့ confidence တွေတက်နိုင်မှုအတွက်လည်းလမ်းဖော်ပေးရမယ်ပေါ့ဆရာအနေနဲ့ကြာလေ ဟုတ်ကဲ့ရှင် ဟုတ်တယ်နောက်တစ်ခုကကြတော့ဒီခုနကပြောတဲ့ language ပိုင်းနေမကပဲနဲ့ဒီအဲ့လို language ပိုင်းမှာတဲ့နောက်တစ်ခုတကလေးတွေရဲ့ thinking skill တွေပေါ့တိုးတက်အောင်မှုအတွက် ဟုတ် ဒီကဒီအခါမှာစာသင်ခန်းထဲမှာကိုက CLI အောင်သုံးမယ်ဆိုလို့ရှိရင်ကလေးတွေရဲ့ဆရာ thinking skill တိုးတက်ဖို့အတွက်ဆိုရင်ဆရာကလည်းဒီမှာပေါ့ပို့ပြီးတော့team မဲ့ lesson material တွေသုံးနိုင်မိခုမေးတယ်ဆိုတာထက်ဆရာကလည်းပို့ပြီးတော့ကလေးတွေဒီသူတို့မြင်တာအောင်ပေါ့လေမေးတက်သုံးတက်ဖို့အတွက်လည်းချင်းကတ်တက်ဖို့လည်းလုပ်မယ်ပေါ့ထင်ပါချင်း ဟုတ်ကဲ့ရှင်ရှင်ဟုတ်ကဲ့ရှင်အပေါ်အပိုင်းပဲပေါ့နော် pedagogy စီတွေ resources တွေလည်းသုံးမယ် maybe technology လည်းသုံးပါပဲပေါ့နော်ဆိုတော့ကျေးဇူးပါဒီချက်အများကြီးပဲပြောသွားတယ်နော်ဆိုတော့ဒီချက်စာပိုက်ထဲကအဓိကအထက်စာပိုက်ကိုဖတ်ပြီးတော့ idea ရတဲ့အချက်တွေလည်းကျွန်တော်ဆွေးနွေးလို့ရတယ်နော်အဲ့တော့ကျွန်တော်တို့ဒီသူ့ရဲ့ acronym လေးအတိုင်းပဲ content and language integrated learning အဲ့တော့သူ့ရဲ့ပြောကလေးက clear ဖြစ်တဲ့အတွက်ကလေးတွေကသင်ယူတဲ့အခါမှာကွဲပြီးတော့မသင်ယူကျွန်တော်တို့ STEM လို့ပဲပေါ့နော်ချက်တို့ STEM ကလည်းဒီ ideology တစ်ခုပဲပေါ့နော်ဒီ interdisciplinary ဆိုတဲ့ ideology အခုထိတော့မြန်မာနိုင်ငံမှာကျွန်တော် international school တွေမှာ subject teacher တွေရှိတုံးမယ်ပေါ့နော်ရှိတယ်တခါတရံပွဲတစ်နေ့တစ်ခါစသဖြင့်ပွဲလောက်လုပ်တဲ့အခါမှာတော့ကျွန်တော်တိုင်ပင်ပြီးတော့ပြုလုပ်ကြလိုက်မယ်ဒါပေမဲ့တော့အများစုကတော့ individually သင်ကြတာများတယ်ပေါ့နော်ဒါပေမဲ့တချို့ကျောင်းတွေမှာ STEM စစ်ကျောင်းတွေဆိုရင်တော့သူတို့တွေကဒီဘာသာရပ်တစ်ခုချင်းစီကိုစမွဲဖြေရတာမျိုးမဟုတ်တော့ပဲねအကုန်ချိတ်ဆက်ပြီးတော့သွားတဲ့ ideology approach တစ်ခုပဲဒါပေမဲ့ clear ကြတော့အဲ့လောက်ထိတော့မသွားသေးဘူးcontent နဲ့ language ကတွဲပြီးတော့သင်ရမယ်အလုပ်ဖြစ်တယ်တစီlanguage teacher ကသင်ပေးရတော့ဟုတ်တယ်ဒါပေမဲ့ content teacher ကသင်ပေးလိုက်တာကပို့ပြီးတော့ဒါကအဆင်ပြေတယ်ပေါ့နော်ပို့ပြီးတော့ live ဖတ်တဲ့ skill နဲ့ live ဖတ်တော့ content နဲ့ live ဖတ်တော့language ကိုတခါတည်းရသွားမယ်ပေါ့။ဒါဘာနဲ့တူလဲဆိုတော့ teaching for purpose English for purpose တွေနဲ့လည်းတူတယ်။တခါလေဆိုရင်ကျွန်တော်တို့ကျောင်းမှာသင်ခဲ့တဲ့ English က hotel လုပ်ငန်းမှာလုပ်တဲ့အခါတဲ့တိတ်မသုံးရတယ်လို့ပဲပေါ့နော်။အဲ့တော့တကယ်လို့များ hotel လုပ်ငန်းမှာတချို့သင်တန်းတွေပေါ့နော်ဒီကျွန်တော်တို့ဒီ hotel tourism ရောဒီဘက်ကmanage tourist business for tourism လို့ပါလို့ကြာရင်တော့သူကတခြားအတွက်မဆိုင်တော့ဘူးတခြား university study အတွက်လည်းမဟုတ် academic အတွက်လည်းမဟုတ်ဘူးဒီလုပ်ငန်းခွင်အတွက်တဲ့သုံးမဲ့ language တွေကိုသူကသင်ယူခွင့်ရတာပေါ့နော်အဲ့လိုမျိုးပဲကျွန်တော်တို့ဒီမှာဒီချက်ပြောသလိုsubject နဲ့ language ကိုတခါတလေလိုအပ်တဲ့ skill လို့ဒီချက်ပြောသွားတယ် skills for life အများကြီးပြောသွားတယ်ဒီချက်နော်အဲ့ဒါကိုတခါတည်းသင်ယူလိုက်ရတာမဟုတ်လေအချိန်ကုန်မှချင်းအတူတူအတန်းထဲမှာဒါတွေကိုထိတွေ့နေရမှချင်းအတူတူကျမတို့ကကလေးကိုပေးပြီးတော့သင်ခွင့်ပြုလိုက်တာပေါ့နော်အဲ့မှာဆရာမတွေကသင်ကြားခြင်းနီးနှန်းတွေအများကြီးသုံးရတယ် challenge တွေရှိကောင်းရှိနိုင်မယ်ဒါပေမဲ့ဒီ Chelsea ကအများကြီးသုံးနိုင်တယ်အထီးရောက်မှုလည်းအများကြီးရနိုင်တယ်လို့ချက်ပြောပြသွားတယ်အဲ့မှာဒီချက်က content ကိုလက်ရှိကိုယ့်ရဲ့ society နဲ့ချိန်သွားမယ်တကယ်ပဲလက်ရှိ culture နဲ့လည်းချိန်မယ်ဒါပေမဲ့ culture နဲ့ချိန်မယ်ဆိုပြီးတော့ကျမတို့မြန်မာ culture ကအရန်ယိုသေးကိုင်းဆိုင်နေနော်ချစ်စရာဓလေ့တွေရှိတယ်အဲ့လိုမျိုးပြောလို့ဆရာမဆိုချစ်ကြောက်ယိုသေးကြောက်တာအရန်များတာမဟုတ်ဘူးဒီ confidence လမ်းနိုင်လေအခွင့်အရေးပေးမယ်ပြီးတော့ဒီမှာကလေးတွေကိုကျွမ်းကျင်အောင်လည်းတင်ပေးမယ် thinking ဘိုင်းကောင်းအောင် cognition ပါအောင်လည်းတင်ပေးမယ်ပေါ့နော်အဲ့ထက်မှာလိုအပ်တာတော့ resource တွေကိုစာအုပ်တွေမကဘဲနဲ့ resource တွေလည်းသုံးသွားမယ်လို့ပြောသွားတဲ့ချက်ချေတို့ room 1ရဲ့ ideology ပေါ့နော်တခြား room 2ကိုချက်ဖိတ်ခေါ်ချင်ပါတယ် room 2ကရောချေတို့ဒီစာဖတ်လိုက်တဲ့အခါမှာစာရဲ့ဆိုလိုရင်းပြီးတော့ဒီ teacher room နဲ့မတူတဲ့ idea နောက်ထပ်မိမိတို့ဖြည့်ဆွတ်ခြင်းတဲ့ idea လေးကျွန်တော်တို့ဒီမှာတခြား
ကျွန်တော် classmate တွေ teacher တွေဖတ်လို့ရအောင်တစ်ချက်လောက်ဆွေးနွေးပေးပါအောင်တစ်ချက်ကြည့်ရှိရဲတစ်ချက်ပါရှိရဲတစ်ချက် piece ရှိရဲနော်တချို့ဆွေးနွေးနေရလေကျွန်တော်ဝင်နားထောင်နေအရင်ကောင်းတယ်တချို့တွေအားလုံးလေ room 9 room 9ပေါ့အဲ့ဒါတစ်ချက်လောက်တချို့တို့ချက်ဘသူက reporter ဖြစ်မလဲ ဟုတ်ပါဒီချက် ဟုတ်တချက်ပါ ဟုတ်ကဲ့ ဟုတ် ဘာနားလည်လိုက်တာတော့ပေါ့နော်ဟုတ်ဒီ clay ဆိုတာကဒီ subject နဲ့ဒီ language နဲ့ကိုတပါးရဲပေါ့နော်ဟိုတွဲသိရင်နဲ့မှာ learners တွေရဲ့ confidence တွေကို develop ဖြစ်အောင်လုပ်ပေးတာပေါ့နော်အဓိကကဟို learners တွေဒီ clay classroom ထဲမှာသင်မယ်ဆိုရင်သူတို့ရဲ့ဒီ thinking skill ပေါ့နော် thinking skill ကလည်းပို့ပြီးတော့ကောင်းသွားမယ်ပေါ့နော်ဒီမှာဆိုလဲသူတို့ဟိုပို့ပြီးတော့ဟိုဒီပုံမှန် language ကလေးတွေထက်ကိုသူတို့ဒီပို့ပြီးတော့အတွေးခေါ်ပိုင်းရောပြီးလို့ရှိရင်ဒီသူတို့ရဲ့ဒီ communication မှာပါသူတို့ဒီတော်တော်ကြီးကိုဟိုပို့ပြီးတော့ပေါ့နော် encourage ဖြစ်မယ်ပြီးလို့ရှိရင် confidence လည်းပိုဖြစ်လာမယ်ဒီချက်ဟိုပေါ့နော်ကိုယ့်ရဲ့ L1 language နဲ့အတူတူပေါ့နော်ဒီ target language ကိုပါခလေးကဟိုတော်တော်ဟိုပို့ပြီးတော့ဟိုတိုးတက်လာမယ်လို့ထင်တယ်ချက်အဲ့လိုတော့နားလည်လိုက်တယ်ပေါ့နော်ဒီဟာလေးရတော့လေဒီမှာဆိုလည်းသူတို့ research လုပ်ထားတယ်ဆိုပြီးတော့ဒီပြောထားတော့လေဒီမှာဆို clay learners တွေအနေနဲ့ပေါ့နော်ပို့ပြီးတော့ကိုဒီ L1 လို့ပဲဒီဘက်မှာလည်းသူတို့ကောင်းကောင်းကြီးကိုပေါ့နော်သူတို့ရဲ့ skill တွေ develop ဖြစ်လာတာကိုတွေ့နိုင်တယ်ဆိုပြီးတော့နားလည်လိုက်ပါတယ်ချင်းဟုတ်ကဲ့ဒီချက်အဓိကတော့ဒီချက်ကျွန်တော်တို့ကဒီစာအုပ်ကိုသင်လိုက်တဲ့အထဲမှာတာမန်ကလေးတွေမြန်မာလိုသင်တဲ့ကလေးတွေထက်ပေါ့နော်ဒီ English လိုသင်လိုက်တဲ့ကလေးကအဲ့ target language English လိုသင် English ပဲ Chinese လိုသင် Chinese ပေါ့ Finland လိုသင် Finland India လိုသင် India ပေါ့မိခင်ဘာသာစကားမဟုတ်ပေမဲ့အဲ့ပေါ်မှာတော်တော်လေးသုံးပြီးတော့သွားအဲ့မှာဒီချက်ပြောသွားတဲ့ communication ဆိုတဲ့နေရာမှာဒီချက်ကတော့ဒီ spoken ရော written ရောပိုင်ဖို့လိုတာပေါ့နော်အတန်းထဲမှာလည်းတောက်လျှောက်သုံးနေမယ်ဆိုရဖြစ်တဲ့အတွက်တစ်နှစ်လောက်ပြီးတဲ့အခါမှာကလေးရဲ့ဒီ communication skill ကတိုးတက်လာတယ်လို့ကိုယုံကြည်မှုရှိတဲ့ learners တွေဖြစ်လာမယ်ပေါ့နော်ဒီချက်အဲ့လိုလေးပြောတော့ပါတယ်ဟုတ်အခြားရောဒီချက်ဘာလေးရောတွေ့ရှိနေပြီလဲဟုတ်အဓိကတော့ချေသူတို့ကပေါ့နော်ဒီသူတို့လေးလာနေရဲ့အတော်တွင်းမှာလဲသူတို့ရဲ့ဒီဘယ်လိုပြောမလဲ cognitive skill ကတော်တော်ကြီးကိုပို့ပြီးတော့တခြားလန်နာတွေထက် active ဖြစ်နေပေါ့နော်မကောင်းမွန်နဲ့ကိုပို့ပြီးတော့ရှိလာမယ်လို့ထင်တယ်ဒီချက်ဟုတ်ကဲ့ဆရာဟုတ်ကဲ့မနေ့ကပြောခဲ့တဲ့ hosty lotsty ပေါ့နော်ဟုတ်ကဲ့တက်လာမယ်ဟုတ်ကဲ့ကျေးဇူးပါဒီချက်ပါ thank you ပါဒီချက် room 2ရဲ့ကိုစားပြောပြတဲ့အတွက်အဲဆိုရင်ကျွန်တော် room 3ကဒီချက်မြတ်တို့ဒီချက်ဖူးကိုဖိတ်ခေါ်ပြစီ Okay, hi. hello Okay, so the summarize လုပ်ရတဲ့ part လေးကို mainly ပြောရပြီเนาะcan I speak in mostly in English because my Burmese is not that smooth so sure you can it sounded like sometimes it sounded like a 12-year-old speaking Burmese so I prefer English okay the first thing is about CLIL maybe we could be confused is it about subject or is it about English and I just found out right now that yeah by reading it I just read it because it's related to subject through the language that's what I thought that's the first feeling I got non-native language နဲ့ subjects ကိုရောက်အောင်သွားရဲဆိုရယ် purpose ကိုပို့ပြီး I got that so it combined of a content learning and language learning all together so obviously that's going to develop communication thinking history geography subject မျိုးဆိုရင် maybe global awareness subject and knowledge yeah so that's all about CLIL I think and about the main feature က subject နဲ့ language မှာဘယ်အောင်ပို့ပြီးတော့ဦးစားပေးရမလဲဆိုရယ် problem we might face so if you are a subject teacher maybe focus on your language so subject ကို language ကနေပို့ပြီးတို့ဖြစ်နိုင်အောင် or if you are a language teacher then maybe you could focus on the subject matter and surprisingly it involves around almost all type of teacher whether you are a subject language maybe even classroom assistant that surprised me a lot because I thought CLIL is only for subject teacher but turns out it's not so and ဒီထဲမှာနောက်က part မှာကျတော့ CLIL
in touch ဖြစ်ခဲ့တဲ့ student အနေနဲ့ students who are not in touch with CLIO like only in EOT part အဲ့ group နှစ်ခု compare လုပ်ထားတာတွေ့ရယ် so we can see a direct improvement in learners language production students who are in touch with CLIO earlier they got way more confident in the target language and also in language 1 too သူတို့ရဲ့ native language မှာလည်း proficiency ကိုပိုပြီး develop ဖြစ်စေမယ် maybe because of the thinking skills from the CLIO started from an early stage so it encouraged their community maybe citizenship values cultural involvement and everything so focus ကတော့ curriculum subject အပေါ်မှာရှိနေပြီးတော့ language ကိုပါတစ်ခါ improve လုပ်အောင်ပုံစံမျိုးဖြစ်မယ်ထင်တယ် I guess and then teacher but I forgot name my teacher and another teacher highlighted that common learners age vary from 3 to 18 which is basically every other school primary secondary all the academic studies so pretty much the paragraph I think it cover why subject teacher need more language knowledge so the student can improve in like both way yeah that's all my thought thank you Thank you so much. okay I think your groups also can take out the essence of the whole message of why we should use the CLE. We should try CLE in our classroom. So the last sentence, it's I think the when we assess if we serve as subject teachers, I think teachers before CLIO era, they think that if they are very good at the subject knowledge, they are so responsible. I think they are already good enough and great enough to teach. But here, if the subject only teach that subject only in their mother tongue, and the students may not have the chances to improve their language, English language, alongside along their curriculum. For example, for ITCSE students, they may have an 18 months, for 9 months, 10 months. So for the allowance, if they can hear and they can speak, they can think like English for those subject learning, for those content learning, their English will improve in some way. So I totally agree with teacher Pooh and all of teachers in the group 3. So teacher ပြောပြသွားတဲ့အချက်တွေက teacher တို့အားလုံးပြပြသွားတဲ့အချက်တွေကဲ့သို့ပဲအဲ့ထက်မှကျ highlight လုပ်ချင်တာက number 9 ပေါ့ချက်ဘသူတွေအတွက်လဲဆိုတော့အကောင်းဆုံးကတော့ subject teachers တွေကတော့သူက main ပဲတည်ထားမယ်ဒါပေမဲ့လည်း assistant teacher ပြီးတော့ language teacher တွေအတွက်လည်းဒီကောင်က approach ကိုတည်ထားတယ်ဆိုရင်တော့ကျတို့တကယ်လေစာသင်တော့မယ်ဆိုရင်အများကြီးထည့်သွင်းစဉ်းစားမှာပေါ့နော်အဲ့တော့ဒီမှာပြပြထားတာတော့ဒီမှာကွာတယ်လို့ပြောရဲပေါ့နော်ကနေဒါမှာပြုလုပ်ခဲ့တဲ့ကျွန်တော်နောက်စာပိုက်တွေလည်းဖတ်ရင်တွေ့မယ်စမ်းသပ်ချက်တွေရများသောအားဖြင့်ကနေဒါနဲ့ US ကကျွန်တော်ကြားဖို့မှာပါ countries of migrant ပေါ့နော်အဲ့တော့ immigrant တွေအများဆုံးဖြစ်တဲ့အတွက်သူတို့စီမှာစပြီးတော့ကလေးတွေကတော့ adaptable ဖြစ်ကြရနော်ကျမတို့လိုဟိုနည်းနည်းဆယ်ကျော်သက်ကလေးတွေထက်ငယ်လေးပို့ပြီးတော့ adaptable ဖြစ်တယ်တစ်နှစ်လောက်ဆိုရင်သူတို့အသားကျပြီးအဲ့ထဲမှာကိုရီးယားရောက်ရင်ကိုရီးယားလိုဖြစ်သွားတယ်ပေါ့နော်အဲ့လိုမိဘတွေကတော့ struggle ဖြစ်နေရပြီမယ်ကလေးတွေကမြင်မြန်အသားကျတက်ကြတယ်ဒါပေမဲ့အဲ့လိုဘယ်လိုပဲဆိုစဉ်ကမူကျွန်တော်တို့လောက်ဖတ်မဲ့အကြောင်းအရာလေးပေါ့နော်ကလေးတွေကဟိုသူသုံးတဲ့အသုံးနှုန်းလေးဒီမှာတို့ကဲတရားလေးပေါ့နော်ကျွန်တော်မြင်ရလားကျွန်တော်မြင်ရပါတယ်ရှင် Okay BICS ပေါ့နော်ကလေးတွေ communication မှာတခါကျတော့မိဘတွေကအရန်လောဘကြီးရဟုတ်လားကျမတို့ international school ပို့လိုက်ပြီးဒီချက်ဘာဖြစ်လို့ကလေးတွေကဘာဖြစ်လဲတခါ international school ပို့လိုက်ပြီးလဲ तू က American သမရကဲ့သို့ကို debate တွေကိုပြောစီခြင်းနေပြီပေါ့နော်အဲ့လောက်ကြီးလဲမရနိုင်သေးဘူးတယောက်ချင်းစီရဲ့သူတို့ရဲ့လက်ရှိအခမ်း motivation အများကြီးပေါ်မူတည်ပြီးတော့သူတို့ကတော့3နှစ်ကနေ5နှစ်အတွင်းမှာတော့ BICS တော့ရလိုက်တယ် What is BICS basic B ဆိုတဲ့အတိုင်းပဲ
တယောက်စကားပြောနိုင်တဲ့အစီမေးထူးခေါ်ပြောပေါ့ casual talks လောက်တော့ရမယ်ချက် interpersonal communication skill မေတို့ဖေတို့အရင်ကြီးဟိုမဖြစ်ပါနဲ့ကျမတို့မှပြန်ပြောရတာပေါ့နော် teacher တွေမှပြန်ပြောပြရတယ်အရင်ကြီး teacher လို့ပြောတတ်စေချင်တာဆိုတာလည်းလာအောင်ပါလေနော် teacher လို့အရင်ပြောတတ်စေချင်တာဆိုအခုမှစထားတာတစ်ပတ်လောက်ပဲရှိသေးတယ်စိတ်ရှည်ပါလို့ပဲပြောရမှာအဲ့တော့ basic international BICS ကတော့ရလာနိုင်တယ်အဲ့တော့အခြေခံဘာဖြစ်လို့လဲဆိုတော့ teacher ကတနေ့ကုန်စာအုပ်ဖွင့်မယ်ကလေးထိုင်ရအောင် teacher တို့ဆွေးနွေးကြစို့ဒီစကားတွေက teacher တို့ကိုရီးယားကကြည့်တယ်လို့လေကျမတို့ကိုရီးယားကားကိုကြည့်ရင်းနဲ့လေကိုရီးယားကားဆိုပါရလဲစာရငယ်မီယာနဲ့ဤပုတာဒီလောက်ကတော့ကျမတို့ကရသွားပြီဟိုကိုရီးယားဟိုလွတ်တော်တဲ့ဒီသွားပြီးတော့ဒါမဆွေးနွေးနိုင်မယ်အလုပ်ခွင့်တန်းမှာဒါဟိုကျမတို့ discussion မလုပ်နိုင်မယ်ဒီ basic international interpersonal communication skills ကိုကျမတို့ရသွားပြီအဲ့ဒါဘာလို့လဲဆိုတော့ကျမတို့ရဲ့ကြည့်တဲ့ဟိုပါပေါ့နော်လောက်တတ်တော့မဟုတ်ကြည့်တတ်ပေါ့နော်အဲ့တော့တော်တော်များလာတဲ့အခါမှာကျမတို့တော်တော်လေးနားရည်ဝသွားပြီပြောဆိုရင်လေကိုရီးယားရုပ်တရက်ရောက်သွားလို့ဘာသာပြန်မပါလဲအဲ့လောက်ကလေးနဲ့လက်ဟန်ချင်နဲ့ရအောင်ပြောနိုင်တယ်ပေါ့နော်ဒါပေမဲ့ CLP ကျတော့တချို့တို့ကဘာလာမလဲကျမတို့ကတော့ဒီ CLP clear တော့ဒါကိုသွားချင်တာပညာရက်ဆန်ဆန် cognitive အတွေးခေါ်ပါပြီးတော့ကျမတို့ academic ပေါ့နော်ပြောမယ်ဆိုရင်ပြဿနာတွေပါနိုင်တယ်ဘယ်အကြောင်းအရာပေါ်မူတည်တဲ့ပေါ့နော်ကျမတို့ subject matter နဲ့ဆိုင်တဲ့ language proficiency ပေါ့နော်အဲကြောင့်မလို့ကျမတို့မြန်မာနိုင်ငံမှာဆိုရင်ကျမတို့ဟိုငငယ်တုန်းကကလေးတုန်းကကိုတိုင်းလည်းထင်ခဲ့တာဟာလူဖြူဖြစ်ပြီဆိုအရန်ပညာတတ်ကြီးလုံးဝအဖြူပြင်းပြီဆိုရင်သူကအရန်တော်တယ်ပေါ့နော်အဲ့ဒါသူတို့ BICS တော့ရချင်မှရမယ်တခါတလေ foreigner ဖြစ်နေတော့ညာလဲစတဲ့မကောင်းတဲ့သူတွေရှိတယ်တွေ့လဲတွေ့ဘူးတယ်သူအင်္ဂလိပ်စာရေးတော့ပြောတတ်တယ်ဒါပေမဲ့သူ့မှာacademic language academic cognition နဲ့ academic ကမရှိနေဘူးဆိုရင်ကလေးကိုမပေါက်လဲနေမှာနော်သူဘာသာရပ်ကျွမ်းကျင်မှုမရှိဘူးဆိုရင်အဲ့တော့ကျမတို့ကဒီအပိုင်းကနေဒီအပိုင်းကိုကျမတို့ကဘာလုပ်သွားမလဲဆိုတော့ကူးသွားပေးဖို့ကလိုအပ်တာပေါ့နော်အဲ့ခုနပြောတဲ့ language ဆိုတဲ့နေရာမှာအဓိကကတော့အဲ့နှစ်ပိုင်းပေါ့ကလေးဒီဒီသင်ရိုးနဲ့တစ်နှစ်လောက်သင်ပြီးသွားတဲ့အခါမှာအခြေခံ interpersonal communication skill တက်လာရောလို့ဆိုအမြဲတမ်းအတန်းထဲမှာဆရာမဆွေးနွေးအပြောတင်ပြဒီလိုလုပ်နေတဲ့အခါမှာအဲ့ဒါလေးတွေတက်လာမယ်အဲ့ဒီထဲမှာတန်းပြီးတော့ဟိုချက်ချင်းကြီးတက်နိုင်တယ်ဆို percentage နည်းတယ်နော်ကျမတို့ hours တစ်ခုမရောက်မချင်းဒီဘာလဲဆိုတော့ CLP ကိုရဖို့ကတော့ခဲရင်တယ်အဲ့တော့ချက်လောက်ကျမရဲ့ graph လေးကိုကြည့်လိုက်မယ်ဆိုကျတို့ဘာသွားတွေ့မလဲကျမတို့ဒီဘက်မှာ box လေးပေါ့နော် context နှစ်ခုတွေ့ရလားချင်းအပေါ်ကတော့ကျမတို့တွေးရတယ်အုံနောက်စားရတယ် cognitive and demanding ဆိုတော့အုံနောက်စားတိတ်မရှိဘူးအဲ့မဲ့အောက်ရောက်လာတော့ cognitive demanding ပေါ့ကျမတို့ငယ်တုန်းကလေဟာတာလေးတွေရှိရဲ့အဲ့လိုငိမ့်ချက်အငိမ့်လားမသိဘူးအလုတ်ခန့်တာတွေပါ interview ရင်လေအုံနောက်စားတဲ့ interview တွေလည်းရှိတယ်ဟုတ်လားနည်းနည်းလေးမစားရတဲ့ဟာတွေလည်းရှိတယ်အဲ့လိုမျိုးပေါ့နော် okay ဟိုလွယ်အောင်မေးချင်တယ်ဆိုကဲမင်းနာမည်ဘယ်လိုခေါ်လဲဘယ်မှာနေလဲဘယ်မြို့မှာနေလဲကဲအဲ့လိုမျိုးလေးပဲမေးပြီးတော့ကဲနောက်နှစ်လောက်ကြာရင်ကဘာကြီးကဘာဖြစ်မလဲဒီလိုမေးခွန်းလိုမျိုးလေးပေါ့နော်ဆိုတော့မေးခွန်းတစ်ခုဒီ open ended ချင်းတူရင် close ချင်းတူရင်တော့မှဘယ်ဟာကအတွေးခေါ်ပို့ပြီးတော့လိုအပ်မလဲဆိုတာပါတာပေါ့အဲ့ထဲမှာကျမတို့ဒီဘက်မှာ content ကိုထည့်လဲရတယ် reduce လုပ်လဲရတယ် content ပါပြီးတော့ပြောခိုင်းတာနဲ့ content ကိုနည်းနည်း short ပြီးတော့ပြောခိုင်းတာမျိုးပေါ့နော်အဲ့ဒါကိုတော့ register ပေါ့နော် register ဒီစာဘက်ကိုဘယ်လောက်ထည့်မလဲဘယ်ဘက် channel ညာဘက် channel အဲ့ဆိုရင်ကျွန်တော် content နဲ့ reduce လုပ်ထားတယ်တိတ်လည်းမတွေးရတဲ့အမျိုးဆိုရင်ကျွန်တော်တို့ဘာလေးလဲဆိုတော့ဥပမာ telephone conversation မျိုးဖုန်းကင်ခိုင်းတာမျိုးပေါ့နော်ကလေးတယောက်ဒီမှာဟိုဖြစ်နေပြီဆိုရင်တယောက်ကဖုန်းပြန်လုပ်ပြီးဆို response ပြန်လုပ်နိုင်သလားဒီလောက်အနေထားလားအဲ့လိုမဟုတ်ဘဲနဲ့ဒီဘက်မှာ content abundance ဆိုရင်တော့ကျွန်တော်တို့face to face conversations မျိုးတွေပေါ့နော်တော့ပြန်ပြီးတော့ပြောလို့ရတယ်အဲ့တော့နောက်တစ်ခုကတော့content abundant လည်းဖြစ်တယ် cognitive လည်းဖြစ်တယ်ဆိုရင်เนาะ experiment တစ်ခုကိုယ်တိုင်လည်းလုပ်နေတာကိုလည်းရှင်းပြအဲ့တော့ကျွန်တော်ဘာလုပ်လိုက်ပါတယ်ကျွန်တော်တို့ဥပမာဆိုရင်တော့oxygen gas ကိုထုတ်ဖော်မယ်ဆိုပြီးတော့ကျွန်တော်တို့က manganese oxide ထဲကနေ carbon dioxide ကို carbon dioxide ဆိုရင် oxygen ကိုထုတ်ချင်တာ oxide ထဲကနေထုတ်ချင်တာဆိုကျွန်တော်တို့အဲ့ knowledge မရှိဘဲနဲ့မင်းအင်္ဂလိပ်စာဘယ်လောက်ကျွမ်းကျင် BICS ရ academic knowledge မရှိရင်မထုတ်နိုင်ဘူး demonstration လည်းမပြနိုင်ဘူးရှင်းပြထားတဲ့ဟာကိုယ်တိုင်လုံနိုင်ဖို့ဝေးလာဝေးသူများလုံနေတာတော့ဒီ state က
ဒီဗီဒီယိုလေးကိုတော့ရှင်းပြပေးကြမှာရှင်းပြနိုင်လိမ့်မယ်နောက်တစ်ခုကတော့တကယ်လို့များကျမတို့ကအတွေးခေါ်လဲပါတယ် content ကိုလည်း reduce လုပ်ချင်တယ်ဆိုရင်တော့ကျမတို့ test တစ်ခုကိုရေးလိုက်တာပေါ့နော်အဲ့တော့ဒီကောင်ဆိုရင်အတွေးခေါ်ကလည်းပါသေးတယ်ပြောရလည်းပြောရသေးတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးပို့ပြီးတော့ demand ဘယ်လောက်ထိသွားနိုင်မလဲဆိုတဲ့အပိုင်းလေးပေါ့နော် okay ဆိုတော့ကျတို့မြင်တယ်နော်အဲ့တော့ thank you ပါအဲ့တော့ကျမတို့ key concept ကိုတစ်ချက်လောက်ပြန်သွားကြည့်ပါမယ်နော်ဟုတ်တယ်ဒီကျတို့ပြောတာတွေကအနှစ်ချုပ်ကလေးတွေဖြစ်ပါတယ်အဲ့တော့ပထမ first paragraph မှာဆိုဒီကျတို့တစ်ချက်သတိထားမိလားမသိဘူးဘာကြောင့်ဒါကိုအရေးကြီးရလို့ယူဆလဲဆိုတော့ကျမတို့ရဲ့ global society ကကွာglobal age ဖြစ်လာလို့ပဲပေါ့နော်အဲ့တော့ mother tongue တစ်ခုတည်းနဲ့ဒီခေတ်မှာရည်တည်ဖို့ကမလွယ်ဘူးအနည်းဆုံးနှစ်ပါတာ target language အပြင်ပေါ့ second language တစ်ခုကတော့တက်ရမယ်ဆိုတဲ့ ideology ပေါ့နော်အခုမြန်မာနိုင်ငံလိုခေတ်ကျတော့အင်္ဂလိပ်စာတက်ချင်းကကျမတို့တို့ထွက်ပေါက်ဖြစ်သွားတာအင်္ဂလိပ်စာမတက်တဲ့ကလေးနဲ့အင်္ဂလိပ်စာတက်တဲ့ကလေးနဲ့ကအနည်းဆုံးနံပါတ်1လူလိမ်မခံရအောင်မဟုတ်ရင်ကျမတို့ကအင်္ဂလိပ်စာအုပ်နဲ့ဖတ်ထားတဲ့သူကကျမတို့အင်္ဂလိပ်စာမရလို့အသွေးခေါ်ဘလောက်ကောင်းကောင်းဘလောက်ထိလုံနိုင်စွမ်းကောင်းကောင်းအင်္ဂလိပ်စာမရခြင်းတစ်ခုတည်းနဲ့ကိုစာအုပ်တွေပါတွေလက်လန်းမိခြင်းနဲ့တော်တော်များများဂျင်းထည့်ခံရနိုင်တယ်ပေါ့နော်တချို့ဆိုရင်လည်းစာအုပ်ထည့်ရတယ်တချို့စာရေးဆရာဆိုပြီးတော့ပဲနိုင်ငံခြားမှာလုံးဝထွက်ပြီးသားစာအုပ်ကိုမြန်မာလိုကိုဟာလေးနဲ့ကိုဆက်ဒီဆက်ဖြက်ညက်ကပ်ပြီးတော့စာအုပ်ရိုက်ရင်လည်းကျမတို့ကဝယ်ဖတ်နေရမှာပဲတကယ်လို့ကိုရတာတကယ်ရရင် original ကိုဖတ်နိုင်တယ်ကျမတို့ပို့ပြီးတော့ရင်ပေါင်တန်းနိုင်တယ်ပေါ့အဲ့ဒါဘာဖြစ်လို့ကျမတို့မြန်မာနိုင်ငံလို့ပြောရတာလဲဆိုတော့1960ကျော်လောက်မှာ1960ကျော်တော့နည်းနည်းပြတ်နေပြီ1900ကျမလွတ်လပ်ရေးပြီးကစား48နဲ့အနောက်ပိုင်းပေါ့နော်အမှန်တော့ကိုလိုနီခေတ်ကလေးကကျမတို့မှာဘာအဖွဲ့အစည်းရှိလဲဆိုတော့ဘာသာပြန်အဖွဲ့အစည်းရှိတယ်အခုဒီနေ့ AI ဆိုရဲအမျိုးစကလုံးတစ်လုံးပေါ်လာပြီဆိုခုတော့ညံရည်တုဆိုပြီးတော့ကျမတို့ artificial intelligence ကိုဓာတ်ရိုက်ပြန်တာပေါ့နော်အရင်တော့ကလည်းကျမတို့ခေတ်အဆက်ဆက်မှာအသစ်တွေပေါ်ခဲ့တယ်ကျတို့သတိထားမိလားမသိ television TV အဲ့ဆိုရင်ကျမတို့မြန်မာစာအဖွဲ့ကနေဒီတက္ကသိုလ်ကနေကျောင်းသားတွေပေါ့နော်ဆိုတော့မြန်မာစာဌာနလည်းရှိတယ်ဒီကျောင်းသားတွေလည်းအိမ်မှာဝင်ပြီးတော့သွားလုပ်လို့ရတယ်အဲ့တော့ရုပ်မြင်သံကြားချက်တလို့လေးဘယ်လောက်လှလဲချက်ရုပ်မြင်သံကြားလေးလုံးလေးနဲ့ television ကိုခေါ်တာအဲ့တော့အဲ့လိုစာလုံးတစ်လုံးချင်းစီကိုလည်းဘာသာဖြတ်အဖွဲ့အစည်းရှိသလိုစာအုပ်တအုပ်ရောက်ပြီဆိုရင်လည်းအဖွဲ့ကတခါတည်းခုဂျပန်လုပ်တယ်လို့ပေါ့နော်အမြန်ဆုံးချက်ချင်းဘာသာပြန်ထုတ်ဝေတယ်ခုဘာရထုတ်ဝေတယ်အဲ့တော့နိုင်ငံခြားမှာအရင်တုန်းကပေါ်ခဲ့တဲ့ teach yourself ဆိုတဲ့ series ရှိတယ်ဒါလူငယ်တွေဆိုတော်တော်သိရယ် calculus သင်ချင်လား teach yourself ဘာလုပ်ချင်အခုကျမတို့ကလေးတွေကိုင်းနေတဲ့ dummy စာအုပ်တွေလို့ dummy series လို့ပေါ့ဘာလို့ SAT dummies GED dummies အဲ့လိုမျိုးစာအုပ်တွေရှိတယ်လို့ပဲ teach yourself series ဆိုရင်လည်းမြန်မာအကုန်ဘာသာပြန်ပြီးသားတနစ်မကြောက်အဲ့တော့အတွင်းမှာအဲ့လိုမျိုးအခြေအနေမှာဆိုမြန်မာအင်္ဂလိပ်ဘာသာစကားအရေးပါမှုကအဲ့လောက်ဒီကွာဟချင်မှာကွာဟလိုက်မယ်ဒါပေမဲ့အခုလို့ကျမတို့လို third world လိုနိုင်ငံမှာအဲ့လိုမျိုး supporting အစအုံ infrastructure တွေပျက်စီးသွားတဲ့နောက်ပိုင်းမှာကိုရိုင်းအင်္ဂလိပ်စာတက်ထားခြင်းကပဲဒီ global society ကိုလက်လန်းမိနိုင်မယ်မဟုတ်ရင်သူများက1ဆို1ရလိုက်မယ်သူများ2ဆိုရင်2ရလိုက်မယ်အဲ့တော့အဲ့လိုပုံစံမျိုးပေါ့နော်အဲ့တော့တခြားဟာကိုသိပြီဆိုရင်ပို့ပြီးတော့သူတို့ရဲ့ဒီချေခုနဆွေးနွေးထားတဲ့အထက်မှာကျွန်မကြားလိုက်တယ်အဲ့ဆိုရင်တချို့ထင်တာဟဲ့အင်္ဂလိပ်စကားမှာဘာဖြစ်သွားလဲ language တစ်ခုသင်လိုက်ဒီတက်ပြီးသားဟာကြီးရော့သွားမှာပေါ့လို့ထင်တာတချို့တော့အဲ့လိုထင်တာဘာသာစကားတစ်ခုတက်လိုက်တယ်ဆိုရင်ဒီဘာသာစကားကရော့သွားတယ်အဲ့လိုမျိုးထင်မိတာချက်ဒီမှာတော့သူရေးတာ knowledge of another language that help the learner develop skill in their first and home language ကိုပို့ကောင်းစေတယ်လို့ပြောတယ်အဲ့တော့တခုတက်သွားလို့ကျွန်မငယ်တော့တွေးသလိုလေဟာအုံနောက်တွေအကုန်လုံးခြောင်ကုန်မှာပေါ့လမ်းဘယ်လိုလုပ်အုံနောက်ကခံနိုင်မှာလဲအဲ့လိုမျိုးတွေးမိရအောင်နော်အဲ့မဲ့သူကတော့ပို့ပြီးတော့ကောင်းစီတယ်တချို့တို့အဲ့ဒါကိုထောက်ခံရလား ဟုတ်ထောက်ခံ ထောက်ခံပါတယ်ဒီချက် ပို့ပြီးတော့တတိပြုမိသွားတာဟိုဘက်ကဒီလိုမျိုးအဲ့တော့ကျွန်တော်အင်္ဂလိပ်စာသင်တဲ့ teacher တွေဆိုရင်သိလိုက်မယ် collocation တွေကိုကျွန်တော်တို့လေ့လာတဲ့အခါမှာ collocation တွေကိုလေ့လာတဲ့အခါမှာကျွန်တော်တို့အင်္ဂလိပ်ဆိုဘယ်လိုပဲသုံးနေမြန်မာက collocation တွေကလည်းပို့ခတ်တယ်နော်ချဲတို့ဟုတ်လားမသိချက်တန်လိုက်တာလို့ပြောတယ်လေနော်ချက် ဟုတ် ဈေးတန်လိုက်တာလို့ဒီချက်အဲ့ဒါတွဲပြီးတော့သုံးတယ်ဈေးတန်တယ်ဆိုတာဒီချက်နည်းတာလား cheap ဖြစ်တာလား expensive ဖြစ်တာလား cheap ဖြ
ဖြစ်တာ ဒေတာအနေနဲ့အဲ့လိုခွဲတယ်ထင်တယ် ဟုတ်တယ်နော်ချက်ကိုင်းပြရအဲ့ဒါဆိုရင်ပြတယ် ဟုတ်တယ် စစ်ချက်လေ ဒေတာ တန်လိုက်တာဆိုရင်ကျွန်မနဲတယ်ထင်တယ်ခါကျဈေးတန်တယ်ဆိုဈေးကြီးရတယ်ဖြစ်နေအဲ့တော့ကြာဟုတ်တယ်ခုနလို dialect စီလဲပါလာပြန်ရောအဲ့တော့သူတို့လည်းနည်းနည်းပြောရမှာ sensitive လို့ပဲ positive meaning လည်းရှိတယ် negative meaning လည်းရှိနေတာမျိုးပေါ့နော်အဲ့လိုမျိုးလည်းရှိတယ်တချို့ collocation တွေဆိုရင်ကျွန်တော်ထမင်းချက်တာ right စံချက်တာလေတကယ်တော့ထမင်းညို့သွားမချက်ဘူး we just cook the rice right အဲ့တော့စံချက်တယ်လို့မသုံးထမင်းချက်တယ်အဲ့လိုပြောပြီးတော့မျက်နှာကိုကြတော့တစ်ပြီးတော့ခေါင်းကိုကြတော့မတစ်ဘူးခေါင်းကိုကြတော့short ရဲသုံးတယ်စသဖြင့်အဲ့ collocation ခေါင်းကို short ရဲခန္ဓာကိုယ်ကြတော့မ short တော့ဘူးခန္ဓာကိုယ်ကြတော့ခန္ဓာကိုယ်ကမပါတော့ဘူးရေချိုးရဖြစ်သွားတယ် right အဲ့လိုမျိုး line မှတ်အဲ့ collocation တွေကိုမြန်မာ collocations မှတ်ပါအောင်ပေါ့နော်ဆိုတော့အဲ့တော့ collocations ကိုတင်မဲ့နီလန်ကပါလဲဆိုတော့မြန်မာတွေကြားထဲမှာဒါနေလိုက်တော့လက်ဖိတ်ဆိုင်သွားတာဖြစ်ဖြစ်ဤစားတယောက်ထားလိုက်တာပဲဖြစ်ဖြစ်ပေါ့နော်အဲ့ is the best way ဖြစ်သွားမှာအဲ့ collocation တွေကိုစာအုပ်ကြီးနဲ့မှတ်တာထက်ပေါ့နော်ဟုတ်တယ်ကျအဲ့တော့ဒီမှာတော့ helps them develop skill to communicate ideas အဓိကကတော့ကျွန်တော်တို့ကျောင်းသားတွေကိုဒီ language ကိုရစေခြင်းတဲ့အကြောင်းရင်းကကိုထင်နေတဲ့ကို ideas တွေကိုရဲ့ group ရဲ့ ideas တွေကိုနိုင်ငံရဲ့ ideas တွေကိုပို့ပြီးတော့ချပြစေချင်တာပေါ့ဒီမှာတော့သူတို့ဥပမာကြီးပြတာပေါ့နော်ဒီလိုမျိုးဘယ်သူ့ကိုမဆိုပေါ့ to people around the world ကျွန်တော်တို့တွေးရှိခဲ့တဲ့အရာတွေကိုကျွန်တော်တို့ဘာသာပြန်မလို့ပဲနဲ့ချပြနိုင်တဲ့ပုံစံမျိုးပေါ့ပြီးပြီဆိုရင်အဲ့ဆိုရင်ဆရာမ language တစ်ခုတည်းတက်ဖို့ clear လားဆိုတော့ no ဒုတိယအချက်ကတချို့ပြောသလိုမတူဘူးတဲ့အင်္ဂလိပ်စာသင်တဲ့ most foreign language class ဆိုဆရာမ language class တက်ပြီဆိုရင်လေသင်တာရော science တွေပါရင်မြန်မာလိုပဲသင်လိုက်မယ် ELT class ပေါ့ခုနကပြောအင်္ဂလိပ်စာသင်တန်းကိုပို့လိုက်မယ်လေဆိုတော့နည်းနည်းတော့ကွာတယ်ဘာကြောင့်ကွာလဲမသိဘူးကျွန်တော်စက်ဖက်ကြည့်လိုက် curriculum နဲ့အားတွေကတူတူသင်ရတဲ့အခါမှာခုနပြောသလိုတူတွေးရတာပေါ့တူတွေးရမယ်learning skills တွေပါတွဲပြီးတော့ပါတယ်ဖြစ်တဲ့အတွက်ဒါပေမဲ့တကယ် clear synthesis ဆိုဆရာမကဒီသင်နည်းမသက်တဲ့ကျွန်တော်ခုန mention သွားတယ်အများကြီးထည့်သုံးရတာမျိုးရှိရယ်နှစ်ခုလုံးကိုတက်အောင်လို့ပေါ့နော်အဲ့တော့ခုနကဒါလေးကတော့ဘသူတွေလဲခုဆိုတဲ့အပိုင်းလေးပေါ့ကျွန်တော်ဘသူတွေ clear teachers တွေဘသူတွေ clear method ကိုသုံးလို့ရတာဘသူတွေရောသုံးလို့ရလဲဆိုတော့ကျွန်တော်ဘာသာရပ်တင် teacher တွေ language teacher တွေပြီးတော့ကလေးတန်းတင်တဲ့ teacher တွေကျွန်တော်ကလေးတန်းလုံးကတင်တဲ့ teacher တွေမြင်ဘူးလားမရှိဘူးမူလာတန်းမှာဆိုများတော့အဖြစ်တယောက်တည်းရပဲဘာသာဆုံးတင်ကြတာများတယ်အနည်းဆုံး more than one subject ပေါ့ယူကြတာများတယ်အဲ့မှာဆိုအဲ့ teacher ပို့ပြီးအခွင့်အရေးများသွားပြီတဘာသာနဲ့တဘာသာကိုချိတ်ဆက်ပေးဖို့က teacher တွေကပို့ပြီးတော့ KG teacher တွေ primary 1 2 teacher တွေက teacher တင်လာတာပဲဖြစ်တဲ့အတွက်ဒီဟာကိုပို့ပြီးတော့ချိတ်ပြီးလို့ရနိုင်လောက်ပြီပေါ့နော် and assistant teacher တွေလည်းပါတယ်ပေါ့အဲ့တော့ teachers တွေတယောက်နဲ့တယောက်ကတော့မတူတော့ language teacher ကျတော့ language ကျွမ်းပြီးသားဖြစ်တဲ့အတွက် clear သုံးဖို့ဆိုရင်language ကသူ့ပြဿနာမဟုတ် subject teacher ကလည်း mastery ဖြစ်ပြီးသားပြဿနာကတော့ language ဖြစ်နိုင်တယ်အဲ့တော့တယောက်နဲ့တယောက်မှာတော့လိုအပ်ချက်တော့ရှိနိုင်တယ်language teacher ကကျတော့ဒီ subject content အကြောင်းကိုပြောရမှာအဲ့ဆိုရင် teacher တို့အဲ့လိုမျိုးအင်္ဂလိပ်စာသင်ရင်းနဲ့လေစာပိုက်တစ်ပိုက်ကြီးอ่ะတချို့လုံးဝမကြားဘူးတဲ့ topics တွေရှင်းပြတဲ့မျိုးတော့မဟုတ်ကလေးတွေကအဲ့စာပိုက်ကိုဖတ်ရတော့မေးတဲ့အခါမျိုးကြုံဘူးလားဆိုတော့အဲ့တော့ဘယ်လိုလေးဖြေရှင်းလိုက်လဲစဉ်းစားကြည့်အောင် language teacher တွေကじゃ subject content ကိုပို့ပြီးတော့သိရမယ်အပိုင်းပေါ့မဟုတ်ရင်အဲ့ထဲကနေဟာ vocab တွေ structure တွေဒါတွေပဲပြောပြီးတော့ကျွန်တော်တို့ကြော်သွားမှာပေါ့နော်ဒါမှမဟုတ်လဲ subject content ကိုထဲဝင်ပြောရတဲ့အပိုင်းတွေရောချေတို့ရှိဘူးလားကြုံဘူးလားကိုရိုင်းရောအဲ့လိုမျိုးဆရာမတယောက်ကကို language သင်ရင်းနဲ့အဲ့ language စာပိုက်ထဲကအကြောင်းအောင်အသေးစိတ်ရှင်းပြသွားတယ်အဲ့လိုကလေးကျွန်တော်တို့ဘုဟုတ္တရလိုက်ရတယ်တခုသင်ယူရတဲ့အခိုက်တန့်အောင်ကျွန်တော်ရှိဘူးလားမျှဝေပေးပါအောင်ကျွန်တော်ဒီမှာခက်တစ်ချက်လောက်ဆွေးနွေးကြည့်အောင်record ပြန်လုပ်ကြည့်တာပေါ့နော်ကိုသင်ယူသူတယောက်အနေနဲ့ရောကိုဆရာမစတဲ့နေတဲ့တစ်လျှောက်အနေနဲ့ရောlanguage teacher တယောက်က subject content ကိုရှင်းပြတာမျိုးရှိဘူးလားဒီဘက်မှာကျွန်မစီမှာဒီစတဲ့နာရောဟုတ်ချက် piece ချက်တင်ချက်မြင့်ချက်အေးရှိခဲ့ဘူးလားချက်ဟုတ်တန်လေးကြားရပါပြီချက်ပြမျှဝေပေးပါအောင်ချက်စတဲ့နာဟုတ်
really စဉ်းစားနေရအောင်နော်ရှင်းပြခူးတာတော့ရှိတယ်ဒါပေမဲ့ဘာကြောင့်ရလဲဆိုတော့ကိုမေ့နေဟုတ် Okay, ဒီ dear. ကျေကြတော့လေဟိုငငယ်တော့တင်လာကြတော့လေဆိုတော့အခုခေတ်လိုမျိုးကိုကကြောင်းနေဆိုရင်ခါကြတော့လေဒါပေ Okay, မဲ့ကိုအင်္ဂလိပ်စာဆရာမနဲ့ပဲပြောအောင်နော်အင်္ဂလိပ်စာဆရာမဒါကြမြန်မာကျောင်းမှာဆိုတော့ခါကြတော့ရှင်းပြတယ်မြန်မာလူကိုဆိုတော့ဘာလင်ွယ်သုံးတာပေါ့အဲ့တော့ဒီအဲ့မှာတော့ okay. ကိုရီခေတ်ကတော့ဘာလင်ွယ်တော့မဟုတ်ပါဘူးနော်သင်ခန်းစာတော့ပဲ English only ပဲသင်ပြီးတော့မှတဲ့ကျောင်းရအကုန်လုံးမြန်မာလိုရှင်းပြတာရှင်းပေါ့နော်သို့တော့ညာလဲအဲ့လိုခုလိုမျိုးပေါ့စီကျောင်းရတစ်ခုကိုဥမာအဖြစ်ခီးသွားတဲ့ဟာဆိုကိုရီစိတ်ဝင်စားတယ်အဲ့ဟာကြာဆရာမအဲ့လိုကျောင်းရတစ်ခုနဲ့ပတ်သက်ပြီးဆိုတာဆက်ပြီးအကုန်ပြောသွားတာဒါပေမဲ့ကိုပြောရတဲ့အခါအကုန်လုံးမြန်မာလိုအကုန်ပြောရတော့ပေါ့နော်ဒါမှလည်းကိုနားလည်းမအောင်နော်ကိုလည်းတည်းအဲ့ဒါအင်္ဂလိပ်တော့ရှင်းနေလည်းမသိနေဘူးနော်ဟုတ်အဲ့ဒီတတိယဝေး ဆရာဟုတ်ကဲ့နော်အဲ့လိုငငယ်ရဆိုဟိုကကျမတို့ကတင်ရတာတွေက10တန်းတို့9တန်းတို့မှာပဲအင်္ဂလိပ်လိုညင်ညင်ပြီးတင်ရတာနော် တင်ရတာနော်ဟုတ်ကဲ့ဟုတ်တယ်နော်အင်္ဂလိပ်စာ textbook တွေ10တန်း textbook တွေနော်သမုတ်လေကိုကအင်္ဂလိပ်စာ 4 skill တန်းဆိုပြီးတော့ငငယ်တော့10တန်းအောင်တော့ကျွန်တော်တို့ပြည့်တက်ရတယ်လေကျွန်တော်တို့တစ်ခေတ်ရှိခဲ့တယ်ဟိုခုလိုမျိုးစာတင်တဲ့ဟိုကျောင်းကနေအခုလိုမျိုး CLI ရလဲဘာလို့တင်ရတာမရှိဘူးတောက်လျှောက်ရှိခေတ်ကတခေတ်နော်ပြီးကြမှာအားလွယ်ပြီးတော့အမှ10တန်းအောင်မှပတ်တတ်ကြတာ3လ4လဖုတ်ဖူးမိတိုက်အဲ့လိုမျိုးကွန်ပျူတာတင်တန်းနေတက်ခဲ LCCI နေတက်ကြအဲ့လိုခေတ်ပေါ့နော်ဆိုတော့အဲ့လိုဆိုတော့အဲ့ချိန်မှာလေကျတို့ကြုံကောင်းကြုံနိုင်တယ် language class တခုမှကြုံခဲ့တာလည်းပြောပြလို့ရတယ် teacher ကြီးတို့ teacher ဖူးတို့ကဟိုလုံးဝ younger generation တွေဆိုတော့ teacher တို့ရောဘယ်လိုလေးစဉ်းစားမိရရှိလဲ But one experience as a student ကျောင်းသားတစ်ယောက်အနေနဲ့I think it was in 2023 or early months of 2023 I was a KET student. Yeah, I was trying KET, like just trying it out because I have free time after government high school ဖြည့်ပြီးတော့ဒီတိုင်းအောင်စီမထွက်ခင်အတွင်းအရင်အားနေလို့ The teacher was an English teacher. ဒီတိုင်း small organization လေးတစ်ခုပါပဲ like in the neighborhood, and I think he was a medical student, but he stopped going to the university and he started try to cope with being a teacher. Remember that it was also his early years of teaching. So a good point of view, I think I was his test subject because he tried it out. And KET material they try to give us more vocabulary by giving us fake situation that we have to role play in. In one of them, the topic was about cancer. So he started explaining about his experience as a medical student. So most teachers do it, mostly in traditional classroom. High school they goes on and on about life and they try to include sometimes it's overspilled. Yeah, that's my experience because I didn't go to any English school. I was enrolled in government curriculum, so I met a lot of traditional style teachers throughout my academic year. So yeah, they do that. I think the biggest mistake is they get out of the topic. I think if you give example, that's supposed to help the student to get into the topic. I guess that's what I know. Out of the topic. ဝေလန်းချော်ပြောဟိုဝေးရောက်သွားတာကဲပြန်ဆက်ကြမယ်ဖြစ်သွားလား Okay, thank you so much for your sharing. How about Jizin or anyone? Okay, is it you want to talk? Want to share? The last one? Yeah, okay. Right. Okay, we can start. Share. Although it's a language teacher, you know more about the subject content, no? Teacher ဖူးလို့မျိုး live အတွက်အကြောင်းလို့ပြောကြတာတော့ subject content ပေါ့နော် subject content တွေရောရလိုက်တာရှိလား ဟုတ်တကယ်ဟိုကျောင်း student ကျောင်းသူအနေနဲ့ရောကတော့လူမျိုးကြီးခဲ့တယ်ဆရာမကျတော့လောက်ရအရင်မကြပြီးတော့တိတ်ပြီးအဲ့လို experience မရှိဘူးကျောင်းသူအနေနဲ့ဆိုရင်တော့အများကြီးပဲပေါ့နော်
government school ရောက်တော့ရောဒီ international school ရောက်တော့ရောအဲ့လိုမျိုးစုံရှိရဲ့ရှင်အဓိကချက်တင်အင်္ဂလိပ်စာမှာကျတော့သူကချက်သမီးတင်ရတဲ့ဟာတွေကခုနချက်ပြောလို့ KT PD မှာကျတော့သူက content ဘာရအရင်ကြီးလူစိမ့်လာမျိုးမပါဘူးပေါ့နော်ချက်အဓိက government school ကဒီgovernment school ကဒီအင်္ဂလိပ်စာတို့ဘာလို့တင်ရင်တော့တချို့အထူးသဖြင့်ဒီကိုရစနစ်တစ်ကိုစပြီးတော့သင်ရတဲ့အခါမှာချက်ဒီ vocabulary အရင်မြင့်နေတာတွေ့ရတယ်အဲ့လိုလေအရင်မြင့်ပြီးခုနှစ်နေရာကျကလေးနဲ့ကလေးနဲ့ရင်းနှီးပြီးသားဆိုပေမဲ့တချို့ဟာတွေကကျတော့စိမ့်ညာမျိုးလေးရှိရပေါ့နော်အဲ့အချိန်မှာဆို teacher ကိုယ်တိုင်ကသင်ပေးတဲ့ teacher ကိုယ်တိုင်ကလည်းဒီနည်းအရှင်းပြကိုအခက်ခဲရှိအောင်ဆို teacher ကိုယ်တိုင်ကအင်္ဂလိပ်စာကိုပြန်ပြီးတော့ကြိုးစားနေရဆိုတော့ဒီကျောင်းသားတွေဘက်ကcontent ပိုင်းကိုနားလဲအောင်ရှင်းပြဖို့အရင်ခဏထားပြီးတော့ဒီ language ကိုပဲအရင်နိုင်အောင်လုပ်နေရမှာအဲ့လိုမျိုး experience တွေရှိခဲ့ပါတယ်ရှင်ဒါက teacher ရဲ့ struggle ကိုမြင်လာပေါ့နော်ကျောင်းသူတယောက်အနေနဲ့အဲ့တော့ကတော့ teacher လို့မပြောနိုင်ပေမဲ့သိရနော်အဲ့ဒါဘာနဲ့တူလဲဆိုတော့ကျမတို့မင်းသားကြီးကြော်ဟင်းပြောသလိုနော်ပရိသတ်တွေကသိတယ်သူဘာနဲ့တူလဲစဖို့မူးလို့စားတော့ဆိုင်မှာသွားစားတယ်လို့ပဲသူအရာမချက်တော့မချက်တတ်ဘူးအရာသာကောင်းလားမကောင်းလားသိတယ်ကလေးတွေကလည်းသူတို့မတင်တတ်ဘူးနင်တင်တဲ့ရှစ်ထွက်တင်လဲတချို့တွေဆရာမကြီးပြောရလေနော်သူတို့မတင်တတ်ဘူးဒါပေမဲ့ကောင်းလားမကောင်းလားသိရပေါ့နော်အဲ့လိုမျိုးပုံစံပေါ့ဟုတ်အဲ့တော့အဲ့မှာတော့ struggle သူက need to learn more about ပေါ့နော်ကျွန်မအတွေ့အကြုံလဲဆိုရင်တော့ကျွန်မ teacher တယောက်တွေ့ဘူး teacher one of my top teacher favorite teacher ပေါ့နော်အဲ့ teacher ကကျွန်တော်တို့မှတ်ရကျွန်တော်တို့ reading လုပ်မယ်ဆိုတော့ reader digest လုပ်ရတယ်ပေါ့နော် reader digest လေးကိုသုံးပြီးတော့အဲ့ထဲမှာပါတာကအခုကျွန်တော်တို့နာမည်ကြီးနေတဲ့ကြားဖြန့်ပေါ့အဲ့တော့ရှိသမျှကြားဖြန့်တွေကဒူဘိုင်းမှာ UAE မှာရှိကြတယ်သူတို့လိန်ပုံလိန်နီးတွေအဲ့ reading passage တွေကိုပေါ့နော်ပြောပြရတဲ့အခါမှာဒီချက်လည်းနောက်ထပ်သူဖတ်ထားတဲ့စာကြောင်းလေးအတိုင်းပေါ့နော်ဆိုတော့နည်းနည်းလေးပါ passage တယ်နည်းနည်းလေးmaybe 2000လုံးခဲ့တဲ့2008 2009လောက်ကပေါ့နော်အဲ့ဆိုအိမ်မှာကလေးကသူတို့ passport တွေအမျိုးမျိုးကင်နေအဲ့ပြီးတော့သူတို့လေးတွေကြည့်လိုက်ရင်လမ်းဆန်းတက်ကြွတယ်ကြားဖြတ်နေကြည့်လိုက်ရင်လူဆိုးလို့ကျွန်တော်ငယ်တော့မြန်မာကားတွေကလို့မုတ်စိတ်မွေးကြီးတွေနဲ့မျက်မှန်တွေအဲ့လိုတွေမဟုတ် they are like just student university student လို့ပဲအဲ့လိုမျိုးသူတို့ရဲ့ level အမြင့်တွေအမျိုးမျိုးရှိတယ်ပြီးရင်သူတို့လိန်တာလဲဒီ university ကျောင်းသူကျောင်းသားတွေကိုပဲသူတို့ကလိန်တာပေါ့နော်ဘန်ကတ်တွေကိုပြီးပြီဆိုငွေလွှဲပြီးရင် block လိုက်တာလို့အဲ့တော့ကတော့ဟိုမပေါ်သေးဘူး Facebook တွေပိုင်းမပေါ်သေးဘူး phone လို့ပါလဲ TikTok လို့ပါလို့အဲ့လိုမျိုးကနေလိန်တဲ့အကြောင်းတွေပေါ့နော်ဆိုအဲ့နဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့ပါလာနဲ့အဲ့ဒါနားလည်လာအောင်မျိုးလုံးထဲမှာသူတို့ live ဘဟုတုတရသွားအောင်ကျွန်တော်တို့တော့ကျွန်တော်တို့အဲ့တော့ကတော့ maybe ဟိုလောက်ပဲရှိအောင်မယ်ပေါ့နော်high school 10တန်းဖြည့်ပြီးကစားအဲ့လောက်ပဲရှိမယ်10တန်းပေါ့နော်အဲ့လောက်မှာဆိုရင်လူဆိုးတွေကလည်းကျွန်မတစ်ချက်မြင်သွားပါတော့လူဆိုးတွေကလည်းချောနိုင်မှာလားဆိုတော့ချောလေးတွေကလည်းလူလိမ်ဖြစ်နိုင်မှာလားတကယ်ဓာတ်ပုံလေးလည်းပါတာပေါ့အဲ့လိုမျိုးပုံစံပေါ့နော်အဲ့ခုလိုမျိုးကိုရီးယားကားကြီးကလည်းအများကြီးအဲ့လောက်ထိဒီပန်းမစားသေးဘူးအဲ့တော့ဗမာကားတွေပဲရှိတာပေါ့နော်အခြေအနေမှာဆိုတော့အဲ့လိုမျိုးဖတ်တာတော့ language teacher ပဲ teacher ကတေချာလေးဆွေးနွေးပေးတဲ့အခါမှာဒီလူလိန်ခိုင်းနေရအလုပ်လုပ်ပုံနေပါယူကျွန်တော်နည်းနည်းလေးတီးမိခောက်မိသွားတယ်ဒါလည်း one of the factors ပဲကိုတင်တာတော့ reading လေးပဲ comprehension ရသွားတဲ့အပြင် subject content ကိုပါရသွားတာပေါ့နော်အဲ့လိုပုံစံမျိုးလေးပြောချင်တာတခါကျတော့ subject teacher တွေကလည်းခုနပြောသလို language ပေါ့နော်ကျွန်တော်တို့ငယ်တုန်းကတချို့တို့ကြားဘူးလားတော့မသိဘူးမြန်မာစကားကဘာဖြစ်လဲအရန်ကြွယ်ဝတယ်သေတယ်လည်းပြောလို့ရတယ်ဆုံးသွားပြီလည်းပြောလို့ရတယ်နဲ့ရွာဆန်တယ်လည်းပြောလို့ရတယ် right ကြားဘူးပဲเนาะကျွန်တော်တို့ပြီးတော့ဘယ်လိုပြောလဲပြိဋိဘံဆန်တယ်ပြောလို့ရတယ်မြန်မာစကားကတကယ်ကိုကြွယ်ဝတာအင်္ဂလိပ်ဆိုဓာတ်ပဲပြီးရတယ်ဟုတ်လားဟုတ်ပါတယ်မဟုတ်ဘူးအင်္ဂလိပ်မှာလည်းသေတာမျိုးမျိုးသေလို့ရတယ် pass away သေပုံသေနည်းမျိုးမျိုးသေလို့ရတယ် language တိုင်းမှာမျိုးစုံရှိရယ် synonym ဆိုတာရှိတယ်အဲ့လိုရှိရယ်ပေါ့နော်ဆိုတော့တခါကျတော့ကိုယ့်ရဲ့ဘာသာစကားကိုမြှောက်ပေးချင်တာနဲ့တခါကျတော့ facts အမားတွေပေးမိရမျိုးတွေဖြစ်နိုင်တယ်အဲ့တော့ကျွန်တော်တို့ကဒီ subject ကိုသင်တာပဲဒါပေမဲ့ကိုပြောလိုက်တဲ့စကားတစ်ခွန်းကတကယ်ဟုတ်လားဆိုကလေးတွေကကြီးလာမှလေနော်ရက်သွားမှမဟုတ်ကလေးတွေကသူတို့ကဆက်ပြီးတော့လိလာသွားမှလေနော်ကျွန်တော်တို့ပြောထားရတာသူတို့ကြီးလာရင်သိလာမှချိန်ထိုးလာမှဘလောက်ငယ်ပေါ့နော်အခုကျတော့အချက်လက်တွေကချက်စရာတွေပို့ပြီးတော့
fact check ဆရာရအများကြီးဖြစ်တဲ့အတွက်ကျွန်တော်ပို့ပြီးတော့ learner teachers တွေအနေနဲ့ရတယ် language အပိုင်းရော subject အပိုင်းရောပို့ပြီးတော့လေ့လာဖို့လိုအပ်တယ်ဒီမှာတော့သူ mention ထားတာပေါ့နော်ပြီးပြီဆိုရင်တချို့ program တွေဆိုရင် subject နဲ့ language teacher cooperation လုပ်ရတဲ့အပိုင်းတွေရှိတယ်တချို့သင်ခန်းစာက teachers ကလုပ်ပေးထားမှရမှာ subject teacher ကကြတော့ဘာလုပ်ပေးချင်လဲဆို debate လုပ်ချင်နေပြီဒါပေမဲ့language teacher ကဒီဘက်မှာကျွန်တော်တို့က agreement disagreement ကိုမတင်ရသေးဘူးပေါ့နော် agree လုပ်တဲ့အခါရ disagree လုပ်တဲ့ functional language တွေကိုမတင်ရသေးဘူးဆိုရင် teacher နဲ့ timing ပြီးတော့ teacher ဒီဟာလေးက debate လုပ်ချင်တာဒီ skill လေးတွေကို teacher သင်ပေးထားရင်တော့ကျွန်မကောင်းမယ်ဒါမှမဟုတ်ဘယ်တော့အဲ့လိုမျိုးညှိနှိုင်းပြီးတော့လုပ်ရတဲ့အပိုင်းတွေလည်းရှိတယ်အကုန်လုံးငါပဲသင်ရမယ် subject teacher ကတာဝန် language ကိုငါပဲအကုန်သင်မယ်လို့မဟုတ်တခါရတော့ကျွန်တော်တို့ဒီလုပ်ငန်းတွင်ဆက်ဆံရေးကောင်းတယ်ဆိုရင်လည်းတချို့တာဝန်တွေကိုကျွန်တော်တို့ကအခြား teacher တွေနဲ့တူတူညှိပြီးယူလို့ရတယ်ဥပမာ presentation လုပ်မယ်ကလေးကအခုခေတ်ဆိုရင်တော့ PowerPoint တွေပါတယ်တော်တော်လေးလောက်တက်လာပြီပေါ့နော်အဲ့ဒီမှာနောက်ဆုံးပေါ်ဥပမာ PowerPoint Microsoft ရဲ့မှာနောက်ဆုံးပေါ်version ရဲ့ဒီ mock function လေးလို့အရင် animation တွေကိုလေအဲ့လိုမျိုးတွေထည့်ချင်တာဆိုရင် ICT teacher နဲ့တစ်ချက်ညှိလိုက်မယ်ဒီချက်ဒါလေးတွေကိုသင်ပြီလားမသိဘူးကျမကဒီကောင် focus လေးထည့်သုံးစီချင်တာကလေးတွေကစသဖြင့် ICT teacher နဲ့ညှိလိုက်ပြီဆိုလဲကျမတို့ presentation ကကောင်းကောင်းလေးထွက်လာနိုင်တယ်တချို့တို့ဒီတကယ်ကိုကြောင်းပွဲအကြီးကိုတချို့တို့တာဝန်ပေးလိုက်မယ်debate ပွဲဒါမှမဟုတ်ဒီ impromptu talk ပွဲround table discussion တွေချက် English teacher နေနဲ့တချက်အရန်တော်တယ်ဒါလေးဥဆောင်ပေးပါအောင်အဲ့ဒီလေလာမှာဒီလိုမျိုး presentation ကိုလည်း PowerPoint slide လေးနဲ့ဖြစ်ချင်တယ်ဒါဆိုရင်ကျမတို့ကတခြားပြန်ပြီးတော့ skills တွေကိုတခြား teacher တွေနဲ့ပြန်ပြီးတော့ညှိလို့ရတဲ့အပိုင်းလေးတွေရှိတာပေါ့နော်အဲ့တော့ဒီမှာတော့ CLE teachers တွေကတဲ့ဘယ်လိုပြောလဲဆိုတော့ high school တွေအကုန်လုံးပါပဲ3နှစ်လောက်ကနေတော့ CLE ကောင်းကောင်းသုံးလို့ရ3နှစ်ကနေ very young learner 1 year 2 year ဒီတော့မပါဘူး pre-KG လောက်ကနေမှဒီထီကိုသုံးလို့ရတယ်ပေါ့နော်တခါလေးဆိုရင်ကျမတို့ဒီဆရာအတက်သင်လိုမျိုး vocational institute လို့လည်းပြောလို့ရတယ် academic study ဖြစ်တော့တစ်ပိုင်းပေါ့နော်လုပ်ငန်းခွင်တွေရောကျမတို့တော့သုံးတယ်အဲ့တော့ဒီတို့ဒီမှာမြင်သွားတဲ့အတိုင်းပဲရည်ရွယ်ချက်ကတော့အရန်ကောင်းတယ်ရည်ရွယ်ချက်ကောင်းတဲ့အခါမှာဒီချတို့မှလည်းကိုပိုင်အရင်ကလည်းရည်ရွယ်ချက်တွေရှိနိုင်တယ် clean နဲ့ဘယ်နှချက်လောက်ညှိလဲချင်တော့ကြည့်ရအောင်အဲ့တော့ clean ကကြတော့ဒီ concept တွေကိုသင်ခန်းစာရေးသင်တိုင်းcurriculum ကပေးတဲ့သင်ရိုးအတိုင်းသင်တိုင်းကျွန်တော်တို့အင်္ဂလိပ်လိုmake sense မယ်ရှင်းပြမယ်အင်္ဂလိပ်လိုရှင်းပြမယ်ကျွန်တော်တို့ဒီ introduce လုပ်တဲ့ content introduce လုပ်ကလေးอ่ะသင်ကြား instruction ပေးကလေးอ่ะအင်္ဂလိပ်လိုသင်မယ်အဲ့ချိန်မှာပြီးတော့ကလေးတွေကိုဒီမှာဒါလေးပေါ့နော်ချာသူ့ရဲ့ရွေးချယ် production များ produce လုပ်ခိုင်းမှာအဲ့တော့ဖြစ်တဲ့အတွက်ကျွန်တော်တို့ကကလေးတွေကို spoken ရော written ရောသူတို့ရဲ့ curriculum subject တွေကိုရေးခိုင်းမှာဥပမာကျမတို့တမိုင်းချောင်းမှာအခုတမိုင်းချောင်းကိုမြန်မာနိုင်ငံမှာဆိုရင်အရန်ကြီးရိုက်တာနည်းနည်းရှားတယ်ပေါ့နော်ရှိကောင်းရှိနိုင်တယ်မြန်မာတမိုင်းချောင်းကကျွန်တော်တို့ကလေးတွေအနေနဲ့じゃပုံပေါ်မနေဘူးလေနော်နိုင်ငံခြားမှာဆိုရင်လည်းကျွန်တော်အများကြီးမြင်ရတယ်ခိုင်ထိုင်းကရိုက်တာတွေဆိုရင် what စားစင်ရင်မှုတွေဆိုရင်အရန်လှတယ်လို့ခံစားရတယ်နော်ကျွန်တော်သိထားမိလားမသိအဲ့လိုမျိုးရှိတယ်အဲ့ထဲမှာကျွန်တော် production ဆိုတဲ့နေရာမှာဒီ language ဆိုတဲ့နေရာမှာဒီအတန်းထဲမှာတွင်ဒီစကားပြောတဲ့ပုံစံမျိုးလည်းဖြစ်နိုင်တယ်အရေးအသားနဲ့လည်းဖြစ်နိုင်တယ်ခဏလို့ကျွန်တော်တို့ project အသေးအနေနဲ့လည်းဒီ subject တွေအပေါ်မှာ demonstration လည်းဖြစ်နိုင်တယ်ဒါမှမဟုတ်လည်းပြပွဲလည်း exhibition လည်းဖြစ်နိုင်တယ်ဘလို့အနေနဲ့ learners တွေကိုသူကပို့ပြီးတော့ produce လုပ်နိုင်အတန်းလိုက်တော့တန်းနဲ့လုပ်နိုင်ဆိုရင်တော့မတူနိုင်ဘူးပေါ့နော်အဲ့တော့တမိုင်းအကြောင်းအရာဆိုရင်လည်းကျမတို့တမိုင်းရဲ့ဝေဖန်စောင်းပါးတွေရေးတာမျိုးလည်းဖြစ်နိုင်တယ်produce တော့လုပ်ခိုင်းရမှာတမိုင်းစာအုပ်ထဲမှာတော့ဒီလိုမျိုးပါတယ်ဥပမာကျမတို့တမိုင်းမှာဆိုရင်လေဟန်တာဝရီနဲ့အင်းဝါကျတို့ Burmese history လေးမှတ်မိလားမသိဘူးကျမလေအသက်ကြီးတဲ့အထိကိုဟန်တာဝရီကိုမွန်မှမသိဘူးတော့ကျမဟန်တာဝရီကြီးကရှေးတုန်းကဟာကြီးပေါ့အခုမရှိတော့ဘူးထင်တာအင်းဝါတော့မျိုးရှိနေတော့သိရပေါ့နော်ဟန်တာဝရီကိုအဲ့မွန်မှမသိဘူးအဲ့တော့နည်းနည်းကြီးလာတဲ့ခါမှာအဲ့ဒါကိုချိတ်ဆက်ပြန်ပြမှာဒီပေါ့နော်အဲ့တော့ကျမတို့ဒီမျိုးလုံးထဲမှာမပေါ်နေတဲ့အပိုင်းတွေရှိရဲ့အဲ့မှာစီချင်းထိုးတာတွေလည်းရှိတယ်ပေါ့နော်စီချင်းထိုးတွေဆိုရင်ရမတ်ကြီးနဲ့တိတ်မခံစားသူတို့စစ်တိုက်ကြတယ်ဒီလောက်ပဲစတကြောင်းနဲ့ပြီးသွားတာပေါ့နော်အခါလေးကျတော့လေကျမတို့ဒီငလင်တန်းတွေကိုဘလို့တွေဗာလဲတိုက်လိုက်တဲ့အတွက်1960မှာငလင်တန်းဘလို့လောက်တော့ဘလို့ဖြစ်တယ်ဆိုအခုကျတော့ငလင်တန်းတကယ်မြန်မာနိုင်ငံမှာခံလိုက်ရပြီလေနော်မန်လေးသူတွေဆိုရင်ကျွန်တော်ပို့ပြီးတော့မှခံရတယ်ပေါ့နော်အဲ့တော့ဒီစကိုင်းမန္တလေးအဲ့လိုမျိုးခံလိုက်ရတဲ့ခါကျရင် experience
ဒီဟာတွေကိုကျမတို့ဘာဖြစ်လို့ရလဲဆိုတော့နောက်လူတွေကိုပြန်ပြီးတော့ရေးခန်းလို့ရတယ်ပေါ့နော်ဒါတွေကတော့ life experience တွေအဲ့တော့ကလေးတွေကဟိုဖတ်လိုက်ရတာနဲ့ရေးလိုက်ရတာနဲ့ကလုံးဝမတူဘူးကြုံလိုက်ရတာနဲ့ဆိုပို့ပြီးတော့မတူအဲ့တော့ကျမတို့ကအဲ့ဟာတွေကိုထည့်ပြီးတော့ produce လုပ်ပြီးဖို့lesson plan ထဲမှာဆွဲရမှာစိတ်ကူးတက်အောင်ဒီနေ့တစ်ချက်ရေးခိုင်းမယ်လို့ထားရေးခိုင်းလို့မရအောင်ကျမတို့ကဒီ lesson ဟို schema word တွေမှာထည့်ပြီးတော့ကလေးတွေရဲ့ production of language ပေါ့များလေးသူတို့ရဲ့စိတ်ကူးတွေကိုချရေးခွင့်ပေါ့ ideas တွေကို express လုပ်ခွင့်တွေကိုကျမတို့များပေးမယ်ပြီးပြီဆိုရင် performance တွေကိုတဲ့ဘာရောလဲဆိုတော့ English စာရဲ့ performance ရောပေါ့နော်ကျမအင်္ဂလိပ်လိုအများဟိုရေးပူရသုံးလိုက်တာပေါ့နော် target language ရောcurriculum subject ရောပို့ပြီးတော့ total စီဖို့ weight ပြီးစီချင်လို့မဟုတ်ဟဲ့ English စာရောလေ့လာမယ်ဆို weight ပြီးစီဖို့မဟုတ်အဲ့ English စာဒီ subject matter ကိုကူညီပေးဖို့ပေါ့နော်ကျွန်တော်အဲ့ဒါလေးရနောက်တစ်ခုကတော့ဒီမှာနေconfidence တွေတက်လာဖို့ပေါ့ confidence တွေတက်လာဖို့ဆိုတဲ့နေရာမှာကျွန်တော်တို့ကချက်ချင်းကြီးနောက်တစ်ယောက်ပြောင်းသွားဖို့ဖြစ်နိုင်ပြီမဲ့ငကိုရှိရင်းဆိုတဲ့ထက်ပေါ့နော်အဲ့ confidence လေးရဖို့ဖြစ်တယ်ပေါ့နော်အဲ့ဒီကျွန်တော်ကြားဘူးလားမသိဘူးလေဟိုအောင်မြင်မှုတည်တည်လေးတွေကအောင်မြင်မှုကြီးကြီးတွေဖြစ်စေတယ်ကျွန်တော်အဲ့ဒါလေးရောလက်ခံလားအောင်မြင်မှုတည်တည်လေးတွေအောင်မြင်မှုတည်တည်လေးတွေကအောင်မြင်မှုအကြီးယူဖြစ်စေတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကကလေးတွေမှာဒီလုံနိုင်တယ်ဆိုရင်ဒီထက်ပိုပြီးတော့ကြီးလှေကတစ်လို့ပဲပိုကြီးရဲ့ဟောင်းရစီဒါကြောင့်မလို့ဆက်ဆံမတွေကစာမေးပွဲစစ်တဲ့အခါမှာလဲတခါကျတော့ကလေးတွေကိုအရန်ကြက်ချင်တာပေါ့ကွာအစာပိုင်းမှာအရန်ဘာလို့ချင်တာလဲအသိစေချင်တယ်စစ်ချင်တယ်ကိုယ်လည်းအစွမ်းပြချင်တဲ့အခါမှာမိကုန်းနဲ့အခက်ကြီးတွေထုတ်လိုက်တယ်ပထမ first time နေမှာအဲ့ချိန်မှာကလေးတွေကမဖြေနိုင်ဘူးဆိုရင်ကျွန်တော် experiment တွေရှိတယ်အရန်နာမည်ကြီးတဲ့ experiment ပညာရေးမှာအဲ့တော့အတန်းနှစ်တန်းကို level လဲတူတယ်background အရေးချင်းနဲ့အတူတူပဲဒါပေမဲ့အဲ့ဒါကိုကျွန်တော်တို့ဘာလုပ်လိုက်မလဲဆိုတော့တတန်းကိုစာမေးပွဲပထမမေးခွန်းကိုအခက်ကြီးမေးလိုက်မယ်နောက်တန်းကိုပုံမှန်လေးပဲမေးမယ်ပေါ့နော်သူတို့ဖြေနိုင်တဲ့အနေထားလေးကိုမေးလိုက်မယ်အဲ့ချိန်မှာဒီဘက်အခန်းကမတင်ရသေးရတော့အရန်ကိုအမှတ်ကလုံးဝ0တွေ1တွေဘဲဥတွေအဲ့လိုမျိုးရတဲ့အောင်ဖြစ်သွားပြီဒီဘက်ကတော့ဘာဖြစ်လဲဆိုတော့သူတို့အရေးချင်းတိုင်းလေးပဲ80ရတဲ့လူကရတယ်ဟဟလားအမှတ်ကိုကောင်းကောင်းလေးရအောင်လုပ်ထားတယ်အဲ့တော့မေးခွန်းက first start ထွက်မှာမေးခွန်းတစ်ခုကမတူအဲ့မဲ့ဒုတိယတစ်ခုမှာကျတော့သူတို့နှစ်ယောက်ကတူညီတဲ့မေးခွန်းကိုပေးရင်တော့မှာတဲ့ဘယ်အတန်းကလူဘယ် group ကလူကဖြေနိုင်မယ်ထင်လဲချင်ပထမဆောင်ဝဲမှာအမှတ်ကောင်းကောင်းလေးရထားတဲ့အတန်းဖြေနိုင်တယ်ထင်ပါတယ်ရှင်ဒါကျွန်တော်စဉ်းစားကြည့်လို့ရပထမစာမေးပွဲမှာတေချာဖြေနိုင်ခဲ့တဲ့လူကအဲ့ယုံကြည်ချက်နဲ့ကိုဒုတိယစာမေးပွဲမှာဖြေနိုင်ပြီးတော့ဒီမေးခွန်းကိုပဲဖြေနိုင်လောက်မဲ့မေးခွန်းကိုမေးတာကိုပဲပထမစာမေးပွဲမှာမဖြေနိုင်တဲ့သူကနောက်စာမေးပွဲမှာစာမေးပွဲဆိုတာတဲ့ text ပေါ့ကျွန်တော်တို့ကဒီမှာတော့ quiz လေးတွေပေးတာပေါ့နော်ချက်ချင်းပေးတာပေါ့နော်ဆိုတော့အဲ့မှာမဖြေနိုင်တော့ဘူးလေဒါကိုကြည့်ချင်းအပြင်ကျွန်တော်တို့က confidence ကရှိတင်တယ်ဒါကြောင့်မလို့တစ်ခါလေကလေးတွေကိုစစ်ဆေးရမယ်ဒါပေမဲ့ confidence ကျလာအောင်ကျွန်တော်တို့ကလုပ်လို့မရဘူးအဲ့တော့အဲ့မှာတဖြည်းဖြည်း target language ရောဒီဘက်က L1 ရောနှစ်ခုလုံးတဖြည်းဖြည်းတရတက်သွားဖို့ clear approach ကနေသွားလိုက်မယ်ချာနောက်တစ်ခုကတော့ material ဆိုတဲ့နေရာမှာပုံလေးတစ်ပုံပေးလိုက်တာလည်းပါတယ်ဟုတ်လားချာတခါလေကျကလေးတွေကိုစပြီးတော့လေကျွန်တော်တို့အုပ်စုဖွဲ့လူကိုခွဲလိုက်တာနဲ့ကဲပြောကြတော့ဆိုဘာစပြောမှမသိတာမျိုးဖြစ်နိုင်တယ်နော်အဲ့ဆိုရင်ဒီချာတို့ AI ပေါ်လာတဲ့အတွက်ကြောင့်ဒီချာတို့နဲ့ပဲဒီမှာစလိုက်ပဲ AI ပေါ်လာတဲ့အတွက်ကြောင့်နောက်10နှစ်အတွင်းမှာပြုတ်သွားမယ့်အလုပ်တွေချာတို့ဆွေးနွေးကြရအောင်ပြုတ်သွားမယ့်အလုပ်တွေဆရာမတွေရောပါလားမသိဘူးတရုတ်ပြည်ကတော့ dance စက်ရုပ်တွေနဲ့ပေါင်းလိုက်ပြီးကတော့ကနေကြတယ်ဆိုဟဲ့ dancer တွေကဟဲ့ငါတို့ရောလှုပ်ရှိပါမလားပြုတ်နိုင်ပါမလား dancer တွေကပေါ့နော်အဲ့တော့အဲ့ topic လေးစာလေးတစ်ချောင်းလေးနဲ့ပေါ့နော် AI ကြောင့်ပြုတ်နိုင်ပြီအလုပ်များဆွေးနွေးဆိုတဲ့နေရာမှာကျမတို့ကဒီနားမှာKED PED Cambridge ကစာမွေးစင်အရန်သူကစစ်တက်တယ်ကလေးတွေရဲ့ thinking ကိုထွက်လာအောင်လေအဲ့ဒါတော့ကျတော့ scaffolding လုပ်ပေးရလို့ခေါ်တာပေါ့နော်ဖြစ်နိုင်ခြေရှိတဲ့ပုံလေးတွေပေါ့သူတို့လည်း language ကိုလည်း develop ဖြစ်မယ်ပေါ့နော်ဒီနားမှာကျမတို့ဘာဖြစ်လဲဆိုတော့ car driver ပုံလေးတွေပါမယ်ဒီနားမှာကျတော့စောက်လို့ရေးမြေအောက်ထဲထိဝင်ပြီးတော့လုံနေရတဲ့သူတွေ mind တူးတဲ့သူတွေပါမယ်ဒီဘက်မှာကျတော့
တင်ကြားခြင်းတွေပါမယ်ရှိသမျှတော့ job description လေးကိုဒီမှာပြထားအဲ့ထဲမှာဘယ်ဟာက AI ကြောင့်အလုပ်ပြုတ်နိုင်မလဲဆိုတဲ့ဟာကိုဒီအဲ့ပုံလေးတစ်ခု material လေးပါလိုက်တဲ့အခါမှာသူလေးတွေကပို့ပြီးတော့မဖြစ်သွားလဲဆိုတော့ develop စတွေးလို့ရသွားပြီလုံးဝဘယ်ကနေစမလဲမသိရနဲ့ဒီပုံလေးတွေထောက်ပြီးတော့ပြောရင်းနဲ့သူတို့အစလေးဆွဲထုတ်ဖို့ပေါ့နော်ပထမအစလေးဆွဲထုတ်ဖို့ဒီ provide လုပ်ပေးလိုက်တာဒီပုံလေးတစ်ပုံထည့်ပေးလိုက်တာလေးကလည်းနှစ်ဆင်ပြေတယ်ပေါ့နော်တချို့ဆိုတခါလေးဗီဒီယိုပြပလိုက်ရတာမျိုးတခါတလေရော့ realium ရော့ကိုက်စားအနက်ရှူကြည့်ဒီလိုမျိုးပေးလိုက်ရတာမျိုးတွေလည်းပါနိုင်တာပေါ့နော်ပြီးပြီဆိုရင်တော့ဒီအဓိကကတော့ကျမတို့ဒါလေးပေါ့တချို့ကျတော့အရန်တော်ပြီးတော့ဒုက္ခလိုက်ပေးမယ်ပတ်ဝန်းကျင်ဒုက္ခပေးမဲ့လူတွေဖြစ်လို့လည်းမရဘူးအဲ့တော့ကျမတို့ community ကိုချစ်တတ်အောင်ပုဂ္ဂိုလ်လည်းချစ်တတ်အောင် love yourself ပေါ့နော်ကျမတို့ဒီ love yourself ကအခုခေတ်မှာနည်းနည်းဘာဖြစ်လာလဲဆိုတော့ကလေးတွေရောကလေးတွေကိုအဲ့ဒါအရင်သင်ပေးလိုက်ပြဿနာတော်တော်များများဖြေရှင်းပြီးသားပဲချင်ကလေးတယောက်ကလေကလေးတယောက်ကတစ်ခါတလေမကြိုးစားဘူးသို့မဟုတ်လေကလေးတယောက်ကကိုယ့်ကိုထိခိုက်မဲ့လုပ်တွေလုပ်နေတယ်ပတ်ဝန်းကျင်လည်းထိခိုက်မဲ့အလုပ်တွေလုပ်နေတယ်ဆိုရင်မချစ်တတ်သေးလို့အဲ့တော့ကိုမချစ်တတ်သေးလို့ကိုပတ်ဝန်းကျင်မချစ်တတ်သေးလို့ပေါ့နော်ချက်အဲ့တော့အဲ့ values တွေကိုတခုခုလုပ်ပြီးဆို encourage stronger link ဒါတွေကိုသင်ပေးလိုက်တယ်ဒါမှဖြည့်ရှင်းလို့ရတာပဲအဲ့တော့ကျမတို့ကစာမှာသင်လိုက်တယ်ပုံလေးတစ်ပုံစာပိုက်ကလေးတစ်ပိုက်ကပါလာတယ်ဂျပန်ရဲ့စားတောက်ဘယ်လိုပြောဂျပန်နိုင်ငံရဲ့ restaurant အကြောင်းလေးပေါ့အဲ့ထဲမှာပုံထဲမှာအဲ့ကျမတို့မြောင်းလေးပါလိုက်ပဲအဲ့မြောင်းလေးထဲမှာငါးလေးသွားနေပါလိုက်ပဲပုံလေးကတော့ရိုးရှင်းလေးပဲဒါပေမဲ့အဲ့ကနေကျမတို့ကဘယ်လို stronger link with the value of community ဘယ်လိုချိတ်ကြမလဲသူတို့တွေရဲ့ရေးစနစ်ကလေးတွေကိုကျမတို့ကျတို့သတိထားမိနေမယ်ရွယ်သူတို့အလှပကိုဘယ်လိုလေးခံစားလဲကျမတို့မြန်မာနိုင်ငံမှာအဲ့မှာအလွတ်ဆွေးနေလို့ရတယ်ကျွန်တော်တို့အဖြစ်နာစာပြောရမှာပဲအဲ့ချိန်ကျရင်အရန်မြန်မာနိုင်ငံကိုလုံးဝဘာဖြစ်လဲအထိမခံနိုင်ငါတို့နိုင်ငံအကောင်းဆုံးဆိုတာနဲ့တော့သွားလို့တော့မရအောင်နော်အဲ့တော့မြန်မာနိုင်ငံရေဆိုးစနစ်တွေကဘယ်လိုရှိလဲကျမတို့ကောင်းလားမြောင်းနေဆိုအဲ့လိုမျိုးကြီးနေလားသူများနိုင်ငံရေဆိုးစနစ်ဆိုအပေါ်တက်မလာအောင်အနက်နေရှူသွားဖို့နေတာလေအဲ့ဂျပန်မှာပန်းရည်လောင်းပြီဆိုရင်ဒီဘက်မှာလူသွားလန်းကိုဒီလိုကာပြီးမှပန်းရည်လောင်းတာပဲနော်ညက်ပင်လောင်းရင်အဲ့ညက်ကလေးကနေဖုံနေထလာမှဆိုလို့ဒီလိုလူသွားလန်းကိုဒီလိုကာပြီးမှမနဲ့အစောကြီးသူအချိန်နဲ့ကွက်တီလောင်းလာကျမတို့ဒီရောက်မှ8နာရီလောက်မှပြန်နဲ့ဒီဖုံတွေကိုလူကြားထဲမှာအဲ့လိုမလုပ်ဘူးအဲ့တော့သူတို့ရဲ့ဟာချိန်ကြီးကြည့်လို့ရတယ်အော်သူတို့ဘယ်လို community ကို value လုပ်လဲအဲ့တော့သူတို့ဒီငါးလေးတွေကိုတစ်ခါလေးဆိုရင်စိုက်ခင်းနေပါကြီးအကြောင်းတွေဆွေးနွေးတယ်ဆိုရင်လေသင်ခန်းစာမှာပါလာမှာပထဝီအနေထားဘာညာအဲ့လိုဆိုရင်ကျွန်တော်တို့နိုင်ရှင်ကြည့်လို့ရတယ်အဲ့တော့သူတို့ကမြေဩဇာကိုဘယ်လိုရှေ့တုန်းကဘယ်လိုလုပ်လဲ history သင်ရင်လေသူတို့ကမြေဩဇာကိုဘယ်မှာစသုံးခဲ့တယ်ဆိုရင်အမှန်တော့အဲ့မှာရက်သွားပြီပဲကျွန်တော်တို့ဆက်လိုက်ရတာမှာအိန္ဒိယမှာဓာတ်မြေဩဇာကြီးအသုံးခဲ့တယ်ဟုတ်တယ်အခုရောဘယ်လောက်ထိသုံးသေးလဲဘယ်လောက်ကျသွားပြီလဲပြီးရင် deforestation တွေပြောရင်တရုတ်ပြည်ကလေတော်ဘလို့မရှိဘူးဘာဖြစ်တယ်မိုးခေါင်ရေရှားဖြစ်တယ်ဟုတ်တယ်သူတို့ဖြစ်တယ်တဲကနာရတယ်ဘယ်လောက်ရှိဒါပေမဲ့အခုပြန်သွားကြည့်လောက်ပြန်ချိတ်ကြည့်အောင်အခုမှသူတို့ရဲ့တစ်တော်ပြန်ဖြစ်တာကျမတို့က deforestation သူတို့ကတစ်တော်ကိုတဲကနာရတယ်တစ်တော်ကိုပြောင်းလဲတဲ့ project ကြီးဘယ်လောက်အောင်မြင်နေလဲဆိုတော့ချက်သွားကြည့်မယ်အဲ့လိုမျိုးပေါ့နော်အဲ့တော့ကျမတို့က link လုပ်ပေးရမှာအဲ့တော့သူတို့နိုင်ငံဘာလို့အဲ့လောက်အသေးအံလုပ်နေရလဲတရုတ်နိုင်ငံကကျမတို့စီမှာဒါကြောက်ဘာတွင်းတူညာတွင်းတူလုပ်ချင်လုပ်မယ်သူတို့နိုင်ငံကတော့အကုန်ပြုတ်ပြင်တာတဲခါနာရတော့မှပြအောင်လုပ်မှာ2050လောက်ကြာရင်သူတို့အဲ့ဒါကိုတော်ကြီးဖြစ်အောင်လုပ်မှာစတဲ့ပြသူတို့မှာစီမံကိန်းရှိရဲသူတို့ရဲ့ဟိုဟာတွေကိုလည်းဤပညာတွေကိုလည်း Israel ကနေတေချာကိုဝယ်ယူပြီးတော့ company တွေကို contract ပေးပြီးတော့တကယ်ကျမတို့လို volunteer မဟုတ်ဘူးကျမတို့ဆိုတခါလေးသွားဆိုင်လိုက်မိုးရသည်အဝင်လောက်ကြာရင်ပြီးရင်မေ့သွားလိုက်အဲ့လိုမဟုတ်ဘူး24နာရီ24 hour တကယ် project နဲ့အဲ့မှာတဲခါနာရောက်တစ်ပင်လိုက်ဆိုင်နေတာ project တွေရှိရဆိုတော့ဒါဆိုရင်သူတို့နိုင်ငံရဲ့လေထုအခြေအနေတွေသူတို့ကစစ်တယ်ဘူးစစ်တော့မကောင်းမှန်းသိရဲ့လက်ခံနဲ့စပြီးတော့သူတို့ပြင်တယ်ပြီးတော့အဓိကကတော့ budget တွေကိုသုံးတယ်ပေါ့နော်အဲ့တော့သူတို့ရဲ့နိုင်ငံအသက်ရှည်အောင်မဟုတ်ရင်သူတို့ကလည်းစက်မှုနိုင်ငံဆိုတော့သူတို့ရဲ့ quality ကဘယ်လိုရှိရဲကျွန်တော်တို့အရင်တော့သတင်းတွေဖတ်ပြီးကြောက်တာလေတရုတ်နိုင်ငံကဟိုဟာကားဟိတောင်မှဟလာအဲ့လိုဘယ်လိုမျိုးသွားရတယ်အရန်ကိုလေထုကညဉ့်ညမ်းနေပြီတကယ်ကမြန်မာလို့ရန်ကုန်လို့မန္တလေးလို့တကယ်မြို့တွေကကျွန်တော်တို့ကပိုညဉ့်ညမ်းနေတာမစစ်လို့အခုစစ်တဲ့သူတွေလည်းပြောနေပြီပေါ့နော်ဆိုတော့
အဲ့ရဲ့ community of values နဲ့ကျမတို့သင်ခန်းစာတစ်ခုတွေ့လိုက်တိုင်းကျမတို့ပြန်ချိတ်ပေးတာမျိုး clear လုပ်ပေးတယ်လုပ်မှပဲတို့သင်ဒါတွေသင်နေရတဲ့အကြောင်းရင်းတွေကပြည်ပြန်လာမှာပေါ့နော်ချက်နောက်တစ်ခုကတော့ curriculum subject ကိုအဓိကမမေ့ပါနဲ့ပေါ့နော်ကျမတို့က၄ခုဆိုတော့နည်းနည်းလေးပြသွားမယ်ထင်ရတယ်နော်အဲ့တော့ဒီမှာကျွန်တော် key concept ပါမယ်ကျမမနေ့ကပြောပြတတ်တယ်လို့တချို့တို့ content သင်ရတယ်ဟုတ်လားကျတို့ communication လဲပေါအောင်လုပ်ပေးမယ်အတွေးခေါ်လဲကောင်းအောင်လုပ်ပေးမယ် culture လဲလုပ်မယ်ဆိုတော့ကျမတို့ကစီးလွတ်သွားလို့တော့မရဘူးခုနပြောသလို teacher ဖူးပြောသလိုကျမတို့တကယ် main content ကတော့ကလေးတွေဒီအတန်းထဲမှာတစ်နေ့ကိုတစ်နာရီတစ်လကိုနာရီ20 8လဆိုရင်ကျတို့စဉ်းစားကြည့်လိုက်တော့နိုင်160နိုင်160ဆိုတဲ့ကာလမှာperfect တခုခုတိတိကျကျတိသွားအောင်လုပ်ပေးရမှာပေါ့နော်အဲ့တော့ main focus ကတော့ကျွန်တော် content မှာပဲတဲ့အဲ့တော့ဒီမှာတစ်ချက်လောက်ဒီဟာကိုစပြီးတော့ clear ရဲ့ 4C ကိုစပြောခဲ့တာဒီစာအုပ်ကလေးပေါ့ကျွန်တော်တစ်ချက်လောက်ရှာခြင်း2010ကထုတ်ခဲ့တဲ့ဒီစာအုပ်ကလေးပေါ့နော်ချက်ဒီစာအုပ်ထဲမှာပါထားတာကိုကျွန်တော်ဒီ handbook ကနေပြန်ပြီးတော့ဆွဲနှုတ်ထားတာနော်ကျွန်တော်တစ်ချက်လောက်ဖတ်ကြည့်လိုက်ရင်သိမယ်အဲ့တော့ဘယ်ဘာသာရက်ပဲတင်တယ်ဒီချက်အနုပညာတင်တယ်မြန်မာနိုင်ငံမှာအနုပညာကျောင်းတွေကအရင်ကြီးမရှိဘူးပေါ့နော်ချက်အဲ့တော့အနုပညာနဲ့ဖွံ့ဖြိုးတဲ့ကျောင်းတွေဆိုတချို့တို့ဘယ်နိုင်ငံလို့မြင်မိလဲအနုပညာနဲ့ soft power နဲ့ Korea ဆိုချင် Korea ပေါ့ချဲ Korea ပေါ့နော်တဲ့သူတို့ရဲ့ဟုတ်တယ်တချို့ Korea ရဲ့ Japan ကိုရီးယားရဲ့ဂျပန်ရဲ့သူတို့ရဲ့ style ဒါမတူတာသူတို့ကကဘာကိုထိုးဖောက်နိုင်တဲ့ arts တွေသူတို့ art school တွေလည်းရှိရဲ့ကျောင်းတွေကလေးကနေလည်းသွားတယ်အဲ့မှာဆိုရင်ကျမတို့စီမှာဆိုရင်ဒီဟို makeup artist ဒီလောက်ပဲများတာပေါ့သူတို့ရဲ့ဒီ arts major မှာလေကျမတို့မကြားဘူးတဲ့ majors တွေမှာအများကြီးရှိတယ်ကျမတို့ဟိုကိုရီးယား variety show တွေမှာဆိုရင်အခုနောက်ပိုင်းတော့ကလေးတွေကတိလာကြပြီကျမတို့ဆိုရင်အဲ့မှာဆရာဟိုချာကန်ကြီးကိုသူတို့ပြောသလိုလေvariety show တွေမှာ script writer တွေကအရှိမငုတ်တုတ်ထိုင်ထားကြပြီးတော့သူတို့ရဲ့ဒီပွဲတစ်ခုလုံးကဘာလို့ကိုရီးယားရိုက်တဲ့ variety show တွေနဲ့တရုတ်ကရိုက်တဲ့ variety show နဲ့မြန်မာရိုက်တဲ့ variety show ဆိုတိတ်မတူဘူးလေဆိုတော့ကျမတို့စီမှာဆိုရင် art ဆိုရင်ဒီအနုပညာရုပ်ရှင်သင်တန်းနဲ့ဒီ writer သင်တန်းလောက်ပဲတည်တယ်အဲ့တခြားသောကျမတို့ဒီပါလေဓာတ်ပုံပညာလို့အဲ့လိုတခြားသော details တွေလေ light engineer အဲ့လိုမျိုးတွေ setting engineer အဲ့လိုမျိုးရှားတာပေါ့နော်ဆိုတော့ဒီလိုမျိုးတရားပဲတင်ပေါ့နော်ကျန်အဲ့တော့သူတို့စီမှာတော့ဒါကတော့ high school ကလေးရတယ်ထည့်သွင်းတယ်တကယ်ဘွဲတစ်ခုအနေနဲ့လည်းယူလို့ရတယ်အဲ့ဘွဲရပြီးရင်လည်းတကယ်လည်းလှုပ်ရှားလို့ရတယ်အရန်လည်းdemanding ဖြစ်တယ်ဈေးကွက်မှာလည်းအလုပ်ဖြစ်တယ်ပေါ့နော်ကျန်အဲ့တော့ဒီမှာတော့ art ဘာသာရပ်တွေမြန်မာမှာတော့ဟိုခုရနောက်ပိုင်းတော့ထည့်သွင်းတော့တင်ကြတယ်ဒါပေမဲ့ major နဲ့မဟုတ်ဘဲနဲ့ minor အနေနဲ့ပေါ့နော်တချက်အဲ့တော့ art ဘာသာနဲ့တင်ရောအဲ့ art မှာ communication တွေထည့်လို့ရပါမလားကျွန်တော်စဉ်းစားကြည့်အောင်ထည့်လို့ရလားဘယ်လိုလေးထည့်မလဲ art ဆိုရင်ပါလိမ့်ပါမယ်ပကြီးတဲ့မှာလား communication စေထည့်လို့ရလား ရတယ်ချက် ရလောက် ပို ပါ တော့ရအောင်ပါပေါ့နော် art is a form of communication ပဲလေနော်ဟုတ်တယ်ပိုတော့ရအောင်ပါပေါ့နော်အဲ့တော့ yes content တခါတလေဒါတော့ဟိုကျမတို့မြန်မာလိုဘယ်လိုခေါ်မလဲ citizenship ဘာသာရပ်ကို sorry ပြည်သူနီတိ ပြည်သူနီတိ yeah ပြည်သူနီတိဆိုပြီးတော့တည်တဲ့ကျွန်တော်တင်တာလေနိုင်ငံချစ်စိတ်မရှိဘူးနိုင်ငံကြီးသားပဲပြည်သားကိုအမှန်တော့ဒီမှာကြည့်ကျမတို့အဲ့ဒါဘာသာရပ်တစ်ခုအနေနဲ့ကျွန်တော်ဘာလုပ်ရလဲဆိုတော့တင်ကြားပေးရရနော်အလိုလိုတိလာတယ်လို့ထင်တာကျမတို့ကအဲ့အချိန်ကကလေးတော့အစိုးရအကြောင်းမှာဆိုအဲ့ဒါအကုန်လုံးကဘာဖြစ်လဲဆိုတော့တိတ်မရှိနေဘူးနော်မရှိနေဘူးတမွေးတွေပါဆိုလည်းမရှိနေဘူးအမှန်တော့ရှိအောင်ဘယ်လိုလုပ်လို့ရလဲဆိုရိုးရိုးစဉ်းစားကြည့်အောင်ရှိအောင်ဘယ်လိုလုပ်လို့ရလဲဘာလို့အချိန်တွေကတစ်ခါလေးဆိုရှိရတယ်တမွေးတို့အကစားလို့ဒါပေမဲ့အချိန်ကကျမတို့ကမတင်ခံခဲ့ရအောင်အဲ့ဒါဘာလို့ထင်လဲချင်း အရေးမကြီးဘူးလို့ထင်လို့မရှိ ရေးမကြည့်လို့ထင်တာရေပေါ့နော်ပြီးတော့ဒီတခြားဟို main subject တွေကိုပဲအဓိက focus လုပ်နေရလို့လည်းထည့်တယ်ဒီချက်အများနဲ့လေဟိုဘာလို့ကြုံခဲ့ရတာပေါ့နော်အင်္ဂလိပ်စာတော့သင်ချအထူးသဖြင့်သင်ချပေါ့အများနဲ့သင်ချဒီချက်ဆိုအချိန်တူရတယ်နော်ပြီးရင်ဟိုပြီးတော့ပေါ့နော်အဲ့လိုတမွေးအချိန်တွေပါတယ်ဆိုလို့ရှိရင်ပပတော့သင်ခဲ့ရတာပေါ့နော်ပပကတော့ဒီတမွေးအထက်က3မှာတက်ခဲ့တာဆိုတော့သင်တယ်ဒါပေမဲ့ချက်လက်တွေ့မပါဘူးချက်သူကလေစာတွေ့ပေါ့နော်ဥမာထားပါတော့
ဆံပြုတ်ကောဘယ်လိုပြုတ်မလဲပေါ့ပြုတ်တယ်ဆိုရင်step by step တော့ဆရာမရေးပြလိုက်တယ်တဲ့ဒါပေမဲ့လေချက်ပြလည်းမပါဘူးဟုတ်ကဲ့ ingredients လည်းမပါဘူးဆိုတော့ခလေးဒီဟာကိုဖတ်တော့ဖတ်တယ်ဒါဘာလို့ဆိုရင်အဲ့ရေးပြီးပြီဆိုတော့ခိုင်ကူးလိုက်တယ်ပြီးရင်ဒီတိုင်းပဲအိမ်ရောက်ရင်မေမေတို့ပြလိုက်တယ်ဒီလောက်ပဲရှိရဲ့ချက်အဲ့လိုမျိုးပေါ့နော်တကယ်လက်တွေ့တွေမလုပ်ခဲ့ရဘူးချက်အဲ့တော့မသိဘူးဟုတ်တယ်ချက်ဟုတ်အဲ့တစ်ချက်တည်းပြောရမယ်ဆိုရင်လေဆရာမခန့်မထားလို့ဥမာအားကစားချိန်ကိုအားကစားသင်စေချင်တယ်ဆရာတယောက်ခန့်ထားလိုက်အဲ့ဆရာတင်ပါလေသူ့ချိန်ကိုပေးပါမလားအခုက pro တွေမခန့်ထားဘူးရှင်းတော့က national school နော် national school ဆိုတာကအလူငွေနဲ့ထောင်ထားတဲ့ကျောင်းနေနော်အင်္ဂလိပ်ခေတ်ကတကယ်ကျောင်းမဟုတ်သေးဘူးကျမတို့သိခဲ့အမရပူရာမှာအထက်ကတစ်ဆိုတာသူက national school မန်လေးရဲ့ဒီအထက်ကနှစ်ဆိုရင်လေဒီချင်းသေးကြီးနဲ့လေအဲ့ဒါလည်း national school ပဲအဲ့ခေတ်ကဆိုရင်အဲ့ဒီတော့ဆရာကြီးဟောင်းနေကြတယ်သူကတက်မွေး major နဲ့ appointment လုပ်ခံခဲ့ရတယ်သူတို့ကလေ major ကတက်မွေးသူဘာတင်ရလဲဆိုတော့အဲ့ကလေးခုဂျပန်တွေကိုကျမတို့အားကြနေတာလေ1940ကျော်50ကျော်တော့ကျွန်တော်မြန်မာကျောင်းနေမှာကလေးတွေကခုံနေပါကွက်ကိုလှုပ်တတ်တယ်ကတိန်နေပါကွက်ကိုလှုပ်တတ်တယ်မင်္ဂလိဆိုရင်လည်းအကုန်လုံး life skill survival skill ပေါ့တစ်ချိန်လို့ကိစ္စတစ်ခုဖြစ်သွားရင်ဒီအနည်းဆုံးတော့တစ်ခုခုကိုလှုပ်ပြီးတော့ဟိုအသက်ဆက်လို့ရတယ်ပတ်ဆက်ဝင်နိုင်တဲ့ဟာမျိုးပေါ့နော်အဲ့ဒါ pro တွေခန့်ထားလို့ရတယ်ဥပမာပေါ့နော်ဟင်းချက်တင်တန်းဆိုရင်ဟင်းချက်ဆရာမတွေသင်ပေးမှရပါလေကျမတို့ကဘလို့ချက်တယ်မလဲเนาะတနေ့ကုန်ကြောင်းနဲ့အိမ်နဲ့ဆိုတော့ကျမတို့တော့မှတခါလေးဖြစ်သလိုလေးချက်ပြီးစားရဆိုအဲ့တော့အဓိက right man right place လောက်လိုက်ကိစ္စပြီးပြီအဲ့တော့ကျမတို့ဘောလုံးတွေပါကန်စီချင်တယ်မလားတကယ်ကိုအကတိတ်ပံဆင်းတဲ့အားကစားကို18မျိုး18မျိုးလောက်အကုန်စော့တတ်တဲ့ဆရာတယောက်က stand by ရှိတယ်သူ့ရဲ့လုပ်ပိုင်ခွင့်လည်းအပြည့်ပေးထားရင်ကလေးတွေတေချာပေါက်အားကစားချိန်အားကစားစော့ရမှာပဲအဲ့တော့ budget နဲ့ human resource ကလည်းမရှိလို့မဟုတ်မြန်မာနိုင်ငံမှာတော်ရဲတွေကအများကြီးရှိတယ်သူတို့လည်းအရန်အလုပ်လုပ်ချင်တယ်ဒါပေမဲ့နေရာမခန့်ထားဘူးအဲ့ international school တွေကျတော့ဘာဖြစ်လို့အောင်မြင်လဲဆိုတော့ခန့်ထားလို့အဲ့တော့ဒါကျတော့ခန့်ထားဖြစ်တဲ့ဆရာမတင်ညာစောက်ကြီးကင်ပြီးဝင်လို့လည်းမရဘူးပေါ့နော်အခုဝင်ပေးနေရတယ်တကယ်တော့ကျမတို့ငယ်ငယ်တုန်းကဆရာမတွေအပြစ်မြင်တာတကယ်ကျမတို့ဆရာမတွေဖြစ်တဲ့အခါကျတော့ကျမတို့နားချိန်လေးနော်ကျမတို့နားချိန်ကြီးဝင်ပေးနေရလိမ့်နော်အဲ့တော့ပြန်ပြီးတော့ကိုချင်းနေတော့စာလာရင်ကျမတို့ဆရာမဖြစ်မှာပါကလေးတို့ကတော့အမလီဆရာမကဟာလာတင်ချာဆရာမ M1 နဲ့ M2 ကနှစ်အုပ်ကိုတော့အမလီကိုချင်းမစားနိုင်ဘူးဒီချက်ဆိုရင်တင်ချာဆရာမတွင်ပတ်ပြီးတာပဲအဲ့လိုမျိုးဟုတ်တယ်အဲ့တော့ဒီ citizen stamp sheet တွေပါရကြတော့မထည့်ပေးထားတာပြောမယ်ဆိုရင်ကျောင်းရဲ့ဒီအိမ်ထဲမှာအဲ့လောက်ကြီးအရေးမပါနိုင်လို့ပေါ့နော်အရင်တော့ကတော့ဒါဇာတိမှန်နေပါဒါထည့်ပေးရတယ်နိုင်ငံကိုချစ်တဲ့စိတ်ရောပြီးတော့အဲ့ချစ်တဲ့စိတ်ကပဲကျမတို့ခက်ခဲတဲ့ဟာတွေတော်တော်များများကိုရှေ့ဆက်ပြီးတွန်းလှန်နိုင်တဲ့အခြေအနေလေးပေါ့နော်classics တဲ့ချေနော် classic တွေပါဆိုရင်ကျမတို့တော်တော်ဝေးသွားပြီမြန်မာနိုင်ငံမှာဆိုရင်ကျမတို့ကိုနိုင်ကွာလေအဲ့လိုမျိုးတစ်ခါတလေအသက်ကြီးလာမှပေါ့နော်ကျမတို့အဲ့ဇိန်နဲ့တရောတန်နေအဲ့လိုဖြစ်ပေါ့နော်တကယ်ဖြစ်တဲ့ဟာကိုအဲ့ခံစားနိုင်တဲ့နှလုံးသားနည်းနည်းရှားသွားပြီပြောမှာကျမတို့ကိုနိုင်ကမအားနေဘူးမြန်မာနိုင်ငံကသူတွေဘယ်သူမှမကြည့်အဲ့လိုအားနေတယ်ဆိုတိတ်မရှိဘူးကျမတို့ဒီနိုင်ငံအကုန်အချိန်ပြည့်မအိတ်ခင်ထိကိုအလုပ်လုပ်ရတာကွာကျမတို့တော့10နိုင်ထိလောက်စထည့်ရရင်နော်အဲ့တော့ကျမတို့နိုင်ငံကတော့ဒီအာရှတွေတခွင်လုံးပဲအဲ့လိုပေါ့နော်ဆိုတော့ဒါပေမဲ့ကလေးတွေကြတော့စပြီးတော့ဒါထည့်ပေးရတာပေါ့နော်ဆိုတော့အဲ့ classes တင်တဲ့အခါမျိုးမှာလည်း content ကို focus လုပ်ပြီးမြဲဒါလေးတွေအကုန်လုံးကိုထည့်ပေးလို့ရတယ်ချေတော့ပြီးတော့ design ပေါ့ design ဆိုတဲ့နေရာမှာလည်းချေတော့design တွေမှာဆိုရင် design thinking ပေါ့ဟိုစီးပွားရေးလုပ်ရင်လည်း design thinking လို့ဆိုတော့အိမ်ဆောက်လည်း design thinking လို့ရပေါ့နော်အဲ့တော့ design တွေမှာချေတော့ကြားဘူးလားမသိ Steve Jobs ကျမတို့ Apple သူလုပ်တာ engineer เนาะဒါပေမဲ့သူကျောင်းမှာတက်ခဲ့တော့ဘယ်သွားတက်လဲဆိုတော့ပကြီးတန်းကိုကနုတ်တင်တန်းနေပကြီးတင်တန်းတွေကိုသွားတက်ခဲ့သူတို့က major မြန်မာနိုင်ငံလိုဟိုချိန်စရာကြီးကိုကွက်ကနေဒီတိုင်းတက်ဆိုပြီးတော့အပေါ်ကနေအဲ့လိုပေးတာမဟုတ်ဘူးကွက်ကို credit ပြအောင်တက်ကြတာကြီးပဲဟိုမှာ60 credit ဆိုရအောင်ကိုတက်ချင်တဲ့ဟာကိုကွက်ကိုရွေးကြတာအဲ့မှာ तू အဲ့ဟာကိုရွေးခဲ့တဲ့အတွက်ကျမတို့ရဲ့ဒီiPhone မှာ font တွေကလှတာပေါ့နော်သူပြောခဲ့တာသူ့ရဲ့ဒီ design ဒီစလုံးတွေကိုသူစပြီးတော့ဟောဖြစ်တယ်အဲ့အတန်းကသူ့ရဲ့ဒီဘက်မှာ creativity ဘိုင်းမှာအများကြီးပံ့ပိုးခဲ့တယ်လို့ပြောခဲ့ပို့တယ်ပေါ့နော်ပြီးရင်ဒီဘာတွေ technology တွေ economics တွေတင်တယ်ဒါလည်းကျမတို့ကချိတ်ပေးရမှာမြန်မာနိုင်ငံမှာနှမျောစရာကောင်းတာကျမတို့ကိုယ်နိုင်လည်းအသက်
ငယ်ကလေးကပါတော့ပါတယ် economics ဆိုရင်ကျမတို့ကအရင်ကြီးအရေးပါတဲ့ဘာသာရပ်လို့သိပြီးတော့မသိနေဘူးပေါ့နော်အဲ့တော့စီးပွားရေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲ့ဒါတွေလေကျမတို့တစ်ချက်တွေးလို့ပို့ပြီးတော့တွေးရမယ်စီးပွားရေးဘာကြောင့်တက်စီစီကတက်သွားတာလဲပေါ့နော်ပြီးတော့အခုလိုဒေါ်လာဈေးတွေတက်တဲ့အခါကျမတို့ဘာအကျိုးဆက်တွေရှိလဲအဲ့လိုမျိုးပေါ့နော်ကျမတို့ဘာဖြစ်လို့ကမ္ဘာပေါ်မှာမြန်မာနိုင်ငံရဲ့အထူးသဖြင့်မန္တလေးလိုမြေဈေးကအရန်ကိုဈေးတက်နေရလဲဒါတွေကိုကျမတို့က economics မသိတော့တိတ်ရိုင်းမစဉ်းစားနိုင်ဘူးပေါ့နော်သိရင်တော့ဒါနည်းနည်းစဉ်းစားနိုင်မယ်ထင်တယ်ကလေးတွေရောကျမတို့အနေထားရောပေါ့နော်ဘာကြောင့်မြန်မာနိုင်ငံမှာ3000ဆိုရင်ဟိုးတေးသေးလေးနဲ့ညီကွက်လက်လေးပဲရပြီးတော့ဟို LA လို့မျိုး Hollywood လို့တကယ်ကိုထိုင်းမပြောနဲ့ Hollywood မှာ3000ဆိုရင်လုံးဝလူတက်နေုံမဲ့ facility အပြည့်အကုန်အပြည့်အဲ့လိုတက်နေလို့ရတယ်ဒါပေမဲ့မလို့မြန်မာနိုင်ငံမှာကွက်လက်ကြီးပဲရရလေဆိုတော့ဒီမြေဈေးကဘာလို့တက်ရတာလဲအဲ့လိုမျိုးတွေဆိုရင် economics ကိုဘယ်အခြေအနေတွေဘယ် factors တွေကြောင့်ဆိုတာတွေကျမတို့ကတိထားတယ်ဆိုရင်အဲ့တိထားတဲ့ကလေးကလည်းသုံးသက်နိုင်တယ်ဆိုရင်ကျမတို့ကပိုသိရတယ်တချို့ဆိုရင်ဘာပြောလဲဆိုတော့ဒီသတင်းကိုဖတ်ပြီးတော့ရွှေဝယ်မှာလားရွှေပြေးဝယ်ကြသေးတယ်လေရွှေကိုတက်တော့မဲ့အချိန်မှာရောင်းပြီးတော့တချို့ဆိုရင်ကြတော့မဲ့အချိန်မှာဝယ်ကြတာလေအဲ့အတော်တွင်လေးမှာ Donald Trump ကြောင့်သတင်းတွေလှုပ်တဲ့အခါမှာအများကြီးမြတ်သွားတဲ့သူတွေရှိတယ်။ဒါထဲမှာတော့ပတ်စံရှိဖို့လိုတာပေါ့နော်။အဲ့တော့အချက်လက်တွေလည်းလိုအပ်တယ်။ပြီးတော့အသိပညာတွေလည်းလိုအပ်တယ်။ပြီးတော့ဒီမှာ environmental study ဒီမှာတော့ဒီ subject တွေတော်တော်များများကကျွန်တော်တို့လည်းရင်းနှီးပြီးသားတွေလည်းပါတယ်။အခုနောက်ပိုင်းတော့ကျောင်းတွေ international school တွေတော်တော်များများမှာကျွန်တော်ထည့်လာကြရနော် geography history information IT အဲ့တော့ history မှာလည်းကျွန်တော်တို့ကပို့ပြီးတော့တောင်မှ communicate လုပ်လို့ကောင်းတယ် history တွေကလေချက်ပြီးတော့ဒီ literacy ပေါ့ literacy ဆိုတဲ့နေရာမှာအခုနောက်ပိုင်း IT နဲ့တွဲလိုက်ရင် digital literacy တွေရှိမယ်အဲ့တော့ကျွန်တော်တို့တစ်ခါကျတော့ကို internet device တွေသုံးတော့လေတော်တော်လေးကျွမ်းနေပြီလို့ထင်ပေမဲ့တစ်ခါလေကျတော့ကျွန်တော်တို့လေaccount hack ခံရတာမျိုးတွေတစ်ခါကျတော့လူလိမ်နေရပဲပို့ပြီးတော့တိုးတက်လာလို့လားမသိဘူးတစ်ခါလေကျွန်တော်တို့ကလုံးဝFacebook ကပေးတဲ့ link မို့လို့ဝင်လိုက်တာလို့ကျွန်တော်တို့ noti တက်နေကြပုံစံတိုင်းမို့လို့ link ကိုဝင်လိုက်တာဟိုလိုမျိုးကြီးအမြဲသတိထားနေတဲ့လူတွေတောင်မှတစ်ခါတလေ page တွေနှစ်လများတိစောက်ထားတဲ့ page တွေပါသွားတာမျိုးလို့ကိုယ့်ရဲ့တချို့ဆို email ပါသွားတာ email ကတချို့ဆိုemail နဲ့ကြောင်းလျှောက်ထားတယ်email နဲ့အလုပ်မှာအရေးကြီးတဲ့ဟာတွေပါတယ်ဆိုရင်ပြဿနာအမှတက်တာပေါ့နော်ဆိုတော့ literacy တွေဆိုတော့ဒီ content တွေပေါ့တချို့အများကြီးရှိတယ်ခုနကကျွန်တော်တို့ပြောတဲ့ဇာရိတဂျင်းလို့ physical education လို့ကျွန်တော်တို့ဆိုphysical education နဲ့ပတ်သက်ပြီးတိကျချာကိုမသိခဲ့ရဘူးဒါပေမဲ့အများနိုင်ငံတွေမှာဆိုရင်ဒီထမင်းကိုဝါရတာမျိုးတွေပြီးရင်ဒီကျွန်တော်တို့ငယ်တော့အစာအုပ်စုကြီး3ခုတော့သိတယ်ဒါပေမဲ့အစာအုပ်စုကြီး3ခုကိုတကယ်နေ့တိုင်းမှာလောက်ကြီးထက်သိမ်းမစားဘူးပေါ့နော်ကျွန်တော်တို့ဆိုထမင်းများနဲ့အနှစ်ကလေးနဲ့နေပြီးတခါတလေလဲငပိရည်နဲ့ပြီးသွားနိုင်တာမျိုးပေါ့နော်ဒီအသားဓာတ်များစားမယ်ဝမယ်ထင်တာမျိုးပေါ့ဆိုဒီလိုမျိုးအလွဲတွေပေါ့နော်အဲ့တော့အမြင်တက်တွေဆိုရင်လည်းမကြိုက်လို့မစားဘူးပေါ့အဲ့လိုပုံစံမျိုးအိမ်ကမေတို့ဖေတို့ကလည်းတချို့ကလည်းတေးသေးချာချာ view decide ကျွေးနိုင်တယ်တချို့ကလည်းအလိုလိုက်တာလည်းပါတယ်အဲ့တော့diet တွေကမမျှတာတွေလည်းပါတယ်အဲ့တော့အဲ့ဒါကိုဒီ physical education နဲ့ nutritionist တွေကဒီကျောင်းတွေမှာအခြေခံနေနဲ့သင်ပေးတယ်ဆိုရင်ဘဝတသက်တာပို့ပြီးအသက်ရှည်ရပါတော့ကျမတို့ဆိုရင်မြန်မာတွေတိတ်အသက်မရှိဘူးလေနော်ကျမအမြဲတမ်းပြောတယ်ဒါလွန်ခဲ့တဲ့နှစ်တွေကလေးကနေပြောမြန်မာရဲ့အသက်တွေကဘယ်လောက်ပြန်မြအသက်လောက်ရှိတယ်ချမ်းပြန်မြအသက်နော်တနိုင်ငံလုံးတန်းပေါင်းများစွာရှိရနော်ဒါပေမဲ့တည်သွားတဲ့ကျမတို့ကတုတ်တန်အောင်သွားမယ်သွားပြီးတယောက်တည်ပြီဆိုရင်တယောက်အသက်ကိုမှတ်မယ်တယောက်က63နှစ်ခဏကျတော့လဲ23နှစ်50နမ4နှစ်အဲ့တော့ရှိသမျှတရက်ကိုတည်ဆုံးတဲ့လူတွေရဲ့ data တွေပေါ့နော်ဥမာ10ယောက်လာမယ်အယောက်100လာမယ်100နဲ့စားကြည့်အဲ့ပြန်မြအသက်ကကျတော့ဘယ်လောက်လို့ထင်လဲ90တော့ကြော်မှထင်တယ်နော်ကြော်လောက်90ပတ်ချလဲပဲတစ်ချက်ပတ်ချလဲပဲအော်မသွားနဲ့နော်ချက်50 plus 50ကျော်ပဲတဲ့မြန်မာနိုင်ငံရဲ့ပြန်မြအသက်က50ကျော်ပဲအဲ့လိုကျမတို့25နှစ်ဆိုရင်အဲ့ဒါတက်တန်းတစ်ဝက်လူတောင်ပြောလို့ရတော့မယ်အခြေအနေကြီးဖြစ်နေအရင်တော့ကိုယ်100တက်တန်းလို့ဆို50ကျမှအမလင်ငါလူကြီးဖြစ်တယ်မဟုတ်ဘူးမြန်မာနိုင်ငံရဲ့ပုံစံမျိုးအဲ့လိုဖြစ်နေအဲ့တော့ကျမတို့ရဲ့ဒီ TikTok မှာနာမည်ကြီးရဲ့ဒေါက်တာဇာနီလို့ပါလို့ဆိုရင်အမြဲပြောရလေကျမတို့စားသမျှ fake တွေကြီးပဲ coffee လို့ပြောပြီးမှ coffee ကလည်း coffee မဟုတ်လေဘူး fake ပဲနွားနို့ဆိုလည်းနွားနို့မဟုတ်လေဘူးအာလူးချောင်းကြော်လို့ပြောတာအာလူးလည်း
အာလူတောင်မဟုတ်တချို့ဒီနိုင်ငံခြားထိုင်းရလာတဲ့ဟာဆိုအာလူမဟုတ်ဘူးအာလူ 1% မှမပါဘူးအဲ့လိုပုံစံမျိုးပေါ့နော်အဲ့တော့စားသမျှ chemical ဖြစ်နေတဲ့အပြင်ကိုကျွန်တော်နေထိုင်မှုပုံစံနဲ့ကျွန်တော်တို့ကကျ basic က C ပေါ့နော်အပြင်ကိုကတော့ဟိုမစားမယ်စား3 C ကြာစံကျော်စားလဲအဲ့ C ကစားအောင် C အစီပိတ်စီတဲ့ဟာမျိုးတွေမျိုးသို့မဟုတ်တခြားသောဟိုဟာဖြစ်တဲ့အခါမှာကျွန်တော်တို့ရဲ့တက်တန်းကလေတအားတူနေတာပေါ့နော်အဲ့ချိန်မှာဟိုဘက်ကဟို diet ကိုအရန်ခယူဆိုင်တော့မူလာတန်းမှာကလေးကတို့က diet ကိုကျောင်းကနေအစိုးရနေတာဝန်ယူပြီးတော့မူလာတန်းတွေမှာအကုန်ကျွေးတာပေါ့နော်ပြီးတော့နွမ်းတို့မတောက်ချင်မှုအဲ့လိုမရဘူးအိမ်ကထဲ့ရင်တောက်ချင်မှတောက်တာကျောင်းကနေနွမ်းတို့တပူသူတို့ရဲ့ကျောင်းနေတော်တော်များများသူတို့ရဲ့ဟိုဟာ nutrition list တွေနဲ့အာဟာရပညာရှင်တွေနဲ့ကျွေးတာပေါ့နော်အဲ့တော့သူတို့အရက်တွေလည်းရှိတယ်ညံတွေလည်းကောင်းတယ်အသက်တွေလည်းရှိတယ်အကျင့်တွေလည်းကောင်းသွားတယ်ပေါ့ကျွန်တော်တို့ကျတော့ကြီးများတာပေါ့နော်ကြီးများတာဆိုတော့ကိုစားချင်တာပဲကိုစားကြတဲ့သဘောပေါ့နော်အစားတောက်ပိုင်းမှာလည်းကျွန်တော်မတူကြဘူးပြီးရင်ကျွန်တော်တို့ဒီ philosophy တန်းနေပေါ့နော်ဒါလည်း content နေပဲဒီ teacher စီကလေကောင်းကောင်းသင်နိုင်ရင်ကောင်းကောင်းရတာပေါ့နော်မြန်မာနိုင်ငံမှာတော့ဒီဟာအလေးတွေကတော်တော်လေး politics နဲ့ဒါတွေကယူရဲတဲ့လူရှားတယ်ပြီးတော့အမှတ်တွေလည်းအရန်နှိမ့်တယ်ပေါ့နော်သူများနိုင်ငံမှာဆိုရင်ကျွန်တော်တို့အိုဘားမားကြီးသမရဖြစ်သွားတယ်ကြည့်လိုက်သူတို့ကpolitics ရှေ့နေမိကြောင် politics ကို minor ယူပြီးတော့မှ politics ကြောင်လေ့လာပြီးမှသမရလောက်ကြတာပေါ့နော်ဆိုတော့ဒီလိုမျိုးတွေရှိမယ်science social science တွေပြီး technology နော်အဲ့ social science တွေကလည်းကောင်းကောင်းလေ့လာနိုင်ရင်ဒါ business လုပ်တဲ့အခါမှာလည်းအရင်အထောက်အကူပြုတယ်ဒီဘက်ကဘာလုပ်ငန်းလုပ် social science ကထဲဝင်လေ့လာရင်လေရအဲ့တော့ဒီ program တွေတော်တော်များများကိုသူ content ဘယ်လိုသင်ပေးမှလဲချက် cross ဆိုတဲ့ဒါ inter လို့ပဲပြောတစ်ခုနဲ့တစ်ခုချိတ်ဆက်ပြီးတော့လည်းသင်ပေးမယ်ဟုတ်လားချက်တစ်ချက်ဖတ်ကြည့်လိုက်ရင်အဲ့တော့ဥပမာသူပြောပြတယ်ဆိုဒီမန်လေးမြို့ဆိုရင်မြို့တစ်ခုတည်လိုက်မယ်အဲ့ထက်သမိုင်းလည်းလေ့လာမယ်ပထဝီနေထားလည်းလေ့လာမယ်ချေရဘာဖြစ်လဲအမှုပညာလည်းလေ့လာမယ်အဲ့တော့ကျွန်မဆောင်းဝါတစ်ပုတ်ဖတ်ဘူးလားဆိုရင်အဲ့အိန္ဒိယကလူငယ်တစုပေါ့နော်သူတို့ကကုမ္ပဏီလေးအကြောင်းပြီးကာစသူကနေကုမ္ပဏီထောင်ထားတာသူတို့ကဘာလုပ်ချင်လဲဆိုတော့ဒီလေသမားတွေရဲ့ဓာတ်မြေဩဇာအသုံးချမှုကိုရှော့ချချင်တာအဲ့ project ကိုသူကမြို့ပြည်နယ်လေးတစ်ခုကနေစခဲ့တယ်အဲ့ရွာတရွာကနေစတယ်အဲ့တော့သူကဘာသွားလေ့လာလဲဆိုတော့အရင်တော့ကဓာတ်မြေဩဇာမတုံးခဲ့တော့ကအထွက်နှုံးတွေကိုစပြီးလေ့လာတယ်သတင်းစာတွေပြန်နှိုက်ရတယ်သမိုင်းတွေကိုပြန်ကြည့်ရတယ်ပြီးရင်ဓာတ်ပုံတွေလည်းပြန်ကြည့်ရတယ်ပချီတွေလည်းပြန်ကြည့်ရတယ်အဲ့ထဲမှာဒီမှာဘာအပင်တွေစိုက်ခဲ့လဲဆိုတဲ့ဟာမျိုးပေါ့နော်အဲ့တော့အဲ့မှာတချို့ကကျတော့မဟုတ်ကြော်ညာကောင်းတာပေါ့နော်ဒီမှာဆိုကြော်ညာကောင်းတာဒါဖြန်းဆိုရင်ဖြန်းလိုက်တာဒါစိုက်ဆိုစိုက်လိုက်တာအဲ့လိုမဟုတ်ဘဲနဲ့ဒီမြေကြီးနဲ့အကိုက်ဆုံးကဘာလဲအဲ့လိုမျိုးသူတို့ကနေဘာလဲဆိုတော့ဓာတ်မြေဩဇာမသုံးမဲနဲ့ဟာကိုသူတို့ကမဲဆွဲကြတာပေါ့နော်ဒီတောင်သူတွေကလက်ခံမဲ့ထင်တာဓာတ်မြေဩဇာသုံးလို့ဥမာတန်ချိန်ပေါင်း100လောက်ထွက်တယ်ဆိုမသုံးမဲနဲ့အဲ့လောက်မထွက်ဘူးဆိုရင်သူတို့ကလက်ခံမှာမလားချစ်လို့လက်မခံတော့ပါဘူးဆိုလက်မခံအဲ့လိုဒီလို project ကလည်းတကယ်လုပ်တဲ့အခါမှာအဲ့ရဲ့သူတို့ရဲ့ပြည်နယ်အစိုးရပြီးတော့အခါကျတော့သူတို့ရဲ့ထောက်ခံချက်တွေလည်းလိုတာပေါ့နော်အဲ့မှာအမခံချက်တွေနဲ့သူတို့အောင်မြင်တဲ့ project ပါပဲနောက်ပိုင်းအဲ့အဖွဲ့ကို adopt လုပ်ပြီးတော့တခြားပြည်နယ်တွေမှာဓာတ်မြေဩဇာ short ချကြီးပေါ့နော်အဲ့တော့လူတွေဒီကိုယ့်အကျိုးစီးပွားကိုဘာမှဖြစ်ဘူးလဲဆိုတော့ထိခိုက်တယ်ဆိုရင်သို့မဟုတ်လေအကျိုးစီးပွားမပါဘူးဆိုရင်ဘယ် action မှအပြောင်းလဲမလုပ်ချင်ကြအောင်အဲ့တော့သူတို့ဒီဘာကို proof လုပ်ရလဲဆိုတော့ဓာတ်မြေဩဇာသုံးရင်တက်တာလာမဲ့ဓာတ်မြေဩဇာမသုံးမဲနဲ့စိုက်ရင်တက်တာလာမဲ့ cost တွေပါတွက်ပြရတယ်။ presentation တွေလည်းလုပ်ရတယ်သူတို့တမိုင်းအကြောင်းတွေလည်းလုပ်ရတယ်တခြားတဲ့ proof တွေလည်းပြရတယ်ပြီးတော့ backup တကယ်လို့ဥမာပေါ့နော်အနေပေါ့နော်အနေတို့ဟိုကနေတကယ်လို့များအထွက်နှုံးတွင်းရင်ကျမတို့ကဘယ်လိုမျိုးချင်းငွေ plan တွေရှိပါတယ်တကယ်လို့အရင်ပြုတ်သွားခဲ့သည်ရှိတော့ပေါ့နော်အဲ့လိုမျိုးကို तू ကအလုံးစုံ backup လုပ်ပြီးမှအဲ့လိုစမ်းရတာအောင်မြင်သွားပြီဆိုမှလူတွေကသဘောကျပြီးတော့အဲ့ဒီရဲ့သူတို့ရဲ့plan တိုင်းကိုလိုက်ဆိုင်ကြတာပေါ့နော်အဲ့တော့သူတို့လည်းအဲ့ဓာတ်မြေဩဇာနည်းတော့သူတို့ရဲ့တင်ပို့ကုန်တွေကနိုင်ငံတကာအထူးဖြင့်အမေရိကပေါ့နော်အမေရိက FDA ကကြက်တယ်ဆိုရင်သူတို့ရဲ့စံတွေလို့ဘာတွေလို့ဓာတ်မြေဩဇာပမာဏနည်းတော့ပို့ပြီးတော့ဝင်ငွေတိုးတယ်နိုင်ငံတကာဈေးကွက်ကိုဖြန့်နိုင်သွားတာမျိုးတွေရှိတယ်ဆိုတော့ဒါဆိုရင်သူတို့ကဒါ particular area မှာတကယ်အောင်မြင်ခဲ့တဲ့တကယ် company ပဲပေါ့နော်အဲ့တော့အဲ့ရဲ့တစ်ခုတည်းလုပ်လို့မရအောင်သမိုင်းပထဝီဒီမှာတော့ art လေးလည်းကြည့်ရတယ်ကျွန်မဒါကိုဒီစာကြောင်းအမြင်တော့အဲ့ဒါတတိယတော့လာပြောအဲ့တော့ကိုကလေးတွေကိုလည်းအခုငယ်စဉ်ကလေးကအဲ့လိုမျိုးextra interdisciplinary project တွေလုပ်ထားရင်သူတို့အပေါ်ပေါ့နော်အသက်ကြီးလာ adult ဖြစ်လာတဲ့အခါမှာအဲ့လိုမျိုးသုံးနိုင်လာလိုက်မယ်ပေါ့နော်အဲ့တော့ဒီမှာတဲ့ this often happens in ဆိုတော့ဒါငယ်တဲ့အခါမှာတော့ဘာသာဆုံးဆီယမတယောက်တည်းပဲသင်ကြတာဖြစ်တဲ့အတွက်အဲ့လိုမျိုးအကုန်လုံးပေါင်းပြီးထိတ်တင်တာမျိုးတွေလည်း
ညာတော့အဖြစ်ဖြစ်တတ်ပါတယ်ဒီမှာ click contest မှာတော့ဘာလို့ ဆိုတော့ဒီတို့ language demand ကိုအရင်ဆုံးဆရာမတွေအရင်စစ်ရတယ်ဒီကလေးကိုငါဒီစာအုပ်ကင်လိုက်မယ်ဆိုရင်ငါကလေးတွေကိုဘယ်ဟာတွေကိုအရင်သိမှသူတို့အဆင်ပြေမလဲဆိုတဲ့ဟာမျိုးကိုကျမတို့ကကြည်ရတော့grammar လိုရဲဆိုပြီး grammar စာအုပ်ကြီးကင်ပြီးတစ်ပတ်လောက် grammar တွေဖိတင်လိုက်တာမျိုးဆိုတာထက်လိုအပ်တဲ့ဟာလေးပေါ့နော်ပြီးပြီဆိုရင် content ကိုသူတို့ရဲ့ demand ပေါ့သူတို့ရဲ့အခြေခံနဲ့လိုက်တဲ့နားလည်လွယ်အောင်ပေါ့ကျမတို့က C1 ရှိလဲ C1 နဲ့ပြောလို့မရအောင်သူတို့က A1 ပဲရှိရင် A1 level နဲ့ကင်အောင်ကျမတို့ကsentence အရှိကြီးလည်းပြောချင်မှပြောမယ် short sentence နဲ့ simple sentence နဲ့သူတို့ပြောတာမျိုးလေးပေါ့နော်အဲ့တော့ content deliver လုပ်တဲ့ပုံမှာလည်းကျွန်တော်တိတ်အရေးကြီးတယ်ပေါ့နော်အဲ့တော့ okay ကျွန်တော်ကျွန်တော်တယောက်ချင်းစီကိုအခုအချိန်လေးရတယ်နော်9မိနစ်လောက်ရသေးတယ်အဲ့တော့တစ်ချက်လောက်ဖတ်ကြည့်စေချင်တယ်ဒီအပိုင်းတွေပေါ့နော်ဒီပိုင်းတွေတော့ကျွန်မ webinar မှာရောအနည်းငယ်တော့ဆွေးနွေးပြတယ်ကျွန်တော်တစ်ချက်လောက် detail လေးတစ်ချက်လောက်ဖတ်ကြည့်ပါအောင်ဒါကကျမတို့နောက်တစ်ပတ်မှာဆွေးနွေးမယ့်အကြောင်းအရာတွေဖြစ်ပါတယ်နော်one content ပြီးတော့ communication ရဲ့ cognition ရဲ့ culture ရဲ့ကျွန်တော် hack ခဲစေချင်ပါတယ်ပြီးရင်တော့ကျမတို့ဒီ3ခုပေါ့နော်အဲ့ဒါကိုဆွေးနွေးရင်ကျမတို့ဆက်ပြီးတော့ဆွေးနွေးမယ်မိခွန်းတွေလည်းမိမယ်ဒါလေးကိုဒီမှာခဏရက်လိုက်မယ်နော်ဒီနေ့ကိုဒီမှာခဏရက်လိုက်မယ်ပြီးရင် share ဒီဟာလေးပေါ့ကျမတို့ဒီနေ့တော့ပြောခဲ့တယ် BICS နဲ့ CALB ပေါ့ကျွန်တော်မြင်ရလားရှင့်ဟုတ်မြင်ရပါတယ်ရှင်ဖတ်ကြည့်ပါအောင်နော်ဒါတွေပြောထားလေးပေါ့နော်အဲ့တော့ communication situation လောက်မှာလိုအပ်တဲ့အပိုင်းတွေများလားပေါ့နော် okay ဆိုရင်ဒီနေ့အနှစ်ချုပ်ကတော့ title လေး 4C အကြောင်းကိုချက်တော့စနေတယ်နော် 4C အကြောင်းကိုrecap လေးပြန်လုပ်ကြည့်အောင်Okay ကျွန်တော်အားလုံးရှိသေးတယ်နော်အချိန်လေးရတဲ့အတွက်ကျွန်တော်ဒီကနေ့အတန်းလေးကနေမှပေါ်လာတဲ့ idea လေးတွေသို့မဟုတ်လေအတွေးလေးတွေအမို့ကျွန်တော်ဒီရဲ့ဓာတ်ရိုက်ပေါ့နော်ဒီစာအုပ်ထဲကကျွန်တော်ဖတ်လိုက်တဲ့ဓာတ်ရိုက်ဖြစ်စေခုနလိုအတွေးတွေအမြင်တွေကိုကျွန်တော်ဆွေးနွေးပေးပါအောင်ဆွေးနွေးပြီးမှဆင်မယ်နော်ပြင်တယ်ဒီချိန်ရမြေကိုဆက်ပတ်တယ်ရန်တယ်ဆရာအရင်ကတော့ဘောနော်ချေ language ကိုဒီတိုင်းသင်ရမယ်ဘာလို့ကောင်းကောင်းသင်ပြနိုင်ရင်ရပြီပေါ့နော်အဲ့လိုမျိုးပဲတင်အခုဒီခေတ်ကြားရလားမသိရှင်ဒီချိန်ကြားပြီရှင်ဟုတ်အားရရှင်ဟုတ်ကဲ့ကျဒီနေ့ပြောပြသွားတဲ့ဟာတွေတော့လေလုံးဝတစ်ခုချင်းစီကို contact နဲ့ဟုတ်တစ်ခုချင်းစီဥပမာပေးပြီးချိတ်ဆက်သွားတွေ့လိုက်တော့လေဒီချက်ပြောသလိုပဲ language တစ်ခုကိုသင်မယ်ဆိုရင်grammar ဆိုရင် grammar စာအုပ်ကြီးသင်နေရမျိုးထက်အဲ့နဲ့ဆက်ဆက်တဲ့ content တွေကိုကိုကအားလုံးသိအောင်လေ့လာထားရမယ်ပေါ့နော်အဲ့ knowledge လေးရသွားပါတယ်ရှင်ဒီချက်ဒီချက်အကောင်လုံးကိုဆက်ဆက်ပြီးတော့ပြောပြသွားတဲ့ဟာတွေကိုလည်းတကယ်ကောင်းပါတယ်ချက်ဒီချက် subject content မှာတကယ်စိတ်ပြီးတော့တကယ်လက်တွေ့သင်ပြနေတယ်လို့ခံစားရပါတယ်ချက်ဟုတ်ကဲ့ဒီချက်မြက်ကဟိုအင်္ဂလိပ်စာတီချာနော်ဟုတ်ကဲ့ဒီချက်အဲ့လိုသင်ပါတယ်ရှင် English ဆိုဒီချက်အခုအဲ့ဒါ content တွေကိုနည်းနည်းချက်ဖတ်ရတာပဲနော်ဟုတ်ကဲ့နိုင်လေ့လာရပါမယ်ရှင်ဒီချက်ဟုတ်ချက်ဟိုပါတခုအခုအနည်းဆုံးတော့ချက် update ပေါ့နော် update news တွေလို့ဟာလို့ဆိုရင်ချက်သူတို့ ਨੇ like ဖတ်တဲ့သင်တော့မဲ့သင်ခန်းစာနဲ့ဟုတ်ကောင်းပါတယ်ချက်ဟုတ်ကဲ့ရှင်ဒီလိုရအများကြီးလေ့လာပါမယ်ရှင်ဒီချက်ဟုတ်ကဲ့ဒီချက်ကျေးဇူးပါနောက်ကောဒီချက်ဘယ်သူရှိသေးလဲဟယ်လိုတီရှယ်ကြားလားရှင့်ဟုတ်ကြားပါတယ်ဒီချက်ဟောဘာလို့ညီမကဟို math teacher ဆိုခါကြတော့ဟုတ် language ပေါ့နော် language ဟုတ်တီရှယ်ကတရားကြတော့ language နဲ့ content နဲ့လုပ်တဲ့ဟာတော့ content ကြတော့ကိုယ်နဲ့တိတ်မစိမ့်မိမယ် language ကြတော့စိမ့်တဲ့အရှင်တွေမှာရှိနေရပါတော့နော်ဟုတ်ကဲ့ဆရာကလည်းဟို influence လေးဖြစ်အောင်လဲတိတ်ပြောတယ် used to လောက်ပဲဖြစ်နေတာဆိုတော့နားလည်နေတဲ့အချိန်ဖြစ်ပါလေရှင့်ပြန်လှုပ်ချင်နေတဲ့ကောင်းတဲ့အချိန်နော်ကျလှုပ်ချင်စလှုပ်ချင်တဲ့အချိန်ကတိတဲ့အချိန်ကအကောင်းဆုံးတဲ့အချိန်ကတိတဲ့အချိန်ကစဖို့အကောင်းဆုံးချိန်စဖို့အကောင်းဆုံးချိန်စလှုပ်လိုက်တဲ့အချိန်ကနောက်မကျသေးတဲ့အချိန်ပဲချိန်နောက်ကျရဆိုမရှိဘူးနော်
ချက် try လုပ်ကြည့်ပါချက်နောက်နှစ်ဒီလိုလောက်ဆိုရင်နော်ချက် language skill တစ်နှစ်လောက်ချက်လုပ်လိုက်ရင်ရ ဟုတ်ကဲ့ဆောဒီရှယ်ပြောသလိုဆိုရင်တော့ level ရ share မြင့်နေ လည်းရရှယ်မြင်နေဒီချက်တို့ stress ပေးရတာမဟုတ်ပါဘူးနော်အဲ့ဆိုဒီချက်ခုန English teacher က content တွေကိုလိုက်ဖတ်မယ်တဲ့ချက်နော်ဒီချက်ကတော့ language skill ကိုပို့ပြီးတော့မြင့်ကျင်တယ်တဲ့ချက်မြင့်မှာချက်ဟုတ်နောက်ကောချက်ဒီချက်အကုန်လုံးပြီးမှနော်ဆင်းပါနော်ချက်ပြောရမယ်စဉ်းစားတစ်ခုခုတော့ Can I? okay ဒီချက်ဖူ let me invite Okay. I think just my thoughts. ဒီနေ့ lesson ဒီလောက်ပြီးသွားတယ်လောက်ပြီးတော့ရတဲ့ new thoughts like a new thoughts as I could say my new point of view. That would be better. Yeah. Okay, I honestly enjoyed this class because I want to make lessons interesting. So the student would feel like they're not just learning in a like a classroom. They will actually get what the main material is. And Adiga, the one thing I like the most about today is Jedina Masana three diagram. Yeah, about that. So I just realized that I can actually manage. I can put parts like how much language and how much main material I want to put in a lesson, and I can like student energy ပေါ်ဖြစ်ဖြစ်ဒါမှမဟုတ်lecture ကဘယ်လောက် serious ဖြစ်လဲပေါ်မူတည်ပြီးတော့ I can switch things up like maybe activity ပုံများတဲ့အချိန်ဖြစ်ဖြစ်ဒါမှမဟုတ် teacher center ပို့ဖြစ်တဲ့အချိန်ဖြစ်ဖြစ် yeah I think I learned about that yes thank you okay great အဲ့ဒီချက်ကတန်းထဲမှာဘယ်လိုလုပ်မလဲဆိုရက်ဘယ်လိုလုပ်မလဲဆိုရက်အချက်လေးရသွားတယ်เนาะစဉ်းစားမိသွားတယ်အဓိကဒီချက်ဒီစာအုပ်ထဲမှာဆမ်မွဲလဲဖြေနိုင်တယ် band 4တွေလည်းရတယ်ချက်သဘောကျတယ်ကောင်းတယ်ဒါ proof တစ်ခုပဲဒါပေမဲ့အကောင်းဆုံးကတော့အချက်ကလေးနဲ့တွေ့တဲ့အခါမှာဘယ်လိုသုံးဖြစ်မလဲအဲ့ဒါလေးကိုပိုစိတ်ဝင်စားတယ်ဗောနော်ဒီချက်အဲ့ဒါကိုမျှဝေသွားပြီးတယ်okay thank you ပါဒီချက်ဖူးနောက်ထပ်ကျတို့ဘသူများဝေပေးချင်ပါသေးလဲဒီချက်တနာဟုတ်ချက်တနာ ဟိုပါလေစစကြရတော့ဒီအဲ့ benefits မှာလေဟိုပါပေါ့နော်ဒီ encourage stronger links with values of community and citizenship ကတော့တိတ်တော့မရှင်းလင်းဘူးပေါ့နော်ဆိုတော့ဒါပေမဲ့ရှယ်တိတ်ချလေးရှင်းပြသွားတော့ကိုဒီလိုပါလားပေါ့နော်သဘောတော့ပါဒီချက်လို့ပြန်ပြီးတော့အကုန်လုံးစီကဘက်ကတော့မပြောတယ်မဲ့ဒါတော်တော်လေးနားလည်သွားတော့ပေါ့နော်ဟုတ်ကဲ့ကျန်တဲ့ဟာတွေပိုင်းကတော့ကျွန်မသဘောတရားလေးနဲ့နားလည်ပြီးရှင်းဆက်လို့ရတယ်အဲ့ဒီကြောင်းလောက်ကတော့တော်တော်လေးစဉ်းစားရတာပေါ့နော်ဘာကြောင့်လဲဘယ်လိုပြောချင်တာလဲပေါ့နော်အဲ့လိုမျိုးလေးအကုန်လုံးလည်းအရင်တေချာလေးဖတ်လို့ချိန်လည်းမရဘူးပေါ့နော်ဒီ very scanning ဖတ်လိုက်တာဆိုတဲ့ခါကျအဲ့လိုမျိုးအဲ့ဟာလေးပေါ့နော်ဆိုတော့အဲ့ဒီတော့သိသွားပါတယ်လို့ဟုတ်ကဲ့ချက်အဲ့လိုမျိုးဖတ်ရင်းနဲ့နည်းနည်း term နော်မပေါ်တာမျိုးတွေလည်းရှိနိုင်တယ်အဲ့ဒါလေးတွေလည်းချက်အခုတော့ရသွားပြီတကယ်လို့များလေးဒီချက်တို့အဆုံးထိဒီချက်ကျွန်မပြောလိုက်တဲ့ဟာလည်းဒီချက်သိချင်တာလည်းကွက်တိမကြဘူးဆိုတော့ဒီချက်တို့ပြောပါနော်တကဟိုအတန်အခုလိုမျိုးအတန်မပြီးခင်ဖြစ်စေအဲ့ရှင်းနေစဉ်ကာလလည်းမေးလို့ရရနော်ကျွန်မအရန်ကြိုက်တယ်အဲ့လိုမေးဖို့မေးရင်နားထောင်နေတယ်လို့ယူဆတဲ့အတွက်ချက်အရန်သဘောကျတယ်ချက်တို့စိတ်မဆိုးပါဘူးဒီချက်မေးပါနော်ချက်တို့ဟုတ်ဒီချက်တနာကျေးဇူးပါအဲ့ share အဲ့ community လာတာချက်အဲ့ဒါ link အဲ့ဒါလေးကိုချက်ဟုတ်ကဲ့ဟုတ်ချက်ဟုတ်တယ်ချက် stronger link နော်ချက်ကောင်းချိတ်ပေးရမယ်အဲ့လိုပြောရတယ်ဟုတ်ဒီချက်တို့ရောနောက်ထပ်ဟုတ်ကဲ့ရှင်ချက် peace ဟုတ်ပြောပါအောင်ရှင်ချက်ဒီချက်ဒီနေ့ရဲ့သင်ခန်းစာတွေကဖြစ်စေတခြားပြင်ပမိမိရဲ့အတွေးတစ်ခုဖြစ်စေဟုတ်ကဲ့ရှင်အစတုန်းကဆိုရင်တော့ဒီမှာဒီချက်ကအဲ့လိုမျိုးပြောင်းလဲခြင်းနဲ့စိတ်ရှိရတာဒါပေမဲ့ဘယ်ပြောမလဲ attack ကနေပြီးတော့ဥပမာဒီလအတွင်းမှာဆိုဒီလိုမျိုးပြီးရမယ်ပေါ့နော်အဲ့လိုမျိုးပြောလာတဲ့ခါကျရင်ဒီဘယ်ပြောမလဲ target ကိုပဲပြီးအောင်ပဲသွားနေတဲ့ပြီးခဲ့တဲ့နှစ်တွေတုန်းကဆိုအဲ့လိုမျိုးသွားခဲ့တာပေါ့နော်ဒါပေမဲ့ဒီနေ့ကျတော့နည်းနည်းလေးချိန်လာရောချိန်လာရဆိုတာဒီနေ့ဆိုရင်ဟိုပါပေါ့ negative number တင်တယ်ပေါ့နော် negative number တင်တဲ့အခါမှာဆိုတို့တွေကိုအဲ့လိုမျိုး
degree hot test degree and cool test degree ကိုရှာခိုင်းလိုက်ပြီတဲ့ခါကျဘာလို့ဒီနိုင်ငံတွေမှာဒီလိုမျိုးဟို temperature တွေဖြစ်တာလဲဘာလို့မြန်မာနိုင်ငံမှာကျတော့ဒီလိုမျိုးပူရှင်မြင့်နေရတာလဲအဲ့လိုမျိုးချိတ်ပြီးတဲ့ခါကျတော့သွားလိုက်မှာကျတော့သူတို့တွေကအဲ့လိုမျိုးထွက်လာတယ်ပေါ့နော်ဒီမှာမြန်မာနိုင်ငံမှာဆိုရင်ဘယ်လိုမျိုးတစ်ပင်လည်းမရှိလို့အဲ့လိုမျိုးပြီးတဲ့ခါကျအဲ့လိုမျိုးသူတို့ချိတ်ပြီးတော့တွေးလာနိုင်တယ်ပေါ့နော်ဒီချက်အဲ့ကြောင့်မို့လို့ဟုတ်တယ်ဒီချက်ပြီးတဲ့ခါကျအဲ့လိုမျိုးသူတို့တွေကိုရှာခိုင်းလိုက်တာပေါ့နော်ပြီးတော့သူတို့အမေတွေဖေတွေပြောတာတွေကိုလည်းကြားပြီးအဲ့လိုမျိုးပြန်ပြီးတော့ feedback တွေပြန်ပေးတာပေါ့နော်ဒီချက်အဲ့လိုမျိုးဆိုတော့ဘယ်လိုပြောမလဲကိုလည်းပို့ပြီးတော့ခြေနှံ့ရတယ်ပေါ့နော်သူတို့ဘယ်လိုပြောမလဲဒီဟာနဲ့ချိတ်ဆက်ပြီးတော့စမတန်တွေးတက်လာတယ်လို့ပါလို့လေဟုတ်ကဲ့ဒီချက်ဒီချက်ချင်းကိုတုံးချလိုက်တာနော်ဆိုတော့တခါတည်း culture နဲ့တခါတည်းတင်ချဆိုတချို့ရလေငါမြန်မာစာ teacher မဟုတ်ဘူးငါတင်ချအောင်ငါဘယ်လိုချိန်မလဲဆိုတာကြုံတိုင်းချိန်ပါကျမကတော့ကြုံတိုင်းပေါ့နော်တခါလေကျတော့ကာတာမှာစောင်းရသည်ပွဲနွေရသည်ပွဲကိုစောင်းရသည်မှာလုပ်တယ်အဲ့လိုမျိုးပေါ့နော်တဲ့အဲ့လိုစာပိုက်ဖတ်လိုက်ရင်ကျမတို့ကဆွေးနွေးစရာတစ်ခုဖြစ်သွားတာဘာမှမဆိုဆွေးနွေးစရာပေါ့နော်ကျမတို့နိုင်ငံနဲ့ခုန teacher ကတော့အပေါင်းနဲ့ negative နဲ့ positive တင်တဲ့အခါမှာအပူချိန်နဲ့ဆွေးနွေးလိုက်တဲ့အခါမှာသူတို့တစ်ခုရသွားတယ်ပေါ့နော်အတွေးကိုသူတို့စီကနေလည်းအများကြီးထွက်လာပေါ့နော်ချက်အဲ့ teacher ကဘာလုပ်နေရလဲဆိုတော့ကျွန်တော်တို့မနေ့ကစာထဲမှာပြောသလိုကလေးတွေကို opportunities ပေးလိုက်တာနောက်မှာကျွန်တော်ဖတ်ရင်ပါလိုက်မယ်STT ပေါ့ student talking time ကို teacher ဖန်တီးပေးလိုက်တာမိကုန်းလေးတစ်ခုကနေဖန်တီးပေးလိုက်တာပေါ့နော်ချက်အရင်ကောင်းနေချက်ဟုတ်အဲ့ဒီကျေးဇူးပါဟုတ်ကဲ့ကျေးဇူးကြံသေးရနော်ချက်သင်းရောပြောလို့ရလားဟုတ်ဒီချက်ပါဟုတ်ပြောပါရှင်ဟုတ်ဒီပေါ့နော်ဒီချက်ဒီနေ့တင်ပြသွားရဆိုရင်ပါကပြန်မှတ်မိရလေးပေါ့နော်ကိုယ်တိုင်တော့အသုံးချခဲ့တယ်ဒါပေမဲ့အသုံးချလို့ချမှမသိနေဘူးဖြစ်နေကြရလေးတော့နည်းနည်းပြန်ပြီးတော့သတိရသွားတယ်ပေါ့ပါကြတော့ဒီprimary ပေါ့နော်အထူးသဖြင့် lower primary တွေသင်ရတာပို့ပြီးတော့ခေါင်းစားရချေအဲ့ခါကျတော့ပါကဘယ်လိုမှလဲဆိုတော့ဒီမှာ direction တွေသင်ရတယ်ပေါ့နော်အထူးသဖြင့်ဒီထွက်ချိန်နေဝင်ချိန် sunrise sunset ပြီးရင် shadow အကြောင်းရသင်တယ်အဲ့ခါကျတော့ပါကဟိုပါပေါ့ဒီ government subject ရဲ့ဒီလူမှုရေးဘာသာပေါ့နော်လူမှုရေးလားဟုတ်ပဲအဲ့ကနေပြီးတော့ပါကဒီပေါ့မျက်နှာမူရနေထွက်ရဆိုတဲ့ဟာလေးကိုပါပြန်ပြီးကောက်သုံးလိုက်တယ်ပြန်လိုက်တယ်ဟုတ်ကဲ့အဲ့ဆိုတော့သူတို့ဒီ direction ကိုပြန်ပြီးတော့ဒီမှာလဲပါတာပဲပေါ့နော်ဒီ subject မှာလဲပါတယ်ဟိုမှာလဲပါတာဆိုရင်အဲ့ခလေးတွေဒီနှစ်ခုလုံးမှာအသုံးချလို့ရတယ်ဆိုတာမျိုးလေးကိုတော့သင်ခဲ့ဘူးတဲ့ချေအဲ့ဒါလေးပြန်မှတ်မိသွားတယ်ပေါ့နော်ဟုတ်ပြီးတော့လဲဟိုပေါ့မတော် pollution တွေပေါ့ pollution တွေကြောင့်သင်တယ်ဆိုရင်ဒီ air pollution water pollution ဆိုရင်ဒါဆိုရင်တခြားနိုင်ငံတွေမှာရောအဲ့လိုမျိုးပေါ့နော်data search လုပ်တာလေးတွေပေါ့အဲ့မှာဆိုတရုတ်နိုင်ငံနဲ့ပါရုတ်နိုင်ငံနဲ့ compare လုပ်လိုက်တာလောက်ခိုင်းတာမျိုးပေါ့အဲ့မျိုးဆိုရင်တော့ပါကဒီ grade 4ပေါ့ primary 4 5တွေမှာတော့သုံးနေချက်သူတို့ကိုပြန်ပြီးတော့ဟို research လုပ်ခိုင်းတယ်ပြီးရင်ဟို presentation ပေါ့နော် group လိုက်ပေါ့အဲ့လိုမျိုးလေးနဲ့ပြန်ပြီးချိန်သုံးတာပေါ့နော်အဲ့ဒါဟိုတချို့ဒီချိန်အင်္ဂလိပ်စာဒီချိန်ရှိရကျသူက global english ကအားနဲ့ပြန်ပြီးတော့အမှသူ continents တို့ desert တို့မှာဆိုရင်သူကအဲ့လိုမျိုးလေးပေါ့အဲ့လိုတွေပြန်စိတ်ပြီးတော့သုံးနေချက်ဆိုတော့လေကလေးတွေကတော့ပေါ့နော်သူတို့ဒီဒါကိုတော့သိထားဖို့လိုတယ်ပေါ့နော်အဲ့လိုမျိုးနဲ့ပြန်ပြီး record ခေါ်တာပေါ့ချက်အဲ့လိုမျိုးပေါ့နော်အဲ့လို apply လုပ်မဲ့နေရာကိုတစ်ချက်ဖန်တီးပေးသလိုဖြစ်သွားပါတော့ချက်ဟုတ်ကဲ့ချက်ဟုတ်ပါတော့ပြီးလို့ရှိရင် government science နဲ့အခုဒီပါတော့ primary Cambridge science က second edition ကပုံစံလေးတူတယ်ချက်ဒါမဲ့ပေါ့နော်တချို့ဆိုလို့ရှိရင်ကျတော့ grade 3မှာသင်ခဲ့ရရင်ဒီ primary မှာကျတော့ grade 4မှာပါနေတဲ့ပုံစံမျိုးပေါ့နော်ဆိုရင်ခါကျသူတို့ကိုဆွဲထုတ်ပေးရပါအစပြန်ဆွဲထုတ်ပြီးတော့သင်ပေးဖြစ်တယ်ချက်အဲ့လိုမျိုးပေါ့သင်ခဲ့ဘူးကျစနာကြည့်ပေါ့ဒါဆိုရင်ဒီလိုပြန်ချိန်မယ်အဲ့လိုမျိုးလေးနဲ့တော့သင်ခဲ့ဘူးလားလေးပြန်မှတ်မိလာတဲ့ချက်ဟုတ်ကောင်းနေချက် content ပိုင်းမှာတော့ cross curricular ပေါ့နော်တခြား subject တွေနဲ့ရောပေါင်းပြီးတော့ပို့ပြီးတော့ဒီထက်ဟုတ်သင်သွားဖို့ရရှိပါတယ်ချက်ဟုတ်ကဲ့ကလေးတွေရဲ့ဟိုဟာလေးမှတ်ထားတဲ့ဒီအုံနောက်တွေက dog တွေလည်းကိုကဆက်ပေးတယ်လို့ဖြစ်သွားမှာပေါ့နော်အဲ့ဆို long term နဲ့လည်းပိုရောက်သွားမှာတင်တယ်ဟုတ်တယ်ချက်ကောင်းတယ်ဟုတ်တယ်အဲ့လိုလေတန်းစင်လိုက်ပေါ့နော်မှတ်မိအောင်လို့လေအစပြန်ဆွဲထုတ်ပေးရပေါ့တချို့ကြတော့လေကလေးကဒီတန်းတင်ပြီးဆိုပြီးသူတို့လိုမင်းပြစ်သွားတာမျိုးရှိရောလေဟုတ်ကဲ့ချက်ဟုတ်တယ်ချက်ဆောင်ဝဲပြီးမေးပြမဲဆိုတော့အဲ့လိုမျိုးမေးလို့မရဘူးပေါ့နော်တကယ်တော့လေအဲ့လိုဟိုသုံးနေရရင်တော့မမေ့ပါဘူးချက်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ချက်ပါနောက်ချက်ဘယ်သူချန်သေးလဲရှင်ဒီချက်မြင့်မဟုတ်ဟုတ်ကဲ့မျှဝေပေးပါဦးဒီနေ့သင်ခန်းစာပိုင်းရသွားလဲချက်
ဒီချေတို့ချင်လို့ content ပေါ့လေ subject တွေချိန်ဆွဲရတယ်ဆိုဒီချေပြပြပုံမြင်တာွားတယ်ပေါ့ချိန်လေနောက်ပြီး ဟုတ် တော့ ကဲ့ တော့တော့ပို့ပြီးပေါ့ဟိုက language မှာလည်းနဲ့အားနဲ့ဆိုပြီးတော့ဝေးဖြစ်မှုလည်းမြင်ပါတယ်ပေါ့ โอเคဒီချဲတို့ဟိုဖြည့်ပါလို့အချိန်လေးနည်းနည်းချင်းစီယူပြီးတော့နော်အားပေးပါတယ်လို့ချက်โอเคပါချက်မြေနောက်ကောဒီချက်လေးလေဒီချက်အေးပြီးသွားရင်နော်ဒီချက်အေးအရင်ဆုံးပြောတာနောက်အကုန်ပြီးသွားရလားချက်ကြီးကျမ်းပါတယ်နော် ဟုတ်ကဲ့ဒီချက်hello ချက် ဟုတ်ကဲ့ပါ ဟုတ်ချက်ဒီနေ့သင်ခဲ့ရတော့အများကြီးပေါ့နော်ချက်အခုကိုလည်းပြန်ပြီးတော့ reflect လုပ်မိသွားပါတယ်ချက်ခုနပြောဆို English language ကိုclassroom ထဲမှာသုံးပေးတာကလေးတွေကိုပို့ပြီးတော့အကျိုးဖြစ်စေရပေါ့နော်သူရဲ့ cognitive thinking ပိုင်းရောသူရဲ့ target language ကိုမိရရောနောက်ထပ်သူရဲ့ language proficiency တိုးသွားရရောအဲ့လိုမျိုးပြန်တွေးပြီးတော့ပြီးတော့ English language ကိုမကြောက်ချာလေးတော့သုံးပေးမယ်လို့သုံးနိုင်အောင်ကြိုးစားရပေါ့နော်ချက်ပြီးတော့နောက်တစ်ခုကချက်အဲ့ခုနဒီချက်ပြောတာ content အနေနဲ့ချိန်ပြီးတော့လေအဲ့လိုကိုယ့်ရဲ့အပြင်ကဘဟုတတရနေချိန်ပြီးတော့ကလေးတွေကိုအဲ့လိုသင်ပေးတဲ့ပုံစံမျိုးအရန်သဘောကျတယ်ချက်ကိုယ်တိုင်လည်းအကြောင်းသူတယောက်ဖြစ်တော့အဲ့လိုမျိုးသင်ပေးတဲ့ဒီချက်တွေကိုအခုထိချိန်ပြောတဲ့စကားတွေမှတ်မိအောင်ဆိုတော့အကေသမီးသားအကေနောက်ပိုင်းသင်ပေးသင်ခန်းစာတွေမှာအခွင့်အရေးရခဲ့လို့ရှိရင်အဲ့လိုမျိုး content နဲ့ချိန်ပြီးတော့အဲ့လိုသင်ပေးပြနိုင်အောင်ကြိုးစားကြည့်ပါဦးမယ်ဒီချက်ဟုတ်ကြတ်တင်ချက်တချို့လေချက်ငငယ်တော့လေသွားတိုင်းမျက်နာတင်အဲ့လိုကြပြတင်ရမလားကျမတို့ကြပြတင်ပြီးသွားရင်ပြီးရလို့ထင်ပေမဲ့တခါကျတော့ကျမအဲ့မှာhygiene essence တွေလေအဲ့လိုထည့်ပေးလို့ရတယ် PE ပေါ့ physical education ကျမတို့ကမျက်နာတင်ပြီးသွားတိုက်မျက်နာတင်လားမျက်နာတင်သွားတိုက်လားဘယ်ဟာအမှန်လဲတချို့သိလားတိုင်းမျက်နာတင်သားရင်ကြည့်ပါ right အမားတယ်မျက်နာရင်တက်ရမှာ right မျက်နာရင်ဒါပေမဲ့ကြပြားသွားအရင်တိုက်နေသူကကာယံကြိုက်အောင်နေမှာပေါ့အဲ့ဆိုကျွန်တော်တို့ကအဲ့နာနည်းနည်းပြောပြရမှာအပူတွေကအရင်ဆုံးအပြင်ကိုသိရမလားကျွန်တော်တို့ကအပြင်ကိုအရင်တက်ပြီးမှဒီပါဇက်ကအပူကိုကျွန်တော်တို့ကအရင်ရေပလုတ်ကျင်းလိုက်အဲ့အပူကဘယ်လိုပြောမလဲဝင်သွားတယ်ဆိုလားဘယ်လိုလားမသိအဲ့မှာကျွန်တော်မျက်နာရင်တက်ရတယ်မျက်နာတက်သွားတိုက်အဲ့ဒါပိုကဖြစ်ပါတော့အဲ့လိုပုံစံမျိုးအဲ့ဒါဆိုရင်တော့ကြပြားကတော့ဒါကကြပြားနော်အဲ့မှာကျွန်တော်တို့အဲ့မှာ switch code လုပ်ပေးရမှာဒီလိုလေးနည်းနည်းရှင်းပြရမှာတစ်ချက်လောက်တော့ရှင်းပြပေးရမှာကလေးတို့မျက်နာအရင်တက်နော်အဲ့လိုလေးပြောပေးရမှာကြပြားကတော့လိုရေးထားတယ်ပေါ့နော်အဲ့လိုမျိုးလေးတော့ရှိရအဲ့တော့ဒါ just also recite လုပ်ရတဲ့ဟိုပေါ့နော်ကြပြလေးဖြစ်တော်ညာလေးပေါ့နော်ဆိုတော့အကုန်ကျမတို့တိနေဆီယမကတိနေရင်တော့ကလေးတွေအကျိုးရှိရပါတော့အဲ့လေးတော့ဟုတ်ပါတယ်teacher တို့အဲ့ဆိုအကုန်ပြီးသွားပြီနော်ဒီနေ့ကျန်တော့နော် okay ဆိုရင် mission ကိုအချိန်လေးအပ်ပါတယ်ဟုတ်ကဲ့ပါရှင်တီချာတို့အတန်းနဲ့ပတ်သက်ပြီးတော့တခုခုများမေးစရာလေးများရှိသေးလားရှင်တီချာတို့ရှိတော့ပါဘူးရှင်ဟုတ်ကဲ့မရှိတော့ဘူးဆိုဒီနေ့ day 2လေးမှာတက်တက်ကြွကြွတီချာတို့အားလုံးပါဝင်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်နောက်တစ်ပတ်ဗုဒ္ဓဦးနေ့ည7:00 နာရီမှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင်တီချာတို့နားလို့ရပါပြီရှင်ကဲပါရှင်တက်ပုံလေးရအောင်ဗလားတက်ပုံလေးရလာပေါ့ okay ready 1 check ရလိုက်မယ်နော် ready 1 2 3လာပါတယ်7လေးပါတက်ထားလိုက်ရပါတယ် okay ချက်ပုံလေးပို့ပြပါမယ် okay အားလုံး good night ပါ7 night ဒီ energy မကြဘဲနဲ့တက်ပြီးရဲ့ဆက်များအားလုံးတက်ပါ good night ပါ teacher okay ရှင်